အစီအစဉ်နဲ့ရ Happy Myanmar Company Limited CEO ဒေါက်တာထက်ဆန်လင်းမှအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပေးမှာဖြစ်ပါတယ်ရှင်။အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပေးပါရန်ဒေါက်တာထက်ဆန်လင်းအားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ကျော်လာကြတယ်အပိသမများအားလုံးမင်္ဂလာပါလို့ဥသောပနာမှာပြောကြားလိုပါတယ်ကျွန်တော် Happy Myanmar Company Limited CEO ဖြစ်ပါတယ်ကျွန်တော်တို့ဒီလို Better Future Better Myanmar ဆိုပြီးဟောပြောပွဲတွေကျွန်တော်တို့လုပ်ခဲ့တာကျွန်တော်2015ကတည်းကလုပ်ခဲ့တာပါဆိုတော့ကျွန်တော်တို့ company ကိုတော်တော်များများသိတာများတာတော့ကျွန်တော်တို့ B2B magazine နဲ့တွဲပြီးပဲသိတာများကြပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီအခုဆိုရင်2012ကတည်းကစတည်ထောင်ခဲ့တာဆိုရင်ကျွန်တော်တို့magazine က6နှစ်ကျော်လာပြီဖြစ်ပါတယ်ဒီ6နှစ်ကျော်ကာလအတွင်းမှာကျွန်တော်တို့ company အနေနဲ့ဘာလုပ်လဲဆိုရင်ပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ magazine ထုတ်ပါတယ်2012ခုနှစ်ကတည်းကကျွန်တော်တို့ online offline ကတော့ print ပေါ့နော် print ဆိုပြီးတိုးတော်လဲကျွန်တော်တို့စကတည်းက2012ခုနှစ်ကတည်းကကျွန်တော်တို့ magazine စထုတ်ကတည်းကကျွန်တော်တို့ရဲ့ထူးခြားချက်ကကျွန်တော်တို့စီမှာပါဝင်တဲ့ content တွေကို social media လူမှုကွန်ရက်မှာကျွန်တော်တို့ပုံမှန်ကျွန်တော်တို့တင်ပေးခဲ့ပါတယ်ဒါကြောင့်လည်းကျွန်တော်တို့လက်ရှိအနေအထားမှာမြန်မာနိုင်ငံမှာ Facebook social media သုံးစွဲသူစုစုပေါင်းတန်း20ကျော်ရှိပါတယ်ကျွန်တော်တို့ analysis တွေအရတန်း20ကျော်မှာစီးပွားရေးကိုစိတ်ဝင်စားတဲ့ဖတ်တဲ့သူစုစုပေါင်းဟာ2 တန်းမပြည့်ပါဘူးလူမှုကွန်ရက်မှာတော်တော်များများသုံးတာဘာတွေသုံးကြလဲကြည့်လိုက်ရင် social media မှာ update တွေသိကျင်တယ် social media မှာ celebrities အကြောင်းတွေသိကျင်ကြတယ် news တွေကိုဖတ်ကြတယ်သို့တော့စီးပွားရေးကိုတကယ်စိတ်ဝင်စားဖတ်တဲ့သူစုစုပေါင်း2 တန်းမပြည့်ပါဘူးသို့တော့လည်းကျွန်တော်တို့2012ခုနှစ်ကတည်းကလူမှုကွန်ရက်မှာကျွန်တော်တို့ actively တင်ခဲ့တဲ့အတွက်လက်ရှိမှာကျွန်တော်တို့လူမှုကွန်ရက်စာဖတ်သူပရိသတ်စီးပွားရေးစိတ်ဝင်စားသူပရိသတ်စုစုပေါင်းရဲ့80%ကျော်ကိုကျွန်တော်တို့လက်ရှိရရှိထားပါတယ်စုစုပေါင်း 1.4 million ကျော်စာဖတ်ပရိသတ်ကိုကျွန်တော်တို့ရရှိထားပါတယ်ဒီလိုရရှိအောင်ကျွန်တော်တို့ကူညီပေးတဲ့အဓိကအကြံပေးတဲ့ပညာရှင်ဆရာကြီးဒေါက်တာအောင်ထွန်းတန်းနဲ့ကျွန်တော်ရဲ့ဖခင်ဖြစ်သူဆရာဦးတင်စံကျော်တို့အထူးကျေးဇူးတင်ကြောင်းကျွန်တော်တို့ပြောကြားလိုပါတယ်ကျွန်တော်တို့ company အနေနဲ့အဓိကဘာလုပ်လဲလို့ပြောရင်တလုံးနဲ့ပြောပါဆိုရင်ကျွန်တော် business education ကိုပဲကျွန်တော် design မှတ်လုပ်ပါတယ်ကျွန်တော်တို့ဒါမျိုးပွဲတွေစီစဉ်တော့ကျွန်တော်တို့လာငှားကြတာရှိပါတယ်တချို့ကြတော့လေ company က event organizer လုပ်ပေးပါဘောနော်ဆိုတော့ကျွန်တော် event organizer မလုပ်ပါဘူးကျွန်တော်တို့ business education ကိုပဲကျွန်တော် design မှတ်လုပ်ပါတယ်လုပ်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ magazine ထုတ်ဝေခြင်းအပြင်အခုလိုမျိုးပေါ့နော်ဟောပြောပွဲတွေလုပ်တာတွေကျွန်တော်တို့လုပ်ပါတယ်ကျွန်တော်တို့ Better Future Better Myanmar ဆိုပြီး2015ခုနှစ်ခတည်းကရန်ကုန်မန္တလေးမြို့ကြီးဒီတော်တော်များများမှာကျွန်တော်တို့စီးပွားရေးဟောပြောပွဲတွေအခမဲ့ဟောပြောပွဲတွေကျွန်တော်အောင်ထွန်းသက်ရဲ့ဆရာဦးနေစံကျော်ရဲ့ကျွန်တော်တို့ပေါဝင်ဟောပြောပေးတာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့နိုင်ငံခြားကနေပြီးတော့ဟောပြောတဲ့ပညာရှင်တွေအခုလည်းကျွန်တော်တို့စီစဉ်နေပါတယ်2014ခုနှစ်ကလည်းကျွန်တော်တို့ Professor Philip Kotler ကိုခေါ်ပြီးတော့မြန်မာ Marketing Forum ဆိုပြီးတော့ကျွန်တော်တို့ကျင်းပအောင်မြင်မြင်ကျင်းပခဲ့ပါတယ်အခုလည်းကျွန်တော်တို့စီစဉ်နေပါတယ်အခုလည်းခုနဆရာကြီးဒေါက်တာအောင်ထွန်းသက်နဲ့ဆရာဦးတင်စံကျော်နဲ့တိုင်ပင်နေပါတယ်နောက်ထပ်ဟောပြောပွဲတွေဆက်ကျင်းပဖို့လည်းကျွန်တော်တို့စီစဉ်နေတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီခန်းသားမှာကျွန်တော်တို့မိတ်ဆက်ပေးချင်တာရှိပါတယ်ကျွန်တော်တို့ပြောကြပါတယ်တော်တော်များများကျွန်တော်နိုင်ငံမှာစာမဖတ်တော့ဘူးလည်းပြောကြပါတယ်အထူးသဖြင့်ပုံနှိပ်ထုတ်ဝေသူတွေတော်တော်များများပြောပါတယ်ဘာလို့လဲဆိုပုံနှိပ်စာကိုရောင်းမကောင်းတော့စာမဖတ်ဘူးဆိုပြီးပြောပါတယ်အမှန်တော့စာမဖတ်တာမဟုတ်ပါဘူးစာဖတ်တဲ့ပုံစံကျွန်တော်တို့ပြောင်းသွားတာပါတော်တော်များများစာဖတ်တာကိုစာအုပ်နဲ့တွေမဟုတ်တော့ဘဲနဲ့အခုလူတိုင်းစီမှာရှိတဲ့ mobile phone တွေ tablet တွေနဲ့စာတွေဖတ်လာကြပါတယ်ဒါကြောင့်ကျွန်တော်တို့လည်း B2B အနေနဲ့လည်းပြောင်းလဲဖို့လိုပါတယ်ကျွန်တော်တို့အပြောင်းလဲအနေနဲ့ကျွန်တော်တို့ B2B magazine ရဲ့အပြောင်းလဲတစ်ခုအနေနဲ့ B2B application ကိုကျွန်တော်တို့ launch မိတ်ဆက်ပေးခြင်းပါတယ်လူကြီးမင်းတို့ရဲ့ကျွန်တော်တို့မျက်နှာရှိတဲ့မှာပေါ့နော်ထိုင်ကုန်ရဲ့အနောက်ကျောတွေမှာကျွန်တော်တို့ကတ်ထားပါတယ် QR code လေးကတ်ထားပါတယ်ဒီ QR code ကိုကျွန်တော်တို့ scan ဖတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ Android ဆိုလဲ Android application iPhone ဆိုလဲ iOS application နဲ့ B2B application ကို download ရယူနိုင်မှာဖြစ်ပါတယ်ဆိုတော့ B2B application ကကျွန်တော်တို့ဘာတွေပါလဲဆိုရင် B2B application မှာ content တွေတော်တော်များများပါပါတယ်ပထမဆုံးအနေနဲ့ပင်မစာမျက်နှာဆိုပြီးကျွန်တော်တို့ပါမှာဖြစ်ပါတယ်
home page မှာကျွန်တော်တို့တင်သမျှ content စီအကုန်လုံးကို home page မှာကျွန်တော်တို့ဖတ်ရှုနိုင်မှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ premium content စီပါပါတယ်ကျွန်တော် influencer တွေရဲ့ဟောပြောပို့ချမှုတွေအခြားစိတ်ဝင်စားစရာကောင်းတဲ့တကယ် premium content တွေကိုကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ brand voice ဖြစ်ပါတယ် brand voice ဆိုတာဒီထဲမှာများအကယ်၍များပေါ့နော် marketing နဲ့ပတ်သက်နေတဲ့သူတွေ top management မှာရှိနေတဲ့သူတွေ PR မှာလုပ်ကိုင်နေတဲ့သူတွေပါဝင်နေဆိုရင်လူကြီးမင်းတို့ရဲ့ company ရဲ့သတင်းတွေကိုကျွန်တော်တို့စီကိုလာပြောကြပါတယ်သူတို့ရဲ့သတင်းတွေကိုတင်ကျင်နေပေါ့နော်ကျွန်တော်တို့ magazine မှာအခက်အခဲအများကြီးရှိပါတယ်ကျွန်တော်တို့ magazine မှာ154မျက်နှာပဲကျွန်တော်တို့ပါပါတယ်သတင်းဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့အနေနဲ့2မျက်နှာနဲ့4မျက်နှာကြာပဲကျွန်တော်တို့တင်ဆက်ပေးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ company ပိုင်ရှင်တွေလုပ်ငန်းရှင်တွေကကျွန်တော်ကိုစိတ်ဆိုးကြပါတယ်သူတို့သတင်းတွေမပါလို့ဆိုပြီးပြောကြပါတယ်ကျွန်တော်တို့မှထည့်ပေးဖို့အင်မတန်အခက်အခဲရှိပါတယ်အခုဆိုရင်ကျွန်တော်တို့အဲ့အခက်အခဲတွေကိုဖြေရှင်းဖို့အတွက်လူကြီးမင်းတို့ရဲ့ company ရဲ့သတင်းတွေကိုတင်ကျင်တယ် B2B ရဲ့စာဖတ်ပရိသတ် 1.4 million store စာဖတ်ပရိသတ်ကိုရောက်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဆက်သွယ်ပါကျွန်တော်တို့လူကြီးမင်းတို့ account တစ်ခုဖွင့်ပေးပါမယ်အဲ့ account က Facebook လို့ပါပဲ online ကနေပြီးတော့ကို page မှာကိုတင်တယ်လို့ကျွန်တော်တို့ platform ကနေပြီးတော့သတင်းတွေတင်လို့ရတဲ့ platform လို့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ဒါကိုကျွန်တော်တို့ brand voice လို့ခေါ်ပါတယ်စိတ်ဝင်စားတဲ့သူတွေကျွန်တော်တို့ B2B magazine ကိုဆက်သွယ်လို့ရပါတယ်တလောက်ကိုဒေါင်းနာမယ်ဆိုရင်ကျွန်တော်တို့ဒီပွဲလိုမျိုးနောက်ထပ်ကျွန်တော်တို့ပသိမ်မှာလည်းကျွန်တော်လုပ်ဖို့ရှိပါတယ်တောင်ကြီးမှာလည်းလုပ်ဖို့ရှိပါတယ်မန္တလေးမှာလည်းလုပ်ဖို့ရှိပါတယ်ဒါမျိုးကျင်းပတဲ့ဟောပြောပွဲတွေအကုန်လုံးကို B2B app ကနေပြီးတော့တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်လက်ရှိဒီပွဲကိုလည်း B2B app ကနေပြီးတော့ပြသနေပါတယ်ဆိုတော့ညီကုန်းချုပ်အနေနဲ့ကျွန်တော်ပြောကြားလိုတာကတော့ခေတ်စနစ်တွေပြောင်းလာတဲ့အခါမှာဤပညာလည်းဖွံ့ဖြိုးလာတဲ့အခါမှာကျွန်တော်တို့အနေနဲ့လည်းအများကြီးပြောင်းလဲမှုတွေပြုပြင်မှုတွေပြုလုပ်ရပါတယ်သို့တော်လည်းကျွန်တော်တို့ဘာဖြစ်လဲဆိုတော့လူမှုကွန်ရက်တအားကောင်းခေတ်စားလာတဲ့တိုးတက်လာတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ရင်ဆိုင်ရတာမီဒီယာအနေနဲ့ရင်ဆိုင်ရတဲ့အခက်အခဲတစ်ခုရှိပါတယ်ဒါဘာလဲဆိုရင်သတင်းမှာပေါ်ပင်သတင်းနဲ့တကယ်သတင်းမှာကျွန်တော်တို့တကယ်သတင်းသမားတွေကပေါ်ပင်သတင်းကိုတိုးအင်မတန်ခက်ပါတယ်social media ကိုကြည့်လိုက်ရင်ဘာကိုခေတ်စားလဲဘာတွေစိတ်ဝင်စားလဲဆိုရင်အခုတော်တော်ခေတ်စားနေတဲ့နာမည်ကြီးနေတဲ့သတင်းတွေ celebrities သတင်းတွေဒါမျိုးတွေခေတ်စားကြတယ်စီးပွားရေးနဲ့ပတ်သက်တကယ်သတင်းတွေဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့နည်းနည်းလေးလူစိတ်ဝင်စားအောင်လုပ်ရခက်တာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့လုပ်ငန်းရှင်တွေလည်းဒီမှာပါဝင်နေဆိုရင် marketing သမားတွေလည်းပါဝင်မယ်ဆိုရင်ကြော်ညာတဲ့အခါမှာခေတ်စားမှုကိုကြည့်မလားဒီသတင်းရဲ့မှန်ကန်မှုတိကျမှုကိုကြည့်မလားဆိုတာလေးကိုကျွန်တော်မေတ္တာရက်ခံလိုပါတယ်ကျွန်တော်တို့အနေနဲ့ B2B အနေနဲ့အခု6နှစ်ကျော်ကာလရှိသွားပါပြီ6နှစ်ကျော်ကာလကနေပြီးတော့နောက်တက်အချိန်နဲ့အမျှနှစ်တိုင်းမှာနောက်တက်ဖန်တီးမှုတွေတည်ထွင်မှုတွေနဲ့ကျွန်တော်တို့အကောင်းဆုံးပြည့်ဆက်သွားမယ်လို့ကတိပြုပြောကြရင်ညီကုန်းချုပ်လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးတော့ certificate ချင်းမြင့်မြင့်အစီအစဉ်ရှိတဲ့အတွက်ဒေါက်တာထက်ဆန်လင်းဆေးမြင့်မော်ပါပဲနေရာယူပေးဖို့အလေးစားစွာဖိတ်ခေါ်ပါတယ် Appreciation certificateဆက်လက်ပြီး Diamond Sponsor ဖြစ်ပါဝင်ထားသော Anvonsi မှတာဝန်ရှိသူတို့ကလေးစားစွာဖိတ်ခေါ်ပါရရှင်ဆက်လက်ပြီး Gold Sponsor ဖြစ်ပါဝင်ထားသောခင်မောင်ညွတ် Training Company Limited မှ Director ဦးဇော်ဝင်းအားလေးစားစွာဖိတ်ခေါ်ပါရရှင် Gold Sponsor ဖြစ်ပါဝင်ထားသော AirX မှတာဝန်ရှိသူတို့အားလေးစားစွာဖိတ်ခေါ်ပါရရှင်
Gold sponsor ဖြစ်ပါဝင်ပေးထားသော Chan Han Golf Master မှတာဝန်ရှိသူတို့ကလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ Gold sponsor ဖြစ်ပါဝင်ထားသော CB Bank မှတာဝန်ရှိသူတို့ကလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ Silver sponsor ဖြစ်ပါဝင်ထားသော CB Insurance မှတာဝန်ရှိသူတို့ကလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ Silver sponsor ဖြစ်ပါဝင်ထားသော Authentic မြန်မာ team မှတာဝန်ရှိသူတို့ကလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ Area sponsor ဖြစ်ပါဝင်ထားသော Wall Street English မှတာဝန်ရှိသူတို့ကလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ Appreciation certificate များကိုလက်ခံယူပေးပါသောကုမ္ပဏီလုပ်ငန်းအသီးသီးအားကျေးဇူးတင်ရှိပါတယ်ရှင်။ အစီအစဉ်အရဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ Lean Management ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးမည့်အစီအစဉ်ဖြစ်ပါတယ်ရှင်။ဆရာကြီးဟောပြောဆွေးနွေးမှုပြုမီဆရာကြီးကိုယ်ရေးအချင်းချုပ်ကိုဖတ်ကြားတင်ပြလိုပါတယ်ရှင်။ပါမောက္ခဒေါက်တာအောင်ထွန်းသက်သည်1965ခုနှစ်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှဝါနိဇဝိဇ္ဇာဘွဲ့ကို၎င်း1982ခုနှစ်တွင် Brighton University မှဘွဲ့လွန် Diploma in Management Studies ကို၎င်း1983ခုနှစ်တွင် University of Warwick မှမဟာသိပ္ပံဘွဲ့ကို Operations Research ဘာသာရပ်ဖြင့်၎င်းရရှိခဲ့ပါသည်1989ခုနှစ်တွင် University of Manchester Institute of Science and Technology UMIST မှပါရဂူဘွဲ့ကို Management Science ဘာသာရပ်ဖြင့်ရရှိခဲ့ပါသည်1986ခုနှစ်မှ1988ခုနှစ်အထိဂျာမနီနိုင်ငံ University of Marburg တွင်ပါရဂူဘွဲ့လွန် Postdoctoral Research Fellow အဖြစ်သုတေသနလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်ပါမောက္ခဒေါက်တာအောင်ထွန်းသက်သည်2014ခုနှစ်တွင် British Columbia တက္ကသိုလ်၏ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကိုချီးမြှင့်ခြင်းခံခဲ့ရပြီး2015ခုနှစ်မေလတွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ Doctor of Letters Honoris Causa ကိုချီးမြှင့်ခြင်းခံခဲ့ရပါသည်လက်ရှိချိန်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့်ရန်ကုန်တက္ကသိုလ်တို့တွင်အပါမောက္ခဖြစ်၎င်း UNESCO India Mahatma Gandhi Institute ၏ရေရှည်တိုးတက်ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးဆိုင်ရာပညာရေးကဏ္ဍတွင်အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်၎င်းတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်ချင်းမိုင်ပါတက္ကသိုလ်တွင်ပါမောက္ခအဖြစ်တာဝန်ယူလျက်ရှိပါသည်ထို့ပြင်မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင်အကြံပေးပုဂ္ဂိုလ်အဖြစ်တာဝန်ယူလျက်ရှိသလိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်လည်းဖြစ်ပါသည်ကိုတင်ပြရင်ညီကုန်းချုပ်အပ်ပါရရှင် Lean Management ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲချပေးပါရန်အတွက်ဆရာကြီးပါမောက္ခဒေါက်တာနှုတ်သက်အားလေးစားစွာဖိတ်ခေါ်အပ်ပါရရှင်ကျွန်တော်အားလုံးမင်္ဂလာပါအဲ့တော့ခုနကဒေါက်တာဆက်ဆန်နေကျွန်တော်မိတ်ဆက်တူကျွန်တော် B2B မိသားစုအနေနဲ့ Better Future Better မြန်မာเนาะဒါဟောပြောပွဲခေါင်းစဉ်ကျွန်တော်တက်ပြီးတော့เนาะအရင်2015တွေကဟောပြောပွဲလုပ်ခဲ့ပါတယ်အခုလည်းဒီဟောပြောပွဲစီစဉ်ကိုဆက်လုပ်နေတာအဲ့တော့ဒီမှာရှိတဲ့လူငယ်တွေအားလုံးကိုသတိပေးနေတာတော့
ဒီခေါင်းစဉ်ကအရေးကြီးပါတယ် better future နော်ဒီမှာရှိတဲ့လူတွေတယောက်ချင်းတူးချင်းဒီပုံမကောင်းမွန်တဲ့အနာဂတ်ကိုတည်ထားဖို့လိုပါတယ်ကြိုးစားကြနော်ကိုဘဝဒီတဲ့ကောင်းမှုလိုတယ်ကိုအတွက်အနာဂတ်ဒီတဲ့လှဖို့လိုတယ်ကိုလို့ပြောတဲ့ခါမှာဆရာတော်၃ပိုင်းပြောစီခြင်းတယ်တယောက်ချင်းတူးချင်းနော်ဒီမှာရှိတဲ့ပြည်သက်တွေအားလုံးတယောက်ချင်းကဒီတဲ့ကောင်းတဲ့အနာဂတ်ဖြစ်အောင်ဖန်တီးပါတယောက်ချင်းတူးချင်းအတွက်ရည်ကြီးသလိုအဖွဲ့အစည်းတွေကုမ္ပဏီတွေအတွက်လည်းရည်ကြီးပါတယ်နော်အနာဂတ်ကိုဖန်တီးတဲ့အခါမှာတယောက်ချင်းအနာဂတ်လှဖို့လိုသလိုအဖွဲ့အစည်းတွေကုမ္ပဏီတွေလုပ်ငန်းတွေကလည်းအနာဂတ်လှဖို့လိုပါတယ်တတိယအဆင့်ကတော့နိုင်ငံပေါ့တို့နိုင်ငံဒီတဲ့အောင်မြင်တဲ့ဒီတဲ့တိုးတက်တဲ့ဒီတဲ့ကြီးပွားတဲ့နိုင်ငံဖြစ်ဖို့လိုတယ်ဒါကြောင့်မို့ဆရာတို့စဉ်းစားတဲ့အခါမှာနော်အမြဲတမ်းတွေးတဲ့အခါမှာတူချင်းတယောက်ချင်း individual ပြီးတော့မှ institution အဖွဲ့အစည်းပြီးတော့မှ society နော်လူအဖွဲ့အစည်းတစ်ခုလုံးပေါ့ဒီသုံးစင်ကိုအမြဲတမ်းစဉ်းစားနော်ကိုလုပ်တဲ့အလုပ်ကိုစဉ်းစားတဲ့အခါမှာဒီမှာရှိတဲ့ဝန်ထမ်းတွေအများစုကျောင်းသားတွေကျောင်းသူတွေဖြစ်တယ်ဆိုရင်တယောက်ချင်းတူချင်းထူးချွန်အောင်ကြိုးစားဖို့လိုတယ်တယောက်ချင်းတူချင်းထူးချွန်မှကိုယ်ဖွဲ့စည်းကိုမိသားစုထူးချွန်မှကိုယ်ဖွဲ့စည်းမိသားစုထူးချွန်ရင်ကိုလူတိုင်းဝန်းလည်းထူးချွန်မှကျွန်တော်အနေနဲ့ကိုယ်နိုင်ငံရဲ့စေတနာကတော့ better future ဖြစ်ဖို့လိုတယ် better မြန်မာပေါ့နော်တို့နိုင်ငံဒီတဲ့ကောင်းတဲ့ဒီတဲ့တိုးတက်တဲ့နိုင်ငံဖြစ်ဖို့အရေးကြီးတယ်အဲ့လိုလုပ်တဲ့အခါမှာနော်သူများအားကိုးနေတာထက်တူးချင်းတယောက်ချင်းတိုးတက်အောင်ကိုယ့်အကူကြိုးစားနော်အရေးတွေရှိအောင်လုပ်ဖို့လိုတယ်နော်အခုတဲ့နေမှာကျွမ်းကျင်အောင်ပြည့်စုံအောင်ကြိုးစားဖို့လိုတယ်လို့ဆရာတို့ပြောချင်ပါတယ်အဲ့တော့ခေါင်းစဉ်အနေနဲ့ဆရာကို lean management ဆိုတာကိုဆွေးနွေးပြပါလို့ပြောပါတယ်အဲ့တော့ပထမဆုံးပြောချင်တာတော့ lean ဆိုတာပါလေသိဖို့လိုတယ်နော်ဒီ lean ကိုနားလည်မှဘာကြောင့် lean management ဆိုတာခေတ်စားနေတယ်အခုခေတ်မီတဲ့ကုမ္ပဏီတွေအားလုံးခေတ်မီတဲ့နိုင်ငံတွေအားလုံးမှာ lean management ကိုစဉ်းစားနေတယ်လို့ပြောတော့ lean ကပါလေအဲ့တော့ lean ကိုနားလည်ဖို့ lean ရဲ့ဆန့်ကျင်ဘက်ဘာလဲသိဖို့လိုပါတယ် lean ရဲ့ဆန့်ကျင်ဘက်က fat ဝါတာကိုပြောတာဝါတယ်လို့ပြောရင်အစီအများတာကိုပြောတာနော်အဲ့တော့ဝါတာတို့အစီများတာတို့ကိုပြောရင်သူ့ရဲ့ဆန့်ကျင်ဘက်ကပိန်တာပါတာနော်အသားကြီးဖြစ်တာကြက်သားကြီးပဲဖြစ်တာလို့ဆရာတို့ပြောလို့ရတယ်ဒိဋ္ဌာနော်လူတယောက်မှာအစီတွေများရင်အဲ့လူကမတွက်တော့လီးနေတာဝါတဲ့လူပိန်တဲ့လူချောရလာတာနဲ့မဆိုင်ဘူးနော်ပိန်တဲ့လူကတွက်တယ်ဖြက်လက်တယ်ဒါကြောင့်မို့လုပ်ငန်းကြီးမှာလေအရင်တော့ဆရာတို့နားလေတာကုမ္ပဏီတွေကကြီးရမယ်လို့နားလေတယ်အဖွဲ့အစည်းတွေကကြီးထွားမယ်လို့နားလေတဲ့အယူဆကနီးအခုခေတ်မှာတော့အဖွဲ့အစည်းတွေကြီးစရာမလိုဘူးကုမ္ပဏီတွေဝန်ထမ်းတွေအများကြီးရှိကြမလို့ကုမ္ပဏီတွေမှာဘာလို့လဲဆိုရင်တွက်ဖို့လိုတယ်ဆိုတော့အသုံးလုံးသုံးတာအဲ့တော့တွက်တယ်ဆိုတာဘာလဲဆိုရင်ပြောရင် lean ဖြစ်တာကိုပြောတာဟုတ်တယ်နော်သတိထားနော် lean ရဲ့အဓိပ္ပာယ်ရသွားရင်ရှာပြောမယ့်ကိစ္စတွေအားလုံးကလွယ်သွားတယ် lean ရဲ့အဓိပ္ပာယ်ကိုမရရင်တော့ပြောတာတွေအားလုံးကလကားပဲဒါကြောင့်မို့ lean လို့ပြောရင်မလိုအပ်တာတွေအစီတွေကိုထုတ်ပယ်ဖို့လိုတယ်ဒီမှာရှိတဲ့လူတွေသူသမီးမျိုးသမီးတွေ lean ဖြစ်အောင်ကြိုးစားနော်ကိုလေးကပါနေရမယ်နော်ချက်နေရမှာမဟုတ်မဲနဲ့ဗိုက်ကြီးတွေပူနေတယ်နော်ခါလေပါးကြီးတွေဖောင်းနေတယ်ဆိုရင်အဲ့ဒါကဘာလဲ fat ဖြစ်တာဟုတ်တယ်နော်ရှော့နော် weight တွေရှော့ပြစ်နော်အဲ့တော့တူးကြီး weight ရှော့ဖို့လိုသလိုကုမ္ပဏီမှာလည်း weight ရှော့ရမှာလိတာနော်ကုမ္ပဏီတွေမှာမလိုတာတွေသိများတာပဲဌာနတွေအများကြီးဖွဲ့နေတာအဲ့ဒါတွေအားလုံးကပါလဲ fat ဖြစ်နေတာဒါကြောင့်မို့ဆရာတို့အနေနဲ့ပြောရမှာ lean ဖြစ်ရမယ်လို့ပြောတယ်ဘာကြောင့် lean ကိုပြောရလဲဆိုရင်လက်ရှိတစ်ကမ္ဘာလုံးရောကိုယ်နိုင်ငံမှာရောကိုယ်တူးချင်းမှာရော
lean ကိုဘာကြောင့်ပြောရလဲဆိုရင် lean နဲ့တွဲနေတာ fat တွဲနေသလို change လက်ပါပြောင်းလဲမှုတွေဖြစ်နေတာမနေ့ကနဲ့ကတိမတူတော့ဘုရားဒေါက်တာတက်ဆန်နဲ့ mobile application တွေပြောတယ်မနေ့က B2B နဲ့ဒီနေ့ B2B မတူတော့ပြောင်းလဲမှုတွေများရင် change ရှိနေရင်ပြောင်းလဲမှုကိုရင်ဆိုင်နေတာတစ်ခုပဲရှိတယ်ဘာဖြစ်လဲဆိုရင်တွက်မှရမယ်နော်လေးနေလို့မရအောင်အရင်တိုင်းပဲတို့ကုမ္ပဏီကမွေးတွေကဒီလိုပဲလုပ်နေရင်တော့အဲ့ဒီကုမ္ပဏီကအောင်မြင်မှာမဟုတ်တော့ပြောင်းလဲရတဲ့အခြေအနေနဲ့ကိုက်ညီအောင်လုပ်ဖို့လိုတယ်ပြောင်းလဲရတဲ့အခြေအနေနဲ့ကိုက်ညီဖို့ဆိုရင်ကိုယ်ကုမ္ပဏီတွေကိုယ်ဖွဲ့စည်းတာတွက်မှရမယ် speed တော့ size မဟုတ် S နှလုံးသတိထားနော်အခုဖြစ်နေတာကုမ္ပဏီတွေအားလုံးက size ကိုစဉ်းစားတယ်ကြီးမှထွားမှများမှအခုတော့မဟုတ်တော့ဘူးမြန်မှတွက်မှပေါ်ပါမှအဲ့ဒါတွေအားလုံးကပါလေ lean management ပဲတော့ဆိုရပြီနော်ကျန်တာတွေအားလုံးကဆရာဒီတန်းပြောတာတွေဘုနားလရင်ကျန်တာတွေအားလုံးကနော်ဒေးစိတ်တွေဖြစ်တယ်အဲ့တော့ lean management ကိုပြောရရင်အခြေခံကဘယ်ကစလဲလို့မေးရင်ဂျပန်တွေကစတာတိုယိုတာစတာအတိမပြုတ်ရမယ်နော်ဘယ်သူစလဲဆိုတာဘယ်သူတီထွင်လဲဆိုတာအတိမပြုတ်ရမယ်တိုယိုတာဘာကြောင့်စလဲလို့ပြောရင်အခုသိတဲ့အတိုင်းပဲကမ္ဘာဈေးကွက်မှာတိုယိုတာလွှမ်းနေပြီဘာနဲ့သူလွှမ်းလဲလို့မေးရင် lean နဲ့လွှမ်းတာနော်သူကုမ္ပဏီတွေအလုပ်တွေအားလုံးကမလိုတဲ့အလုပ်တွေလုံးဝမလုပ်အပေါ်တွေလုံးဝမရှိအောင်လုပ်တယ်တွေ့အောင်လုပ်တယ်မြင်အောင်လုပ်တယ်အဲ့တော့သူ့နမူနာယူပြီးတော့တစ်ချိန်ကတော့စီးပွားရေးဘဝမှာအင်မတန်အောင်မြင်တဲ့အမေရိကန်ကတော့သူတို့ရှိမှတင်တဲ့စီးပွားရေးတဲ့သူတွေမှာတော့ management ခဏထားအောင်အခြေခံမူဝါဒတွေနားလည်ဖို့လိုတယ်အခြေခံသဘောထားတွေသိဖို့လိုတယ်အဲ့လိုသိလိုက်ရင်တော့ကျန်တာတွေအားလုံးဟာလွယ်သွားပြီအဲ့တော့အခုမှားကျင်တာတော့ဒီမှာရှိတဲ့လူတွေအားလုံးဒီတော့ဆွေးနွေးပွဲတက်ရောက်လာတဲ့လုပ်ငန်းရှင်တွေလည်းပါတယ်ဝန်ထမ်းတွေလည်းပါတယ်ကျောင်းသားတွေလည်းပါတယ်ဆိုရင်ချက်ပြောသွားတဲ့ခါမှာကိုဘဝမှာ lean ဖြစ်အောင်ဘယ်လိုလုပ်မလဲစဉ်းစားသိထားနော်ကိုကုမ္ပဏီမှာပဲဖြစ်ဖြစ်ဝန်ထမ်းတယောက်ဆိုလဲဝန်ထမ်းကိုအလုပ်နဲ့ပတ်သက်လို့ကျောင်းဆရာဆိုလဲကိုအလုပ်နဲ့ပတ်သက်လို့စာသင်တာနဲ့ပတ်သက်လို့ lean ကိုဘယ်လိုလုပ်မလဲမားကတင်လုပ်တဲ့သူတွေပစ္စည်းရောင်းတဲ့ခါမှာ lean ဖြစ်အောင်ဘယ်လိုလုပ်မလဲဒါတွေရဖို့ဆိုရင်ဘာနဲ့စမလဲဆိုရင် lean principles အခြေခံနဲ့ဆရာတို့စကြည့်အောင်အဲ့တော့အရေးကြီးတာဆရာတို့သိထားနော်အရင်တော့လုပ်တဲ့အလုပ်တွေကိုလုပ်နေရင်တဲ့အရင်တော့ရတဲ့အဖြေပဲရမယ်မမင်းနဲ့နော် Henry Ford ကသတိပေးတယ်အရင်တော့နိုင်တော့လုပ်နေတာပဲအရင်တော့လုပ်တာတွေကောင်းနေတာပဲလို့ပြောရင်အရင်တော့အဖြေပဲရအဲ့တော့ကိုလူချင်းတဲ့အဖြေဒီအရင်တော့အဖြေမဟုတ်ပဲနဲ့အရင်တော့တဲ့ကောင်းတဲ့အဖြေရဖို့ဆိုရင်တော့သိထားနော်အရင်တော့လုပ်တဲ့အတိုင်းလုပ်လို့မရတော့ခြေခံသိထားနော်အရင်တော့လုပ်ခဲ့တယ်ဒီလိုပဲကောင်းနေတာပဲအောင်မြင်နေတာပဲလို့ပြောတာဒီအတိတ်ကိုပြောနေတာအတိတ်ကအောင်မြင်ပေမဲ့အနာဂတ်မှာအောင်မြင်မယ်လို့အမကချက်မရှိဘူးနော်ဘယ်လိုလူတွေသူသိမသိချာနော်အရင်တော့အောင်မြင်တာလို့ပြောရင်အရင်တော့အောင်မြင်တဲ့ကုမ္ပဏီပဲအခုခေတ်မှာအောင်မြင်ရမယ်လို့တတိယဆရာတို့အမမခံနိုင်တော့ဒါလေးကိုသိထားဖို့လိုတဲ့အတွက် lean principle ကဘာလဲဆိုရင်၅ခုဒီ၅ခုလေးရမှ lean management ကိုနားလည်မှာအဲ့တော့ဒီ၅ခုကိုဒီပုံလေးနဲ့ပြထားတယ်ဆရာတို့ B2B ကလည်းနော် Facebook ကနေတစ်ချက်ကူးကြသိမလို့ဘူးနော်မတ်ဆရာလည်းသိမလို့နောက်ပိုင်းကိုကုမ္ပဏီတွေမှာမျှဝေစီခြင်းနဲ့ဒီနေ့တယောက်လည်းတွေအားလုံးကဆရာကိုဘွားတွေနော်ဒီနေ့လည်းရုံရောက်ရင်ကိုဒီမှာလေးလာထားတဲ့ကိုကြားတဲ့ကိုနားလဲတဲ့ပုံစံကိုရုံတွေမှာကုမ္ပဏီတွေမှာမျှဝေပြီးပါလို့ဆရာမြစ်တာရခံခြင်းနဲ့ကိုတိယုံနေမဟုတ်ပဲနဲ့
ဆရာသတိပေးခြင်းတော့လူတွေအားလုံး sharing knowledge ဆရာတို့ဆရာတင်စာညောင်းနဲ့ဆရာတို့စပြီးလုပ်တဲ့ဆရာတို့ဥတီချက်ကငါသိတာကိုသူများသိအောင်လုပ်ပေးမယ်ငါသိတာတဲ့သူများတိုက်ရင်ပိုကောင်းနေဆိုတာမျိုးလက်ခံမှရမယ်နော်ဒါကြောင့်မို့ဒီမှာရှိတဲ့လူတွေဟာဆရာရဲ့ကိုယ်စားလှယ်တွေပဲပြန်သွားတဲ့ခါမှာတင်းတင်းနာနေရုံရောက်တာနဲ့မျှဝေပြီး slide တွေကိုရှင်းပြလို့ရတယ်အခြေခံ၅ခုအဲ့တော့ဆရာတို့ပထမဆုံးစတာပါလေလို့ပြောရင်စီးပွားရေးလုပ်တယ်လို့မစနာနဲ့ကုမ္ပဏီမဟုတ်ဘူးတန်ဖိုးပေးတဲ့အလုပ်လို့စဉ်းစားစာတင်တယ်လို့မပြောနဲ့ value ကိုတန်ဖိုးရှိတာကိုလုပ်တာလို့သိတာနော်စီးကုမ္ပဏီစီးရောက်တာမဟုတ်ဘူးဘာလုပ်နေတာလဲတန်ဖိုးရှိအောင်ဖန်တီးနေတာမီဒီယာကုမ္ပဏီမီဒီယာလုပ်တာမဟုတ်ဘူး value ကိုပေးတာဒါကြောင့်မို့ value ဆိုတာဘာလဲလို့မေးရင်တန်ဖိုးဆိုတာဘာလဲလို့မေးရင်ဝယ်တဲ့လူရှိမှတန်ဖိုးရှိတာနော်ကိုပစ္စည်းဘယ်လောက်ကြီးကောင်းကောင်းကိုဝန်ဆောင်မှုဘယ်လောက်ကြီးပြည့်စုံငွေပေးတဲ့လူမရှိရင်တန်ဖိုးမရှိဘူးဒါကြောင့်မို့တို့စီဝါလုပ်တဲ့လူတွေအားလုံးဒီဖောက်တယ်ဒီသူ့ရဲ့ငွေကိုပေးနေအောင်ဖန်တီးတဲ့အလုပ်လို့ရှာလို့စဉ်းစားဖို့လိုပါတယ်ဒါကြောင့်မို့သူတို့အနေနဲ့သိထားနော်ဆရာအဲ့ဒါလေးတော့သင်ပေးခြင်းတယ်တို့ဒီမှာစီးပွားလုပ်တဲ့လူတွေအများကြီးပါတဲ့အတွက်ကျွန်တော်စီးပွားလုပ်တာဘာလို့လုပ်တာလဲလို့မေးရင်ဖောက်တဲ့လိုအပ်ချက် customer needs ဟုတ်တယ်နော်ကိုထုတ်ခြင်းတဲ့ပစ္စည်းထုံးနေတာမဟုတ်ဘူးနော်ကိုပြီးခြင်းတဲ့ဝန်ဆောင်မှုကိုပြီးနေတာမဟုတ်ဘူးနော်ဖောက်တယ်လိုတဲ့ပစ္စည်းကိုထုတ်နေတာဖောက်တယ်လိုတဲ့ဝန်ဆောင်မှုကိုပြီးတာအဲ့တော့ဖောက်တယ်ရဲ့လိုအပ်ချက်လို့ပြောရင်နှစ်ခုရှိတယ်နော် actual တကယ်ကိုလိုတဲ့ဟာရှိတယ်လို့လိုမှမသိတဲ့ latent သူကိုယ်တိုင်မသိဘူးလူနေမှာဒါကြောင့်မို့ဆရာတို့ marketing သမားတွေကိုပြောတာတော့ demand creation လို့ပြောတယ်လူတယောက်ရဲ့လိုအပ်ချက်ကိုဖန်တီးပြီးမှရအခု B2B လုပ်နေတာဒေါက်တာတက်ဆန်နင်းတို့လုပ်တာ demand ကိုသိလို့မဟုတ်ဘူး actual needs ကိုပြောတာမဟုတ် latent needs သူအနေနဲ့လိုအပ်ချက်များရှိမလားဆိုပြီးတော့ဖန်တီးတာဖြစ်တဲ့အတွက်ဆရာတို့ဒီနဲ့တတ်နိုင်ရင် define လုပ်ရင်နှစ်ခုလောက်ရမှာနော်ကိန်းဂဏန်းနဲ့ပြလို့ရတာတွေနဲ့လုပ်သလိုကိန်းဂဏန်းနဲ့ဖော်လို့မရတာတွေကိုလည်းသုံးရမှာဖြစ်တယ်ဒါကြောင့်မို့ value တမိုးလို့ပြောရင်ဘာလို့ပြောတာလဲကုမ္ပဏီတစ်ခုပစ္စည်းရောင်းတာနော်အဲ့ဒီပစ္စည်းကိုဝယ်တဲ့လူရှိမှတမိုးရှိတာနော်ဒီဝန်ဆောင်မှုကိုပေးရဲဆိုပေမဲ့ဝယ်တဲ့လူမရှိရင်သုံးတဲ့လူမရှိရင်တမိုးမရှိဘူးလို့ဆရာတို့ပြောပါတယ်နံပါတ်1ရပြီနော်ဒုတိယအခြေခံကဘာလဲလို့ပြောရင် value stream အဲ့တော့ဆရာတို့အနေနဲ့အခု value chain ဆိုတဲ့စကားလုံးသုံးလာတယ်နော်ဂွင်းဆက်ကြီးရှိတယ်ပစ္စည်းစားထုတ်တဲ့ချိန်အားစားပြီးအဲ့ဒီပစ္စည်းကုန်ချမ်းကနေကုန်ကျော်ကနေစားသုံးသူလက်ထဲရောက်တဲ့အထိလှုပ်တဲ့အခါမှာဆရာတို့အနေနဲ့စဉ်းစားဖို့လိုတာကလှုပ်သမျှအလုပ်တွေအားလုံးဒီတမိုးရှိတဲ့လုပ်တွေဖြစ်အောင်အတိပ္ပယ်ကမလိုတဲ့လုပ်တွေမလုပ်ဖို့လိုတယ်အဲ့ဒါ lean ပဲအခုဖြစ်နေတာမလိုတဲ့လုပ်တွေများတော့ကြားတယ်အလုပ်တွေကြားတော့ customer စိတ်ညစ်တယ်ပုံစံတွေဖြစ်နေရဒီထဲမှာအစိုးရဌာနလူတွေပါရင်တော့တောက်မှညင်နေအစိုးရဌာနတွေအားလုံးကတော့မကြကြအောင်လုပ်တာကြာမသိက္ခာရှိသလိုနော် lean ဖြစ်တော့လုံးဝမစင်အောင်သူက fat ပဲဒါကြောင့်ဝါနေတာဒါကြောင့်လေးနေတာတို့ကုမ္ပဏီတွေလေးလို့မရဘူးအစိုးရဌာနတို့မလုံးနဲ့နော်ထိကနေဆိုရင်ပုံစံတွေမဖြည့်ခိုင်းနဲ့နော်ထိကနေဆိုရင်စက်ကူတွေမသုံးနဲ့နော် paperless လုပ်တော့စက်ကူမှမလို့လားအခုပြရတယ်ဒေါက်တာတက်ဆန်လင်း mobile application နဲ့လက်ထဲမှာ mobile telephone ရှိရင်အားလုံးကလုပ်လို့ရတယ်ဒါကြောင့်မို့ဆရာတို့အနေနဲ့တမိုးကိုမရှိတဲ့အလုပ်တွေအားလုံးဒီဘာလဲ waste ပဲအလီလွတ်နေပဲအရေးကြီးတာ lean management မှာအဓိကစကားလုံးကဘာလဲ waste
ကိုကိုလည်းကြည့်နော်ကိုကိုပြန်သုံးတာနော် waste ဘာတွေလုပ်နေတယ်အများကြီး waste ကိုကိုကြည့် waste အများကြီးပဲအခုဆိုရင်မကြည့်လို့မရဘူး24နာရီ9ရက်ဘာကြည့်နေဒါကိုကြည့်နေအတင်းအဖြစ်နေကိုသိကျင်တတ်တာ waste ပဲမင်းသားမီကိစ္စကိုကိစ္စမှမဟုတ်တာဒါပေမဲ့မကြည့်လို့မဖြစ်တော့ဘူးနော်ကြည့်တာလဲ24နာရီကြည့်တာနော်စာဖတ်ဆိုရင်တော့9မိနစ်တော့မဖောက်ဘူးဒါကြည့်ရင်တော့မညီဘူးဒါတွေအားလုံးကပါလေ waste ပဲတိတာနော်ရဲရဲဆက်ဆက်လုပ်ပြနော်မလိုတာတွေမလုံးဝမလုပ်ပါသေးလို့ဆရာတောင်းပန်နေတယ်အဲ့လိုလုပ်တဲ့အခါမှာ waste ကဘာလဲလို့ပြောရင်တမိုးတော့မရှိဘူးတိုးတော့လေလိုအပ်တယ်ဟုတ်တယ်နော်တမိုးမတက်ဘူးဒါပေမဲ့မလို့လို့မဖြစ်ဘူးတချို့ကြတော့တမိုးလည်းမရှိဘူးမလို့လည်းမလို့ဘူးအဲ့တော့တမိုးလည်းမရှိဘူးမလို့လည်းမလို့တဲ့အလုပ်တွေမလုပ်ပါနဲ့အဲ့တော့ဖြစ်နိုင်တော့ဒီနှစ်ခုနော်တမိုးမတက်ဘူးဒါပေမဲ့မလို့လို့မရတာတမိုးမတက်ဘူးလှုပ်ရှားမလို့တာအဲ့နှစ်ခုကိုကြည့်ရင်တော့နံပါတ်1ကိုတော့ဖြစ်နိုင်ရင်လျှော့ပါဘာကြောင့်လဲတမိုးမတက်ပေမဲ့လိုအပ်တာ哦တမိုးလည်းမတက်ဘူးလုံးဝမလိုတဲ့အလုပ်တွေကိုတော့ဖြင့်ဘာလို့ရမလဲ eliminate လုံးဝပေးပါလို့ပြောဟုတ်တယ်နော်အဲ့တော့ဒီလိုပြောတဲ့အခါမှာရှာနားလဲတယ်နော်ကိုကမခံစားတတ်လို့ကိုအသက်ရွယ်နဲ့မခံစားတတ်တော့ဘူးဒါပေမဲ့မင်းတို့ကြည့်ရတာအားလုံးကတိတ်ကျင်တတ်တာအဲ့ဒါဘာလဲဆိုရင် value လည်းမရှိဘူးမလိုလဲမလိုတဲ့ဟာစကြည့်ရတာဘာလဲဆိုမင်းတို့စိတ်ဝါသနာပါတဲ့ကိုတပ်ပုံရိုက်တာနော်ရိုက်နေတာပဲနော်ရှားလည်းနားမလဲဘူးနော်ရုပ်ကိုမမှတ်မိလို့လားနော်မွေးကြရဒီရုပ်ကြီးနော်မမှတ်မိကြမမှတ်မိကြအကြောင်းလည်းဘာမှမရှိဘူးအဲ့တော့ value လည်းမတက်ဘူးလို့ရလည်းမလို့ဒီရုပ်ကဒီရုပ်ပဲလေဒါပေမဲ့ရိုက်နေတာပဲနော်အားနေရိုက်နေတာအဲ့ဒါတွေအားလုံးကို eliminate ဖြစ်နိုင်လျှော့ပါလို့ရှော့လို့ပြောခြင်းနံပါတ်1ကိုနားလဲတယ်နော်ဆရာရဲ့မပြောပါနဲ့ဒါလိုအပ်တာနော်ဒါနော်မကြည့်လို့မဝတာဆိုတော့လေမပြောတော့ဘူးနော်အဲ့တော့ပြီးတော့မှဆရာတို့ရေးကြည့်တာပါလဲဆိုရင် flow လိုအပ်တဲ့လုပ်တွေကိုအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ပိုင်းလို့ရတယ်စိတ်လို့ရတယ်အဲ့လိုစိတ်လိုက်ပြီးတဲ့အခါမှာအဲ့ဒီအလုပ်တွေအားလုံးကိုပြန်ပြီးကြည့်ပြီးတော့ဖြစ်နိုင်ရင်အလုပ်တွေ overload မဖြစ်အောင်ကြိုးစားနော်အခုဖြစ်နေပါလေဆိုရင်အလုပ်တွေတိတ်များတာခဲတော့ stress တွေတိတ်များတာနော်ဝန်ထမ်းကြီးကြဝန်ထမ်းကြီးစိတ်မချမ်းတော့အားလုံးကဂျုံကြအားလုံးအလုပ်တွေများတာဖိစီးနေတာဘာကြောင့်များလဲဆိုရင်မလိုတာတွေလုပ်နေလို့များတာဒါကြောင့်မို့ဖြစ်နိုင်ရင်တော့ရှာတို့တတ်နိုင်ရင်တော့ cross functional ဌာနတစ်ခုတည်းဝိုင်းလုပ်နေလို့မရကိုလုပ်ပဲကိုလုပ်မယ် marketing က marketing လုပ်မယ် sales က sales လုပ်မယ်အကောင့်က account လုပ်မယ် audit က audit လုပ်မယ်လို့မရတော့ဘဲနဲ့ cross functional အားလုံးပေါင်းတဲ့အလုပ်ဖြစ်အောင်ကြိုးစားပေးပါလို့ရှာတို့အနေနဲ့ပြောချင်ပါတယ်ပြီးတော့မှရှာအဓိကတော့မင်းတို့လူငယ်တွေအားလုံးမှားကျင်တာတော့ဝန်ထမ်းတွေကို multi skill အခုဖြစ်နေတာဝန်ထမ်းတွေတော်တော်များဗာလဲဖြစ်နေဆိုတရုတ်တိုင်းဆရာကြီးလိုပဲတကွက်ပဲတတ်တာနော်ဘာပဲလာတကွက်ပဲချတာတတ်တာတစ်ခုပဲကို multi skill မရှိတာကြိုးစားတော့မင်းတို့ marketing သမားတွေအကောင့်ရအောင်ကြိုးစားအကောင့်သမားတွေ audit ရအောင်လုပ် HR သမားတွေ admin တောင်းအောင်လုပ်အဲ့လို multi skill လုပ်ပြီးတော့မှဘာလုပ်ရမလဲဆိုရင် adaptive အခြေအနေနဲ့ကန့်ညီအောင်ဆရာတို့ကြိုးစားဖို့လိုတယ်အရင်တော့ကျမဒါပဲလုပ်တယ်မသိဘူးလာမပြောနဲ့တခြားလည်းမခိုင်းနဲ့မလုပ်ဘူးလို့ပြောတဲ့လူဟာအလုပ်ပြုတ်ဖို့သိရတယ်နော်ဘာကြောင့်လဲဆို adaptive ဖြစ်မှရမယ်အခြေအနေနဲ့ကန့်ညီအောင်လုပ်ပါပြီးတော့မှရေးကြည့်တာပို့အရေးကြီးဆုံးကဘာလဲဆိုရင်ဆရာတို့အနေနဲ့တတ်နိုင်ရင် work in progress ဒုနိုင်ငံမှာ work in process ကသိများတယ်နော်စလာတော့မစဘူးအလယ်မှာပဲအချိန်ကုန်နေတာပြီးတဲ့အထိမလုပ်ဘူး inventory မမြောင်းအရေးကြီးတာပါလေ just in time ဖြစ်နိုင်ရင် inventory မရှိနဲ့ဖြစ်နိုင်ရင်သုံးလုံးရင်မထားနဲ့သုံးလုံးရင်ထားတာအနေရှိငွေလဲကုန်နေနော်ဒါတွေဖြစ်ဖို့အတွက်အရေးကြီးဆုံးကဘာလဲဆိုရင်
အဓိကတော့ဘာနဲ့ကြည့်မလဲ customer ဘက်ကကြည့်ပါလို့ပြော customer လိုအပ်ချက်ကိုချက်ချင်းရနိုင်အောင်အခုဆိုလုံးလို့ရပြီ store ထဲမှာထားပြီးတော့မှပစ္စည်းတွေပို့ကြမလို့တော့လိုတဲ့အချိန်မှာလိုတဲ့နေရာမှာချက်ချင်းပို့လို့ရတဲ့အနေအထားရှိပြီးတော့နောက်ဆုံးအနေနဲ့ margin တော့ကျွန်တော်ဒါတော့အရေးကြီးတယ်ငါလူတွေအားလုံး perfection ပေါ့ပြီးစုံမှုဖြစ်စေခြင်းနဲ့နော်ကိုမလျှော့လိုက်နဲ့တော်ကြီးမလုံးနဲ့ဒုနိုင်ငံတော်ကြီးသိများတော်ကြီးဆရာရဲ့80ရရင်မကျေနပ်ဘူးလား80မဟုတ်130ရဖို့လိုတယ်တရားတော်မကျေနပ်နဲ့နော်130နော် 110% နော်မင်းတို့ကကိုက 110% မစင်အောင်ကို80လောက်ဆိုတော်ပြီတချို့တွေက60လောက်တော်နေပြီနော်မလုပ်ဘူးအရေးကြီးတာ perfection ပဲအရေးကြီးဆုံးက most important အားလုံးကဘာဖြစ်ရမလဲ culture ဖြစ်ရကွက်တီပဲအမိုက်တစ်စက်မရှိရဘူးနော်ကုမ္ပဏီမှာမလိုအပ်တာတွေလုံးဝမလုပ်ဘူးနော်ဒါတွေအားလုံးက lean ဖြစ်တဲ့အတွက်မှားကျင်တာတော့အဲ့ဒါလေးတော့တို့လူငယ်တွေမှားကျင်တယ် little better each and every day မနေ့ရတဲ့ဆိုင်ကနေ့ဘူထူရမယ်နေ့ပါမှာကနေ့တဲ့ပူကောင်းရမယ်ပူကောင်းတယ်လို့ပြောတာဒီနော်အရေးချင်းရှိအောင်ပြောတာနော်ယာတို့တိုးတာရှာမလို့ငွေချမ်းသာလာအောင်ရှာမပြောဘူးကိုတယောက်ချင်းအရေးချင်းရှိအောင်ကြိုးစားမင်းတို့အနည်းဆုံးစာအုပ်တုပ်ဖတ်စာအုပ်တုပ်မဖတ်နဲ့စာတစ်ပတ်ဖတ် better အဲ့ဒါကိုစဉ်းစားပြီးပါအဲ့တော့အဲ့ဒီ၅ချက်ကိုအခြေခံပြီးတော့အကောင့်ထဲဖော်မယ်ဆိုရင်ကျတို့အဖွဲ့အစည်းတွေဘာဖြစ်ချင်လဲ efficient effective ထိရောက်ဖို့လိုတယ်ထိရောက်တာ effective efficient ကချွေတာဖို့လိုတယ်နှစ်ခုနော်တစ်ဖက်ကလည်းထိရောက်တယ်မလိုအပ်တဲ့ဈေးတွေသုံးရင် effective but not efficient အဲ့ဒါလည်းမဖြစ်သေးဘူးနောက်တစ်ခုကတော့ efficient ဈေးတော့တက်တာတွေ effective မဖြစ်တာအကောင်းဆုံးဥပမာတော့ပသိမ်လမ်းမယ်ပသိမ်လမ်းသိရင် very efficient လမ်းပြင်အောင်ကြည့်တော်တော်အောင်ကောင်းနေဆရာခဏဓာတ်ပုံကြီးရိုက်တယ်ပြင်အောင်ဂျင်းနဲ့နုံကတ္တရာလောင်းတာဘာနဲ့လောင်းလဲမန်းလောင်းနဲ့ပန်းခရလေးနဲ့လောင်းတာတကဘာလုံးမှာတော့မတွေ့ဘူးတဲ့ပုံစံတော့တော်တော်ချစ်ဖို့ကောင်းတာတို့လူမျိုးပန်းခရလေးနဲ့ဒီကတ္တရာလောင်းတော့ဘလို့ခံမလဲဈေးတက်တာလားတက်တာလားပေါ့ဘာမှမကုန်တာဆက်လုံးဝမသုံးပန်းခရနဲ့လုံးနေနော်ဒါပေမဲ့ efficient ဖြစ်သလားဖြစ်တယ် effective ဖြစ်သလားမဖြစ်ဘူးဘာကြောင့်လဲနှစ်ပတ်တစ်ခါပြင်ရတမင်တကာပြင်အောင်လုပ်နေတာထင်းတယ်နော်အစတွေက built in လုပ်ထားတာမြန်ပြင်အောင်လို့မြန်ပြင်တော့လဲပို့ပြီးပတ်စံရတာဟုတ်နော်အဲ့လိုရမျိုးဖြစ်နေတာကိုရှိတဲ့အတွက်မှားကျင်တာတော့အရေးကြီးတာပါလေ competitive နော်မင်းတို့ဒါသိတာဆရာကုမ္ပဏီတွေအတွက်မပြောချင်ဘူးမင်းတို့တယောက်ချင်းအတွက်ပြန်ရမှာနော်သူများနဲ့တောင်းအောင်လုပ်နော်မကြောက်နဲ့နော်ပြန်ရတော့သူများနဲ့တောင်းအောင်လုပ်မယ်လောဘလို့လာမပြောနဲ့မင်းတို့လောဘမရှိရမယ်နော် better future better မြန်မာ series တွေအားလုံးမှာတရားရတဲ့လူတွေမလိုချင်ဘူးနော်မင်းတို့အားလုံးကတရားရတယ်ကျင့်တတ်နေတာနော်ကျင့်ရတဲ့အားလုံးကစိတ်ချမ်းသာနော်အားလုံးကအနိစ္စနဲ့အနတ္တဖွဲ့တွေနော်အားလုံးကကျင့်တတ်နေတာဒီဘဝလေးကိုတော်တော်ကျင့်တာမကျင့်တတ်ဘူးဘာလို့တင်မဲ့နဲ့ပြိုင်မဲ့အကောင်းဆုံးဖြစ်မယ်ဒုနိုင်ငံမကျင့်တတ်ဘူးဒီတော့အောင်လုပ်ရမှာတတိယနေ့စင်ကာပူပြန်လာစိတ်မကောင်းနော်ဘာကြောင့်လဲတို့နောက်ကြံခဲ့ပြီမိဖို့တော့မစင်စားနဲ့တော့နော်အဲ့တော့အရေးကြီးတာပါလေသူများနဲ့ပြိုင်ကိုကသားမယ်နော် competitive advantage သူများနဲ့ရှင်အောင်မကြောက်နဲ့ဒါကိုစဉ်းစားပြီးတော့မှရေးကြည့်တာကိုလုတ်တိမြအလုပ်တွေအားလုံးဒီ increase value to customer ချက်တင်စံကြောင်းနဲ့အများအားပြောတယ် B2B တင်နန်းတွေဒီသူများတင်နန်းနဲ့ကောင်းရမယ်ဆရာတို့ရဲ့ customer ပါလေကြောင်းသားတွေတင်နန်းသားတွေကိုပေးတဲ့တင်နန်းတွေသူများတွေကောင်းရမယ်လို့ပြောတဲ့ခါကျတော့တစ်ဖက်ကလည်းဈေးသက်သာဖို့လိုတယ်တင်နန်းတော့ကောင်းမှရဲ့ကုန်ကြစိတ်တွေအများကြီးနဲ့အဆင်မပြေဘူးဒါကြောင့်မို့နောက်တစ်ခုကမာဂျင်တာတော့အမြတ်ရဖို့လည်းလိုတယ်နော်မမေ့နဲ့နော်စီးပွားရေးလုပ်တဲ့လူတွေအတွေးတွေမချော်နဲ့နော်
တိုင်းပြည်လူမျိုးတွေအရှုံးကပြီးစီဝါးလုံးနေတယ်အလကားကုန်နေနောက်တင်နေရနေမြတ်နေတာဟုတ်မလုံးနဲ့နော်မြောက်လို့ရမှာအမြတ်ဒီအရေးကြီးတယ်ဒါပေမဲ့ဒီခေတ်မှာတော့ဆရာတို့ DC Global Compact အဖွဲ့ဝင်တွေပါတဲ့အတွက်ဆရာတို့အနေနဲ့အမြတ်ရအောင်လုပ်ဖို့လိုသလိုလူတွေကိစ္စရမယ်ပတ်ဝန်းကျင်ကိုထိန်းသိမ်းရမယ်လို့ပြောတယ်အဲ့တော့ P3 လုံးလို့ပြောတယ် profit ရဲ့ people ရဲ့ planet ရဲ့မမေ့နဲ့နော်လူစီဝါလုပ်တဲ့လူတွေအားလုံးကကုမ္ပဏီတွေအားလုံးဒီမှာ sponsor လုပ်တဲ့ gold sponsor တွေ diamond sponsor တွေအားလုံး P3 လုံးကိုသိထားဖို့လိုတယ်အမြတ်ရအောင်လုပ်မယ်လူတွေကိစ္စမယ်ပတ်ဝန်းကျင်ကိုထိန်းသိမ်းမယ်လို့ပြောတယ်အဲ့တော့အဲ့ဒီမှာမူတည်ပြီးတော့ဆရာတို့ principle 9ခုကိုဆရာရှင်းပြကြည့်မယ်ဒါတွေရမှဒါတွေသိမှဒါတွေနားလည်မှ lean management ကိုဆရာတို့ကူအောင်နော်အဲ့တော့ပထမဆုံး lean principle အနေနဲ့စဉ်းစားဖို့လိုရင်ဒါလေးတော့ဆရာမှားခြင်းတယ်ထို့သမီးမင်းတို့လူငယ်တွေအတွက်သတိထားစီခြင်းတယ်လူမှာနှစ်ခုပဲရှိတယ်ဘဝနော်မိမိကိုယ်ကိုယ်တာ personal life နဲ့ work life ဒီနှစ်ခုပဲနော်အဲ့လိုနှစ်ခုဖြစ်တဲ့အတွက်အလုံးနဲ့ဘဝနဲ့ work life သတိထားနော်တွေပြီးအလုံးမှာအောင်မြင်ခြင်းတယ်ဇာနာလေတယ်အလုံးမှာတစ်ဖက်ကအောင်မြင်ခြင်းပေမဲ့ဘဝကိုအဆုံးရှုံးမခံနဲ့နော်ချမ်းသာခြင်းနဲ့အလုပ်ချမ်းသာခြင်းအတွက်ဦးစားပေးပြီးတော့ဘဝကြီးပြတ်သွားတာမတန်ဘူးမှားခြင်းတော့ work life ကိုသိထားအရေးကြီးတာပါလေ life ပဲဘဝပဲအလုံးမဟုတ်ဘူးနော်အဲ့လိုပြောပြတော့သိထားနော်အလုံးမလုပ်တော့ဘူးဆရာကြီးရဲ့နော်အဲ့လိုလည်းမဟုတ်သေးဘူးဘဝကိုပဲခံစားရမယ်လို့မလုံးနဲ့နော်ရေးကြီးတာ balance တော့ရှိဖို့လိုတယ်အလုပ်ကလည်းလုပ်ဖို့လိုတယ်ဘဝကိုလည်းထိမ့်သိမ့်နော်မိသားစုနဲ့အရှင်မြောင်နေဖို့လိုတယ်ရင်းနှီးအောင်နေဖို့လိုတယ်တကယ်ကြီးနေရှိဖို့လိုတယ်အလုပ်ကြီးမလုံးနဲ့နော်24နာရီ9ရက်လုပ်တဲ့လူငတုံးနေမနေ့ကအဲ့ဘာရုံးရောက်တာနဲ့ပြောရမယ်မလုပ်တော့ဘူးနော်တန်တော့ပဲလုပ်မယ်အလုပ်မှလည်း9နာရီနဲ့9နာရီဆရာအမြဲတမ်းပြောတယ်အလုပ်ကိုချစ်လို့ကုမ္ပဏီကိုချစ်လို့နောက်အောင်စီများလို့ဆိုရင်6နာရီလောက်ထိပဲနီး6နာရီဆိုတော့ပြန်တော့တချို့တွေကြတော့ပြန်လို့မရဘူးဆရာကြီးရဲ့ဘာကြောင့်လဲကိုယ့်ရဲ့ဆရာကြီးကမပြန်သေးလို့ကိုယ့်ရဲ့တတိယမပြန်သေးလို့အဲ့ဒါဆိုရင်တတိယကိုတကားကိုခောက်လိုက်ရှင်ကမလုပ်တတ်လို့နေခဲ့တော့နော်ကျမတော့လုပ်တတ်လို့အိမ်ပြန်ပြီးရောခဏရစားပြီးလုံးမယ်တော့မင်းတို့ရုံးမအကြာကြီးမထိုင်နဲ့နော်ဘာကြောင့်လဲမိသားစုရှိသေးတယ်တကယ်ကြီးနေရှိသေးတယ်ကာတော်ကိုလည်းသွားအောင်မှာအရက်ကလည်းတောက်အောင်မှာဟုတ်တယ်မလားတကြီးကလည်းဆိုအောင်မှာ24နာရီ9ရက်လုံးနေလို့အကျိုးမရှိဘူးဒါကိုဆရာတို့စဉ်းစားဖို့လိုတဲ့အတွက် lean principle ကြည့်ရင်ဆရာတို့အနေနဲ့စဉ်းစားဖို့လိုတာအခုဆိုရင်တော့ lean business ပေါ့စီးပွားလုပ်တဲ့ကုမ္ပဏီတွေအားလုံးဒီ lean business ကိုစဉ်းစားလာတယ်ပြီးတော့မှဘယ်ကနေလာလဲလို့မင်းထုတ်လုပ်မှုကလာတယ်ခုနပြောတဲ့တိုတာနေဆရာတို့လာတယ်အလုတ်ခွင်ရဲ့အနေထားဒီပြောင်းသွားပြီအရင်တော့မဟုတ်တော့အလုတ်ဆိုတာကြီးမဟုတ်တော့ဘူးနော်အခုက work hard မဟုတ်တော့ဘူးနော် work smart အဲ့ဒါ lean ပဲခဏစားပြီးခိုင်းတာမလုံးနဲ့မင်းတို့အဲ့ဒီစကားနေပြီးတော့ပြောတော့လန့်သွားဒုတိယအချေကြီးဘာလာပြောနေတာလဲနော်ခိုင်းခဏစားပြီးခိုင်းတာမလုံးမင်းတို့တနေ့နေကြီးညာတော့ကျမဒီနေ့စားပြီးခိုင်းမလုံးရှင်ခိုင်းတာဘာမှမလုံးဒါပေမဲ့မခိုင်းမဲနဲ့လုပ်မယ်နော်မတူဘူးနော်ခိုင်းမှလုပ်တဲ့လူသည်လူညက်လုပ်တဲ့နောက်ကိုယ်သဘောနဲ့ကိုယ်လုပ်တဲ့လူဟာလူတော်နော်ခဏစားပြီးတို့ပြင်အောင် working hard မဟုတ်ဘူးနော် working smart အဲ့တော့လုပ်တဲ့အတွက်ဆရာတို့အနေနဲ့အလုပ်ကိုစဉ်းစားတဲ့ပုံစံပြောင်းမရတော့ဒီဇဘောကထိုင်ပြီးတော့ဒီနေ့ကိုလုံးနေတဲ့ပုံစံမလုံးနဲ့တော့ရေးကြည့်တာအောင်မြင်ဖို့လိုတယ် smart ကိုစဉ်းစားတယ်
အဲ့လိုစဉ်းစားရင်ဘာလို့လဲလို့မင်းပြောင်းမှုတူတယ်အဓိကဆံမှာကျင်တာတော့ဒါကြောင့် device တင်တဲ့ကိုအပိတာ continuous improvement တော်တယ်လို့ကိုယူဆိုင်ဒီတဲ့တော်အောင်စူးစမ်းတော့ဘယ်တစ်ခုရှိမကျင်တဲ့နဲ့နောက်တစ်ခုရအောင်စူးစမ်းဦးတော်ဆရာကြီးရတော်ပါပြီဘယ်တစ်ခုတော့မသိလို့တက်ယူမိတာဟောအစတည်းကသိရင်ယူတော့မယူဘူးဆိုတဲ့လူတွေအများကြီးအရေးကြီးတာပါလေ continuous improvement အဲ့ဒါကိုဂျပန်ကကိုင်ဆန်လို့ပြောတယ်အမြဲတမ်းပြင်နေမယ်အဲ့လိုပြင်တဲ့ခါကျတော့အရေးကြီးတာပါလေဆိုရင်ကိုကအဓိကပြဿနာပါလေလူလေးစားတာနော် respect for people ကိုနဲ့တူလို့ဖို့ကံမဲ့တွေကိုလေးစားမယ်ကိုရဲ့ငယ်တဲ့လူကိုလေးစားမယ်ကိုကလှုပ်တဲ့ဝန်ထမ်းတွေကိုလေးစားမယ် respect ကိုရှရုပ်တိထားပါတို့နိုင်ငံမှာပြောကြမလို့နော်ဒါခဏခဏပြောတယ်မင်းတို့လက်ကျေးဇူးနေတယ်လူငယ်တွေ့လိုက်ရင်လူကြီးတွေကိုလေးစားတာပြောကြအောင်မလို့ကလေးတွေတွေ့လိုက်မိဘကိုလေးစားပါလို့ပြောကြမလို့ကျောင်းသားတွေမိဆရာကိုလေးစားပါလို့ပြောကြမလို့လူနေတာဘာလို့လဲဆရာတွေကတပည့်ကိုမလေးစားမိဘတွေကသားသမီးကိုမလေးစားဘူးလူကြီးတွေကလူငယ်ကိုမလေးစားဘူးလေးစားမှုက respect က mutual နော်အပြန်အလှန်ကိုလည်းကြီးတဲ့ကိုလေးစားလို့ကြီးတဲ့လူကလည်းလူငယ်ကိုလေးစားမှာပဲအတိမတ်ပြုရမယ်လို့စဉ်းစားတဲ့ခါကျတော့ဆရာတို့အနေနဲ့ lean principle မှာစဉ်းစားရင်ဆရာတို့မှာဘာလဲဆိုရင်တကယ်တမ်းတော့ပုံသင်နည်းမရှိဘူးနော်တူးမဟုတ်ဘူးနော်လက်နဲ့မဟုတ်ဘူးဘာလဲလို့ပြောရင်အတွေးခေါ်ပဲအတွေးခေါ်မှန်ရင် lean ဖြစ်မယ်အဲ့ဒီအတွေးခေါ်ဟာဘာနဲ့ပေါင်းလို့ရလဲဆိုရင်9ချက်နဲ့ဆရာတို့ပေါင်းလို့ရပါတယ်အဲ့တော့ဆရာတို့ဒီနေ့ပထမပိုင်းမှာ lean management ရဲ့အခြေခံဖြစ်တဲ့ lean principle အခြေခံမူ9ချက်ကိုဆရာတို့ရှင်းကြည့်တာပေါ့အဲ့တော့အဲ့ဒီအခြေခံမူ9ချက်ကိုဘယ်နေရာမှာသုံးလို့ရလဲဆိုရင်အစုအဖွဲ့တွေမှာသုံးလို့ရတယ်ဌာနတွေမှာသုံးလို့ရတယ်ကုမ္ပဏီမှာသုံးလို့ရတယ်အားလုံးအဖွဲ့ကြီးတစ်ခုလုံးမှာလည်းသုံးလို့ရတယ်ဆိုတာဆရာတို့သိပါတယ်အဲ့တော့အဲ့လိုလုပ်တာဒီဘာကိုပြောရလဲပြောရင်နံပါတ်1အကောင့်တွေဖော်တာ apply ပြီးတော့မှကိုပြင်ရမှာဘာတွေပြင်ရမလဲစဉ်းစားပြီးတော့မှတို့လိုလုပ်ရင်ကိုယ့်အတွက်အကျိုးရှိတယ်ဖြစ်ဖို့လိုတယ်တို့ဒီမြအားလုံးကနော်ဆရာအကြံပေးတာပဲရှိတယ်ကိုယ်တိုင်ကိုကြကိုလုံးမရအဲ့တော့အဲ့ဒီ9ချက်ကဘာလဲလို့မေးရင်တစ်ခုနံပါတ်1က optimize the whole ကုမ္ပဏီတစ်ခုလုံးအဖွဲ့အစည်းတစ်ခုလုံးကောင်းအောင်လုပ်မှရကွက်ပြီးလို့မရဘူးနော်မာကတင်ဌာနကောင်းရုံနဲ့မရဘူးစီးဌာနကောင်းရုံနဲ့မရဘူးကုမ္ပဏီတစ်ခုလုံးကောင်းမှရမယ်အဲ့လိုလုပ်တဲ့ခါကျတော့ရေးကြည့်တာကုမ္ပဏီတစ်ခုလုံးဒီဘာဖြစ်ရမလဲ value stream နေရာတိုင်းလူသမျှအားလုံးဒီတန်ဖိုးရှိတဲ့လူတွေဖြစ်ရမယ်အဲ့ဒါမှဖြစ်ဖို့လိုတယ်အဲ့လိုလုပ်တဲ့ခါကျမှဆရာတို့အနေနဲ့ပစ္စည်းတွေကိုပို့တဲ့အခါမှာပစ္စည်းတွေကိုထုတ်တဲ့အခါမှာပစ္စည်းကိုဒီဇိုင်းလုပ်တဲ့အခါမှာခုနဒေါက်တာတစ္ဆန်လင်းတို့ mobile application တွေလုပ်တယ်ဆိုရင်ဒီ design လုပ်တာဒီအားလုံးအတွက် optimize the whole လွှမ်းခြုံကြည့်နိုင်တဲ့ပုံစံဖြစ်အောင်လုပ်ပေးပါလို့ဆရာတိုက်တွန်းနေတယ်အဲ့လိုလုပ်ရင် customer ကိုအများဆုံးပေး customer လူချင်းအောင်ချက်ချင်းပေးဖို့လိုတယ်အဲ့လိုပေးတဲ့အခါမှာသူတို့အတွက်သူတို့လူချင်းအောင်သိအောင်အများဆုံးလုပ်ပါလို့ပြောနံပါတ်1တော့ optimize the whole အားလုံးအတွက်ကိုလွှမ်းခြုံပြီးအကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ပြောတယ်နံပါတ်1ရနံပါတ်2ကတော့ကကြီးလိုပဲ waste ကိုဖြတ်ပါညက်ပြစ်ပါလို့ပြောတယ်မလိုတာတွေမလုပ်ပါနဲ့လို့ပြောတယ်အဲ့တော့မလိုတာတွေမလုပ်တာတွေပြောရင်မလိုတာတွေကဘာလဲလို့ပြောရင် customer မဝယ်တဲ့ customer ငွေမပေးရင်အဲ့ဒါမလိုတာပဲဝယ်တဲ့လူမရှိတဲ့လုပ်ကိုသွားလုပ်ရင် waste ပဲဒါကြောင့်မို့ကိုလူသမီးအားလုံးကဝယ်တဲ့လူမရှိရင်ဝယ်တဲ့လူကမပေးဘူးဆိုရင် waste ဖြစ်မယ်ဒါကြောင့်မို့ကိုအနေနဲ့မလိုတဲ့လုပ်တွေအားလုံးကိုစဉ်းစားပြီးတော့ဖြုတ်အောင်ဖြတ်ထုတ်အောင်ပြန်ကြည့်နော်ကုမ္ပဏီတွေမှာအလုပ်လုပ်တဲ့ခါမှာအယောင်းလုပ်တဲ့ခါမှာရောင်းတဲ့ခါမှာကိုလုပ်တဲ့လုပ်တွေအားလုံးကတန်ဖိုးရှိရလားမရှိဘူးဆိုရင်မလုပ်နဲ့တန်ဖိုးပဲကြည့်တာနော်စောစောကလည်းပြောပြီးပြီးတော့မှနံပါတ်3ကတော့ဖြစ်နိုင်ရင် error proof အမှားလုံးဝမရှိအောင်ကြိုးစားနော်ဆ
ဆရာတို့စီးပွားတက်သမားတင်နေ quality control ဆိုတာပြီးမှပျက်စီးရဲ့မပြည့်စုံတဲ့လူတွေကိုထုတ်မဲ့အစတွေက 100% ဖြစ်အောင်လုပ်ရင် error proof ဖြစ်အောင်လုပ်ပေးပါလို့ဆရာတို့ပြောခြင်းတယ်နံပါတ်3ရပြီနံပါတ်4ကတော့မြန်ပေးဖို့လိုတယ် deliver fast လိုချင်အောင်ချက်ချင်းပြီးနိုင်ဖို့လိုတယ်လိုချင်အောင်ချက်ချင်းရမယ်နောက်တစ်နေ့လာပါလို့မပြောဘူးနောက်တစ်နာရီလာပါလို့မပြောဘူးချက်ချင်းပြီးနေအောင်လုပ်ဖို့လိုတယ်လို့ဆရာတို့ပြောတဲ့အတွက်ရေးကြည့်တာ customer ရှိကနေ feedback တောင်းသူတို့ဘာကြိုက်လဲအခုလုံးနေပြီတော့ကုမ္ပဏီတွေအားလုံးမှာအခုစင်ကာပူလေပြန်ခွင့်မှာဘာတော်လုပ်လဲရေသက်နော်တက်စင်ခံသွားရင်တော့ထွက်လာလို့ရှိရင် तू က feedback တောင်းတယ်ကြိုက်ရလားနော်မကြိုက်ဘူးလားချက်ချင်းတောင်းတာဒါတွေအားလုံးနေ့စဉ်မှတ်ထားတာအတိပ္ပယ်ကအဲ့လိုသိရင်ဆရာတို့တန်ရှင်းအခန်းတွေကိုဒီတဲ့ကောင်းအောင်လုပ်ပြီးနိုင်လို့နေတာရှိပါတယ်ကိုသူတို့ရှိကနေနားလေလာရင်ဆရာတို့အနေနဲ့ဘာလုပ်လဲသူတို့လူကျင်တာပေးနိုင်တယ်လို့ပြောသိထားနော်စီးပွားရေးလုပ်တာ customer အတွက်လုပ်တာနော်ကိုယ့်အတွက်မဟုတ်ဘူးနော်ပိုင်ရှင်အတွက်မဟုတ်ဘူးနော်ဖောက်တယ်ကြီးအတွက်လုပ်ပေးဖို့လိုတယ်အဲ့လိုလုပ်ပေးဖို့အတွက်ဆိုရင်ဆရာတို့အနေနဲ့ flow ကိုလုပ်ပြီးတော့ဖြစ်နိုင် work in process လုပ်ဆဲအလုပ်တွေကို short အများဆုံးဖြစ်အောင်လုပ်ပေးဖို့လိုတယ်ဒါကြောင့်မို့ focus ကပါလဲဆိုရင်အများဆုံးပြီးနေအောင်လုပ်ပေးပါလို့ဆရာတို့ပြောတယ်ဒါလေးကတော့ဆရာတို့နံပါတ်4ကိုပြောတာပြီးတော့မှဆရာတို့အနေနဲ့ခုနဒေါက်တာတစ်ဆန်လင်းပြောတာ create knowledge ပေါ့လူစီပွားရေးလုပ်တယ်လို့ဆိုတာမဟုတ်ပဲနဲ့အတိတရားတွေပညာတွေကိုဖန်တီးပေးတယ်လို့ပြောရင်ခုနနဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်ရေးကြည့်တာ lean organization ကဘာလဲဆိုရင် learning organization ဒီစကားလုံးယူသွားတော့ကုမ္ပဏီမဟုတ်ဘူးနော်သင်ယူခံယူတဲ့ကုမ္ပဏီအဖွဲ့အစည်းစီးပွားရေးလုပ်တာမဟုတ်ဘူး learning organization လုပ်နေတယ်လို့ဆရာတို့ပြောတဲ့အခါမှာစဉ်းစားတဲ့အခါမှာအရေးကြီးတာကိုဒီစမ်းသပ်တာပဲဒီပစ္စည်းရောင်းကြည့်တယ်ဝယ်တဲ့လူရှိရလားဒီဝန်ဆောင်မှုပေးကြည့်တယ်ပြီးတော့မှကိုရှိတဲ့အသည့်ကိုသူများသိအောင်လုပ်ပေးပါပြီးတော့မှဒါတွေအားလုံးကိုမှတ်တမ်းတင်ပါလို့ပြောတယ်အခုဆိုရင်ဒေါက်တာတက်ဆန်နေလို့လုပ်ပေးနိုင်ပြီဆရာတို့ရလာတဲ့အတွေ့အကြုံတွေအားလုံးကိုအခုဆိုရင် web ထဲမှာမှတ်တမ်းတွေတင်ထားလို့ရတယ်ထိန်းထားလို့ရတယ်အဲ့တော့အခုဆိုရင်မင်းတို့ကုမ္ပဏီတွေမှာကျင်တာတော့အခုကုမ္ပဏီတွေမှာမရှိဘူး knowledge management သိထားနော်ကုမ္ပဏီတိုင်းမှာမလုပ်ကြဘူးဆရာတို့တိုက်တွန်းနေတာတော့ဒီပစ္စည်းရောင်းကြည့်တယ်မရဘူးအောင်မြင်တယ်မအောင်မြင်တယ်ဆိုတာအားလုံးပါလေစုစည်းထားရင်ဒါတွေအားလုံးက knowledge ရတယ်ပြီးတော့မှမလိုအပ်တာတွေသူတို့ကဘာပြောလို့ဆိုရင် Toyota က just in time လိုတဲ့ခါကျမှပစ္စည်းတွေထုတ်ပေးကြိုတင်ပြီးလုပ်ထားတာမရှိဘူးကြိုတင်ပြီးလုပ်ထားရင်ဘာဖြစ်လဲဈေးကုန်တယ် waste များတယ်ဒါကြောင့်မို့ဆရာတို့အနေနဲ့စဉ်းစားဖို့လိုတာတော့အဆုံးဖြတ်ကိုချက်ချင်းမပေးနဲ့နောက်ဆုံးလိုအပ်တဲ့အချိန်မှာ defer comment ဆိုတာချက်ချင်းဆုံးမပြနိုင်နဲ့ဆုံးပြရင်မှားနိုင်တယ်နောက်ဆုံးကြည့်ဒီစောင့်နိုင်ရင်ကိုလိုချင်တာအချက်လက်တီနော်ကိုမှရှိတဲ့အချက်လက်တီရလာရင်ကိုအနေနဲ့တကယ့်ကို up to date ဖြစ်ဖို့လိုတယ်လို့ဆရာတို့ပြောပါတယ်ဒါမဲ့ဆက်တင်နေဒီခုနှစ်ချက်ထဲမှာဆက်စိတ်တယ်တော့အရေးကြီးဆုံးကနောက်ဆုံးနံပါတ်9ပဲရေးကြည့်တာ respect လူတွေကိုလေးစားရမယ်နော်ရုပ်တရက်ကြည့်ရင်စီးပွားရေးမှာလေးစားမှုနဲ့ဘယ်လိုဆိုင်လဲလို့တချို့ကပြောလိမ့်မယ်ဘယ်လိုလေးစားမလဲလို့ပြောရင် customer ကိုလေးစားရမှာ customer လူချင်တာတွေအားလုံးကိုတတ်နေသမျှတမိုးရှိဆုံးနဲ့ဈေးသက်သာမလိုအပ်တာတွေမလိုအပ်တွေဖယ်ပြီးတော့လုပ်ပေးဖို့လိုတယ် customer ကိုလေးစားသလိုမမေ့နဲ့တော့ဝန်ထမ်းကိုလေးစားရမယ်နော်တို့ဗမာကုမ္ပဏီမှာအဲ့ဒါအားနေတယ်ထင်တယ်ကို customer ကိုလေးစားပါလို့ပြောတယ်ဝန်ထမ်းကိုမလေးစားရင်အလေးစားမခံရတဲ့ဝန်ထမ်းက customer ကိုမလေးစားနိုင်ဘူးနော်ဒါကြောင့်မို့ဝန်ထမ်းကိုလည်းလေးစားပေးပါသူတို့ကိုလည်းအကောင်းဆုံးဖြစ်အောင်လုပ်ပေးပါလို့ဆရာတို့သိပေးပါတယ်နှစ်ခုရပြီနော် customer ကိုလေးစားမယ် employee ကို employers ကိုလေးစားမယ်ပြီးတော့မှအချင်းချင်းလည်းလေးစားမယ်ဘုဘောကမြတ်တွေကိုနဲ့တူတူဒီခီးကိုသွားတဲ့လူတွေအားလုံးကတတ်နေသမျှသူတို့နဲ့တူတူလှုပ်တဲ့အခါမှာလူတိုင်းဒီအကောင်းဆုံးတန်ဖိုးဖြစ်အောင်လုပ်ပေးပါလို့ဆရာတို့ပန်ကြားခြင်းတယ်ခုနှစ်ချက်ရပြီနော်မင်းတို့မတ်မီမာတော့မဟုတ်ဘူးကိစ္စမရှိဘူးနော်အနည်းဆုံးစဉ်းစားလို့ရတယ်ပြီးတော့မှအဲ့တော့ကြောင့်မို့မှားခြင်းတော့ lean ကဂျပန်စကားတွေစပြောမယ်နော်မူဒါ
waste minimization မလိုအပ်တာတွေလုံးဝမလုံးနဲ့အပေါ်တွေမဖြစ်အောင်ကြိုးစား waste အလေလွတ်နေအနည်းဆုံးဖြစ်အောင်လို့အဲ့လိုလုပ်တဲ့အခါမှာဘာလို့စဉ်းစားမလဲလို့ပြောရင် waste overburden မူရီလို့ကျွန်မလိုပြောတယ်လူတွေမှာအလုပ်တွေသိပြီးရင်ပင်မနာအဲ့ဒါမရှိအောင်ကြိုးစားပေးပါလို့ပြောတယ်ပြီးတော့မှနောက်တစ်ခုကတော့ unevenness အခုကုမ္ပဏီတွေမှာရှိမယ်နော်တချို့ဌာနတွေလောက်ရတာအရန်လောက်ရတယ်တချို့ဌာနတွေအားနေတယ်မညီလို့ work လို့မညီမူတာလို့ပြောတယ် work လို့ညီဖို့လိုတယ်နော်မို့ရင်အလုပ်သိများတဲ့ဌာနစိတ်တက်ကြလာတယ်ငါတို့ကလုပ်တယ်အောင်သေအောင်လုပ်ရတယ်ဟိုဘက်ကကောင်တွေကအိတ်နေတယ်ဆိုရင်ဘယ်လိုလုပ်မလဲဒါလေ waste ပဲဆရာတို့ပြောတယ်ဒါကြောင့်မို့ဆရာတို့အနေနဲ့ lean ကိုစဉ်းစားရင် value လည်းရှိမယ်အလုပ်ကိုလည်းရှော့မယ်အဲ့တော့ waste ကဘယ်နှခုရှိလဲလို့မင်းဆရာသိသဘောကျတယ်ဂျပန်တွေကသိတိကျတယ်အလေလွဲ့9မျိုးတဲ့အဲ့ဒီအလေလွဲ့9မျိုးကဘာလဲလို့စဉ်းစားရင်ဟောဖြည်းဖြည်းသွားကြည့်မယ်နော် defect ပစ္စည်းထုတ်တယ်တနည်းမှာချို့ယွင်းနေတယ် defect overproduction မလိုပဲနဲ့ပိုပြီးထုတ်နေရင်အဲ့ဒါလေ waste ပဲပြီးတော့မှ waiting စောင့်နေရလားလေ waste ပဲပြီးတော့မှမင်းတို့လူငယ်တွေအားပေးခြင်းတယ်ကုမ္ပဏီတွေမှာအပြာလေးရှိတယ်နော် non utilized talent ပါရမီရှိပေမဲ့ထူးချွန်တဲ့လူတွေမသုံးမဲထားတာဒီပါလေအဲ့ဒါ waste ပဲကလေးတွေကိုတင်တန်းနေပြီးတယ်ကျောင်းနေတက်ခိုင်းနေဒါပေမဲ့အဲ့ဒီကျောင်းနေတက်တဲ့ကလေးတွေတင်တန်းနေတက်ပြီးရင်လုံးဝမသုံးရင်အဲ့ဒါပါလေ waste ပဲသိထားနော်တင်တန်းပို့ရမယ်ဆိုရင်မပို့ခင်နဲ့စဉ်းစားနော်ပြန်လာရင်ဘယ်လိုသုံးမလဲစဉ်းစားပြီးတော့မှ transportation မလိုအပ်ပဲနဲ့ရွှေ့နေတာပို့နေတာလေ waste ပဲပြီးတော့မှသုံးလုံးယုံထားတာလေ waste ပဲပြီးတော့ဒုနိုင်ငံမှာတော့ motion ဆရာလည်းလူတွေကိုမကြည့်ချင်ဘူးဘာကြောင့်လဲလူတွေအားလုံးပင်ပန်းနေတာလှုပ်နေတာပဲရှုပ်နေတာပင်ပန်းနေတာအလုပ်တွေလုပ်နေတာဘာလုပ်လဲဘာလုပ်နေမှမသိဘူးလုပ်နေအဲ့ဒါဘာလဲ waste ပေါ့လူကြီးတွေမအောင်ဘာကြောင့်လုပ်လဲရှုပ်လှုပ်နေတာဘယ်ရောက်လဲဘယ်မှမရောက်မင်းတို့ gym တော့လူတွေသိတယ်နော် gym မှာရှိတယ်နော် stationary jogging လုပ်နေနော်ဒီဆက်ပေါ်မှာ jog လုပ်တယ်မလှုပ်ဘူးလားလှုပ်နေတာပဲဘယ်ရောက်လားဘယ်မှမရောက်ဒီလိုပဲလှုပ်နော်အဲ့လိုဖြစ်နေတာတို့ motion တွေသိများတာပြီးတော့မှမလူအပ်တဲ့ extra processing လက်မတစ်ခါထိုးရုံနဲ့မရအောင်နှစ်ခါထိုးပါသုံးခါထိုးပါမလူအပ်တာတွေဒီခုနှစ်ချက်ကိုရှော့အောင်စူးစမ်းပြီးပါလို့ဆရာတို့ပြောတယ်ဒါကြောင့်မို့ lean လို့ပြောရင်အဓိကဒါပဲနော်ဒီစံဖြည့်သွားကြည့်မယ်တထန်းနဲ့ရအောင် right things right place right time right quantity အဲ့ဒါဆိုအပြည့်စုံပဲတကယ်ပစ္စည်းမှန်နေရာမှန်အချိန်မှန်အရေးအတွက်အမှန်ရအောင်ကြိုးစားဒါဆိုရင် waste လုံးဝမရှိတော့မရှိရင်အဲ့ဒါပါ lean ပဲအဲ့ဒါကိုရှာလို့စဉ်းစားရင် minimize waste ဖြစ်တယ်ပြီးတော့မှပြင်ဖို့လိုတယ်လို့ပြောအဲ့တော့နောက်ဆုံး lean principle ကိုအခြေခံပြီးတော့အခုခေါင်းစဉ်မှာပါတဲ့ lean management ဘာလဲဆရာတို့ပြောကြည့်ပြီးတော့เนาะဆရာတို့ငုံချုပ်အောင်အဲ့တော့ lean management ကိုသိဖို့လိုတယ် lean management ကိုသိဖို့ကခုနအရှိရပြောတဲ့ lean နဲ့ပတ်သက်တဲ့ principle တွေအခြေခံနေမူတွေခုနှစ်ချက်လည်းပြောပြီးပြီအဲ့တော့ lean management ကဘာလဲဆိုရင်ရေးကြည့်တာသိထားနော်ဖြည်းဖြည်းသွားကြည့်အောင်တရုတ်ဆရာကြီးသတိပေးတယ် anticipate the difficult ခက်တာကိုကြိုတင်စဉ်းစားပြီးတော့ဘာနဲ့လုပ်မလဲ managing the easy လွယ်တာကိုအရင်ထိန်းအောင်လုပ်ရင်ခက်တာကိုကင်တွယ်နိုင်မယ်လို့ရှာလို့ပြောလို့ရပြီနော်အဲ့တော့ကြောင့်မို့ကိုအနေနဲ့လွယ်တာလေးကိုအရင်လုပ်လွယ်တာလေးကိုကိုတိကျကျမှန်မှန်ကန်ကန်လုပ်ပေးနိုင်ရင်တန်တာတွေလွယ်တယ်လို့ပြောတယ်ဒီပုံထင်မထင်တော့မသိဘူးရှာလို့သွားကြည့်အောင်ရတယ်ဟုတ်ပြီနော် lean ကအခြေခံပါလဲဆိုရင်ဘာနဲ့စမလဲ culture နဲ့စရတယ်နော်ယဉ်ကျေးမှုမင်းတို့အားလုံးကယဉ်ကျေးမှုနားလေတယ်နော် habit အကျင့်နဲ့လာတယ်
အဲ့တော့လာလို့ရှိရင်ကုမ္ပဏီတစ်ခုမှာရှာမြားရဲ့အမဲကိုကြည့်အောင်နော်ကုမ္ပဏီတစ်ခုမှာဘာရှိလဲလို့မေးရင် technical system နိပညာနဲ့ဆိုင်တဲ့စနစ်ရှိတယ်လို့ social system လူနဲ့ဆိုင်တဲ့ system ရှိတယ်ရပြီနော်အမဲတွေကိုယဉ်ကြည့်မယ်နော်ဟိုအပြာကိုမကြည့်သေးဘူးအမဲတွေကြည့်ရင် technical system စဉ်းစားတယ်ဒီဘက်ကပါလေ social system စဉ်းစားမြောက်ဦးကိုကြည့်လိုက်ရင်ဒီဘက်က technical system ကိုစဉ်းစားရင်မြောက်ဦးမှာပါလေ work process design အလုပ်လုပ်တဲ့အခါမှာတွဲအောင်မြင်အောင်ဘယ်လိုလုပ်မလဲ design ဒီဘက်ကရှိသူဒီဘက်ကပါလေလူနဲ့ပတ်သက်တဲ့အတွက် engagement of people လူတွေရဲ့ပါဝင်ပတ်သက်မှုရအောင်ကြိုးစားပေးပါလို့ရှာတို့ပြောတဲ့အတွက်ဒီကနေစပြီးရှာတို့စဉ်းစားလို့ရတယ်ဒါကြောင့်ရှာတို့အနေနဲ့စဉ်းစားဖို့လိုတာကတော့ကုမ္ပဏီတစ်ခုအောင်မြင်ဖို့ lean culture ရဖို့ဆိုရင်เนาะဒီပုံလေးကိုယူသွားနော်ကုမ္ပဏီမှာကိုတယောက်နဲ့တယောက်နားလည်အောင်ကြည့်ကြပြီးတဲ့အခါမှာ business process ကို system thinking ဒါတွေအားလုံးရှာလို့သင်ထားတဲ့ဟာတွေစီးပွားရေးပညာမှာသင်တဲ့ဟာတွေအားလုံးအခြေခံတော့ဗာလေအားလုံးဥတည်တာတော့ lean culture ယဉ်ကျေးမှုတရားဖန်တီးနေအောင်လုပ်ဖို့လိုတယ်အဲ့တော့အခြေခံဗာလဲဆိုရင် essence lean ရဲ့အခြေခံအနှစ်သာရဗာလဲလို့မေးရင်ဒါပဲနော် continuous improvement စင်စစ်မပြတ်ပြုပြင်ပြောင်းလဲမှုအဲ့ဒါ lean ပဲကိုကောင်းနေတဲ့ဒီတဲ့ကောင်းအောင်လုပ်မယ်ကိုတော်တယ်ဒီတဲ့တော်အောင်လုပ်မယ်အဲ့ဒါဒီ lean လို့ဖြစ်တော့ရေးကြည့်တာလူတွေအားလုံးအလုပ်လုပ်တဲ့လူပြီးတော့မှလူတွေဝန်ထမ်းတွေအရေးကြီးတယ်ဘာကြောင့်လဲ on the spot သူတို့ကရှိနေတာဖောက်တယ်နဲ့တီးထွေးတဲ့လူကဘာလို့လဲဝန်ထမ်းတွေဖြစ်တယ်လို့ပြောတဲ့အတွက်ဒါတွေအားလုံးကိုအခြေခံပြီးတော့ lean management ကဘာလဲလို့ပြောရင်သုံးခုနော်စဉ်းစားတာရယ်စမ်းသပ်တာရယ်သင်္ကန်းတာရအောင်လုပ်တာရယ် think experiment and learn ပြီးတော့မှ lean management ကဘာလဲကိုနှိမ့်ချတာကိုမာနမရှိတာအဲ့ဒါ lean management အမြဲတမ်းဆရာတို့ဘာလို့မလဲလေ့လာမယ်အားပေးမယ် challenge စိန်ခေါ်မယ်ပြီးတော့အဲ့ဒါတွေအားလုံးလုပ်လိုက်ရင် learning သင်ယူခံယူမယ်အတိတရားတွေရလာမယ်လို့ဆရာတို့ကပြောပါတယ်ဒါကြောင့်မို့ဂရိယစာပြီးမှာကျင်တာတော့ဒီမှာရှိတဲ့ဝန်ထမ်းတွေအလုပ်လုပ်တဲ့လူတွေအမှုမဲ့မနေနဲ့နော် observe လုပ်ပါလေ့လာပါစမ်းစစ်ပါပြီးတော့မှတယောက်နဲ့တယောက်အားပေးပါတယောက်နဲ့တယောက်စိန်ခေါ်ပါပြီးတော့မှရေးကြည့်တာ learn လုပ်ပါအဲ့လိုလုပ်လို့ရှိရင်ဆရာတို့လူကျင်တာပါလေ management ကဘာလို့ရမလဲအချက်လက်တွေစုရပါအချက်လက်လူရဲနော်အချက်လက်မရှိပဲတဲ့မိမိအမြင်မိမိအယူဆတစ်ခုတည်းနဲ့လုပ်လို့မရဘူးအဲ့ဒါကြောင့်မို့လုပ်ဖို့ဆိုရင်ဘာလို့လဲ experimentation စမ်းသပ်မှာပဲဓာတ်ခွဲကမှလုပ်သူတို့သိပ္ပံပညာရှင်တွေလို့ဆရာတို့စီးပွားရေးမှာလေစမ်းသပ်ဖို့လိုတယ်အဲ့လိုလုပ်တဲ့အခါမှာအကောင်းဆုံးဖြစ်တာကိုသိတာကိုသူများကိုသိအောင်လုပ်ပေးပြီးတော့အကြီးကြီးဆုံးကပြောတဲ့အတိုင်းလုပ်ဖို့လိုတယ် practice what they preach နော်ကိုကတလူပြောရင်ဒီပြောတဲ့အတိုင်းလုပ်အပြောနဲ့ဟောနဲ့ညီဖို့လိုတဲ့အတွက်ဆရာတို့ lean management ကိုစဉ်းစားရင်အရေးကြီးတာနော်ဒီစကလုံးရအောင်ယူနော် moving target ပြစ်မှတ်ကပါလေရွေ့နေတယ်ကို90ရတဲ့အချိန်မှာ90နဲ့မကျင်တော့ဘူး60ရအောင်လုပ်မယ်60ရတဲ့အချိန်မှာ80ရအောင်လုပ်မယ်80ရတဲ့ခါမှာ100ရအောင်လုပ်မယ်လို့ပြောတဲ့အတွက်အမြဲတမ်းကိုယ့်အနေနဲ့မင်းတို့ကျောင်းသားတွေလိုပဲဆရာသဘောထားပြီးတော့ process နော်အစဉ်တရားကြီး learning improvement event မဟုတ်ဘူးနော်ဖြစ်ရမဟုတ်ဘူးနော်ဖြစ်စဉ်နော်စာသင်တာပါလေဘွဲရရင်ပြီးသွားတာမဟုတ်ဘူးဘွဲရတာအစဆရာအောင်တာအစအဲ့လိုဖြစ်လာလို့ရှိရင်ဆရာတို့အနေနဲ့အတွေးကောယူဆလို့ပြောပါတယ်ဒါကြောင့်မို့ဒါတွေအားလုံးကိုနားလည်ဖို့လိုတာဒီပုံလေးပဲဒီပုံလေးအချိန်ယူမှရမယ်ထင်တယ်အမိုးနဲ့ကြည့်အောင်အမိုးမှာပါလေလို့ပြောရင်စီးပွားရေးလုပ်တာပါလေပထမတွေကစပြောတယ်နော် value နော်ဘုရုအတွက် value လေဘုရုအတွက်တန်ဖိုးရှိတာလေလို့ပြောရင် customer အတွက်တန်ဖိုးရှိရယ်လူဖွဲ့စည်းအတွက်တန်ဖိုးရှိရယ်ဒါကြောင့်မို့ဆရာတို့လူသမျှပစ္စည်းတွေအားလုံးက best quality ဖြစ်ရမယ် lowest cost ဈေးကလည်းအသက်သာဆုံးဖြစ်ရပြီးတော့မှအတိုင်တွေကိုကြည့်ရင်ခုနပြောတဲ့ technical system
နီးပညာနဲ့ဆိုင်တဲ့ဟိုဘက်ကကြည့်ရင် social system ဒါကြောင့်မို့အောက်ကကြည့်ရင်အလုပ်တွေက standardized work ဘယ်လုပ်ပဲလုံးလို့ပုံစံတစ်ပုံစံနဲ့ဖြစ်ရတစ်ဘက်ကလည်း team work ဒါတွေအားလုံးကိုဖြစ်ပြီးတော့အဓိကတော့ဗာလဲဆိုပြောရင်ဆရာတို့က system of learning သင်ယူခံယူတဲ့ပုံစံဖြစ်ဖို့လိုတဲ့အတွက်ဆရာတို့ community တွေလုပ်ချင်ရင်အစတွေက lean design ဖြစ်အောင်လုပ်ပြီးတော့အကျင့်တွေအသစ်တွေဖြစ်အောင်လုပ်ပေးပါလို့ဆရာတို့တိုက်တွန်းနေတယ်မလိုအပ်တဲ့လုပ်တွေမလုပ်တော့ဘူးခဏအစားပြီမလိုအပ်တဲ့ဌာနတွေမတည်တောင်တော့ဘူးလိုအပ်တဲ့ဟာမှာလုပ်တဲ့အတွက် philosophy ရဖို့ဆိုရင်တော့အမြဲတမ်းကိုကြိုးစားပါဒီတဲ့ကောင်းအောင်လုပ်ပေးပါနေရာတိုင်းအဆင့်တိုင်းလုပ်ပေးပါလို့ပြောပြီးတော့မှဆရာတို့အားလုံးဒီစီးပွားရေးပညာလုပ်တဲ့လူတွေအားလုံးဒီသိပ္ပံနည်းပညာသိပ္ပံနည်းကြလုပ်ဖို့လိုပါတယ်လို့ရှားတော့အကြံပြုချင်ပါတယ်တို့လုပ်ဖို့ဆိုရင်စောပြောတာမမေ့နဲ့နော် respect နော်လေးစားမှုလူကိုလေးစားမယ်ဖောက်တယ်တွေကိုလေးစားမယ်ပြီးတော့မှတကယ်တော့အရေးကြီးဆုံးကဘာလို့လဲဆိုဝန်ထမ်းတွေနော်ဒီမှာရှိတဲ့ဝန်ထမ်းတွေကိုဂုဏ်ယူနော်ကိုပညာနဲ့ပတ်သက်တော့လုံးနေတာတော့ကိုဒီ expert ဖြစ်တယ်အဲ့ဒီလိုကျွမ်းကျင်တဲ့လူတွေကိုဆရာတို့ကလေးစားဖို့လိုတဲ့အတွက် lean management မှာမလိုအပ်တဲ့အလေလွင့်တွေကိုတတ်နိုင်မှလျှော့ပါပြီးတော့မှအလုံးလုံးတဲ့ခါမှာမျက်စိမိတ်ပြီးအလုံးလုံးတာတဲ့ဒီလုံးလုံးရင်တမိုးတက်သလားမတက်သလားကြည့်တမိုးမတက်တဲ့လုပ်တွေကိုမလုပ်ဘဲနဲ့တမိုးရှိတဲ့လုပ်တွေပဲလုပ်ပါလို့ရှားအနေနဲ့တော့အကြံပြုချင်ပါတယ်အဲ့လိုလုပ်ပေးတဲ့ခါမှာကိုယ်အတွက်လည်းကောင်းနေဝန်ထမ်းတွေလည်းကောင်းနေဖောက်တယ်တွေလည်းကောင်းနေလို့ရှားတို့ပြောနိုင်ပါတယ်ဒါကြောင့်မို့ဖြစ်နိုင်ရင်ခဏစပြီးနှစ်ဖန်ရုံရောက်ရင်ကိုလှုပ်တဲ့လှုပ်တွေပြန်သုံးသပ်ပါဒီလှုပ်တွေကလိုအပ်ရလားပြီးတော့မှဖြစ်စေချင်တာတော့လူများတွေကိုမဝေပါနဲ့နော်အပြစ်မတင်နဲ့ဘာကြောင့်လဲအကြောက်တရားနဲ့မအုပ်ချုပ်နဲ့နော်တို့နိုင်ငံမှာကုမ္ပဏီတွေမှာတယောက်နဲ့တယောက်ဘာလိုလဲလို့မေးရင်ဒီသုံးခုလိုတယ်ဒါလေးနည်းနည်းအချိန်ယူခြင်းတယ်ကုမ္ပဏီမှာအောင်မြင်တဲ့ကုမ္ပဏီမှာမရှိရမလဲ team work တယောက်တည်းလို့ရင်မအောင်မြင်ဘူးပေါင်းလို့ရင်အောင်မြင်ရမယ်ပြီးတော့မှ shared responsibility လူတိုင်းမှာတာဝန်ရှိတယ်ပြီးတော့မှ ownership ဒါကြောင့်မို့ဆရာခဏပြောတယ်မင်းတို့ဝန်ထမ်းစိတ်မမွေးနဲ့နော်ပိုင်ရှင်စိတ်မွေးတတိမဟုတ်ပေမဲ့ကိုယ့်လို့ကိုပိုင်တဲ့လူဖြစ်ရဒီလောက်ကငါအလုပ်သူများတဲ့ငါတက်အောင်လုပ်မယ်သူများတဲ့တော်အောင်လုပ်မယ်လို့ပြောပြီးတော့ရေးကြီးဆုံးကဒါပဲနော်အဲ့ဒါလေးတော့မှားခြင်းနောက်ဆုံးအနေနဲ့ joy to work အလုပ်လုပ်တာပြောရမယ်နော်မပြောထွက်နော်မင်းတို့ဒါဆိုလည်းအလုံးထွက်ကိုလိမ့်မယ်ထင်တယ်နော်ရေးကြီးတာဆရာတော့ပြောစီနေတာအလုပ်လုပ်ပျော်ပြီးလုပ်လို့နော်ရုံးသွားတော့ပျော်ရမှာရုံးမတက်ရတော့စိတ်ညစ်တာရုပ်ပေးရတဲ့ဟာကိုမကျင်တော့ဘာကြောင့်လဲပျော်နေလို့အဲ့လိုပြောင်းကြိုးစားနော်အခုတော့ရုံးတက်နေရတာနိလာကလေးလူကျွန်တော်တက်နေရတာနော်ဖြစ်နိုင်အိမ်မှာနေပြီးလာကရရင်တက်ကိုတက်မှာမဟုတ်ဘူးဆိုတာမျိုးဖြစ်တော့အဲ့ဒါဒီဆရာတို့ပြင်အောင်ဒါကြောင့်မို့ဆရာတို့အနေနဲ့မှာကျင်တော့ lean management လောလောလေးပါနော်မလိုအပ်တာတွေမလုပ်နဲ့လိုအပ်တာပဲလုပ် lean management လို့ပြောရင်ပါလွာတာကိုပြောတာတွက်တာကိုပြောတာမြန်တာကိုပြောတာမြန်တာတွေတွက်တာတွေဘလူးတွက်လဲကိုယ်တွက်မဟုတ်ဘူးနော် customer တွေတွက်ဖောက်တယ်တွေတွက်အဲ့တွက်စဉ်းစားပြီးပါလို့ဆရာတို့တိုက်တွန်းနေပါတယ်ဒါကြောင့်မို့နောက်ဆုံးအနေနဲ့မှာကျင်တာတော့ပေါ့နော်မင်းတို့လူငယ်တွေအားပေးကျင်တာပါ P2 better future better Myanmar ဆိုတာတကယ်တော့ဆရာတို့လူငယ်တွေအားလုံးအားပေးတဲ့ပွဲပါနော်ကိုနေတူတူပါအလုပ်လုပ်တာကိုနော်အလုပ်တွေမှာနစ်နေမဲ့အစားဒီတဲ့ပို့ပြီးနော်စဉ်းစားတဲ့ဟာတွေကိုစဉ်းစားနိုင်အောင်ဆရာတို့ဟောပြောပွဲတွေလုပ်နေတာပါအဲ့တော့ဂန္ဒီကြီးပြောတာနဲ့ဆုံးသက်ခြင်းအောင်ကိုလုပ်တဲ့အတွက်ရလတ်တွေသိကြမှာသိမယ်ဒါပေမဲ့သိကြတာတော့ဘာမှမလုပ်ရင်ဘာမှမရအောင်မှားကျင်တာလုပ်ကြနော်တို့လူငယ်တွေတို့နိုင်ငံတို့တက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်သူများမစနာနဲ့ကိုလုပ်ကြအောင်ဆရာလည်းကြိုးစားပြီးလုပ်တယ်ဆရာတင်စံကျော်တို့လည်းတွဲပြီးလုပ်နေတာဘာကြောင့်လဲတခါလေကြာရင်ဟာငါလုပ်တဲ့အတွက်အကျိုးရှိရလားမေးကောင်းမေးကြလိမ့်မယ်ငါလုပ်တဲ့အတွက်ထူးရလားဟောပြောကြဆရာလုပ်တယ်မနေ့ကလည်းလုပ်တာဒီနေ့လည်းလုပ်တယ်ထူးရလားတခါလေကြာတော့ဟောပြောရင်းနဲ့ဦးဆရာတော်ကြီးတပါပြောသလို
ကျုပ်လည်းဟောရင်းနဲ့ပြန်တော်မူတော့မင်းကိုလည်းအဲ့လိုဖြစ်နေလားမပြောတော့ငါလည်းဟောနေတာပဲဘာမှလည်းမပြောင်းသေးဘူးဒါပေမဲ့ results ရှာမသိဘူးနော်ဒါပေမဲ့သိကြတော့ဘာမှမလုပ်ရင်တော့ဘာမှမရတာသိကြတယ်အဲ့တော့ဆက်ပြီးတော့ဟောမှာပဲနော်ပြန်တော်မမူခြင်းနော်အဲ့လိုပဲစဉ်းစားအားလုံးကျေးဇူးတင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ရှင်တရားလာကြားလူများထဲမှာမိမိတီးလို့တင်များရှိပါကမိမိကိုမေးဆက်ပြီးမေးမြန်းနိုင်ပါတယ်ရှင်ဆရာပြောသွားတဲ့တဲမှာပေါ့နော် need ကိုဖော်ထုတ်မယ်အဲ့မှာ actual နဲ့ latent need ဆိုပြီးတော့ရှိတယ် actual need ကိုဘယ်လိုဖော်ထုတ်ပြီးတော့ demand ကိုဆရာဘယ်လို creation လုပ်မလဲဆိုတာကိုသိချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဆရာရှာတို့ customer ရဲ့ need သိဖို့ဆိုရင်marketing ဌာနတွေမှာတောင်းအများကြီးရှိတာနော်ရှာတို့ပြောတယ် market research ပေါ့ဈေးကွက်သူတင်လာလုပ်ပြီးပါလို့ပြောတယ်အဲ့တော့ကိုပစ္စည်းတစ်ခုမထုတ်ခင်ဥပ္ပဖြစ်နာပြဿနာပါတယ်ဆိုကုမ္ပဏီတွေတော်တော်များမှာပစ္စည်းကိုအရင်ထုတ်လိုက်တယ်ထုတ်ပြီးတော့မှဝန်ဆောင်မှုကိုအရင်တီထွင်လိုက်တယ်ပြီးတော့မှအဲ့ဒီပစ္စည်းကိုအဲ့ဒီဝန်ဆောင်မှုကိုသုံးမဲ့လူလိုက်ရှာတာအဲ့ဒါ marketing ဖြစ်အဲ့ဒါအစမပြေဘူးနော်အစတွေကဖောက်တယ်တွေဘာလူချင်းလဲစရင် marketing လုပ်ရှာမလို့ဘာကြောင့်လဲသူတို့ရဲ့ need ကိုကိုကသိတာ need သိဖို့ကဘာလဲဆိုရင်ဈေးကွက်သူတည်တာလုံးမရမီးလို့ရပါတယ်ဘာလို့ချင်းလဲဒါပေမဲ့တချို့တွေကပြောတယ် marketing သမားတွေကလူချင်းအောင်မသိတဲ့လူရှိဘယ်လိုလုပ်မလဲဒါလည်းရှိနိုင်တယ်နော်တချို့တွေကလူချင်းအောင်ကိုမသိတာကိုဘာလို့ချင်းမှမသိတဲ့လူအများကြီးအဲ့တော့ဘာလို့ချင်းမှမသိတဲ့အခါမှာတချို့တွေက demand creation လို့ပြောတယ်သူတို့လူချင်းလာအောင်ပစ္စည်းကို Apple တို့ဘာလို့အခု iPhone တွေဘာတွေကသူတို့ Stephen Jobs စတော့က need နဲ့စတာမဟုတ်ဘူးနော်မင်းတို့ဘာလူချင်းလဲနဲ့မစပဲနဲ့သူတို့လူချင်းအောင်ကြိုတင်ပြီးစဉ်းစားပြီးတော့မှလုပ်တဲ့အတွက်အောင်မြင်တယ်လို့ပြောတာလည်းရှိတယ်ဒါကြောင့်မို့ဆရာတို့အနေနဲ့တက်နေနေများတော့ creative ဖြစ်ဖို့တော့တီထွင်ဖို့တော့လိုလိမ့်မယ်နော်ကိုလူချင်းနဲ့ကိုထုတ်တဲ့ပစ္စည်းသူများလူချင်းလာအောင်ဘယ်လိုလုပ်မလဲနော်ဒါ marketing တာဝန်ရှိတဲ့လူတွေဗာဒါမဲ့တကယ်တော့တမန်ဖြစ်ရတော့ဒီ customer need ကိုသိဖို့ကတော့ဆရာတို့ research လုပ်ရင်သူတည်တာလုပ်ရင်သိလာတာပါမေးလိုက်ရင်သိပါတယ်နော်မေးလိုက်ရင်အဲ့တော့ဆရာတို့ကုမ္ပဏီတွေမှာများမေးဖို့လိုတယ်ဖြစ်နေတာဘာဖြစ်နေလဲဆိုရင်ပစ္စည်းကိုအရင်ထုတ်လိုက်တာထုတ်လိုက်ပြီးတော့မှအဲ့ဒီပစ္စည်းကိုတင်းရောင်းလို့ဝယ်လူရှိမှမသိဘူးလိုအပ်ချက်ရှိမှမသိဘဲနဲ့အတင်းရောင်းရတော့ပင်မနေအစတွေကလိုအပ်ချက်ကိုပေါ်ထားရင်ရောင်းတဲ့လုပ်ငန်းကတော်တော်လေးတက်တာတယ်လို့ဆရာတို့အနေနဲ့စဉ်းစားလို့ရတယ်စူးစမ်းကြည့်ပေါ့နော်ဒါneed ကိုဒီ research နဲ့ပဲဆရာတို့သူတည်တာလုပ်ပြီးတော့ပဲဖော်ထုတ်ရမှာဖြစ်တယ်မေးကြအောင်ရတယ်ဆရာတို့ချင်းရှိဟယ်လိုမင်္ဂလာပါဆရာကျွန်တော်နေတော့ပါဆရာဟုတ်ကဲ့ဆရာ lean management နဲ့ပတ်သက်ပြောသွားတာကျွန်တော်တို့ဘုဒ္ဓအများကြီးတိုးပါတယ်ဆရာအဲ့တော့ကျွန်တော်ကဘာသိချင်လဲဆိုတော့ lean management နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘယ်လိုနားလဲလဲဆိုတော့ lean management ကိုအကောင့်နဲ့ပေါ်တဲ့နေရာမှာ policy maker ဆရာအရေးကြီးတယ်ပေါ့ဆရာရဲ့ဥပမာ organization မှာရှိတဲ့ top level management ကငါတို့ organization ကိုပိုပြီး effective ဖြစ်ဖို့ efficient ဖြစ်ဖို့အတွက် lean management ကိုငါတို့အသုံးချရတော့မယ်အဲ့တော့ကျွန်တော်ကဘယ်လိုမြင်လဲဆိုတော့တခြားနိုင်ငံတွေမှာတော့ lean management နဲ့ပတ်သက်ပြီးတော့ professional bodies တွေရှိတယ် professional experts တွေရှိတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာ lean management နဲ့ပတ်သက်ပြီး consult လုပ်မဲ့ကျွန်တော်တို့ professional bodies တွေ experts တွေရှိပြီလားနောက်ဆရာတို့ကိုတင်စံညိုတို့အခုလို lean management နဲ့ပတ်သက်ပြီးတော့ in future မှာ organization တွေကို consult လုပ်ဖို့အတွက်အစီအစဉ်ရှိလားဆိုတာလေးသိချင်ပါတယ်ဆရာကျေးဇူးတင်ပါဆရာမေးရမင်းကုန်လို့ပေါ့နော်တခြားနိုင်ငံတွေမှာတော့ဒီအဖွဲ့အစည်းတွေရှိတယ်philosophy ကိုသူတို့ဂျပန်မှာ lean management နဲ့ပတ်သက်လို့အဖွဲ့အစည်းတွေရှိတယ်မှာတော့မရှိဘူးနော်မရှိရအောင်ခုနအကြံပေးတော့ကျေးဇူးတင်ပါတယ်ဆရာတို့လုပ်ဖို့တော့လိုလိမ့်မယ် device အနေနဲ့ lean management ကိုဆရာတို့စဉ်းစားဖို့လိုတယ်ဒါပေမဲ့တခုရှိတာဒါနော်အတွေးခေါ်ပဲနော်အဲ့တော့အဖွဲ့အစည်းရှိမှလုပ်တယ်လို့မစဉ်းစားနဲ့နော်နက်ဖန်ရိုးရောက်ရင်ကိုယ့်ကိုပြန်ကြည့်ငါလုပ်တဲ့လုပ်တွေမှာအပူတွေရှိနေသလားမလိုအပ်တဲ့လုပ်တွေရှိနေတာအဲ့ဒါကိုငါဘယ်လိုဖြတ်ထုတ်မလဲလို့စဉ်းစားအဲ့ဒါ lean management ပဲpolicy ရမှမဟုတ်ဘူးနော်
ဟိုဆရာပြည့်ချင်တော့ leadership ကိုဆရာတော့ယုံကြည်တာတော့360 degree leadership ကိုယုံကြည်တာဟိုအပေါ်ကနေအောက်ဆင်းတဲ့ leadership ကြီးမဟုတ်ပဲနဲ့အောက်ကနေအပေါ်တက်တဲ့ပုံစံလေးဖြစ်နိုင်တယ်ဘေးတိုက်လေးဖြစ်နိုင်ရင်နော်ကိုအနေနဲ့စလို့ရတာပဲကိုဌာနမှာနော်ကုမ္ပဏီတစ်ခုလုံးတော့မလုံးနိုင်ရင်တော့ကိုဌာနမှာကိုလုံးလို့မရဘူးလားရတာပေါ့ lean management နော်ကိုအဲ့လိုပဲစတင်နေစဖို့လုပ်လိမ့်မယ်လို့ထင်တယ်တစ်ဘက်ကလည်းပဲခုနအကြံပေးသလိုပေါ့ကျွန်တော်နိုင်ငံမှာ lean management institute တွေပါရှိရင်တော့အကောင်းဆုံးပေါ့အခုဒီမရှိသေးတော့မရှိတာလည်းကောင်းတယ်ကိုယ့်ကိုလုပ်လို့ရတာပေါ့နော်ကိုကုမ္ပဏီမှာကိုယ့်ကိုကျွန်တော်စူးစမ်းပြီးတွက်အောင်မြန်အောင် lean ချအောင်နော်အရေးကြီးတာပါလဲဆိုရင်ကျွန်တော် waste နည်းအောင်လုပ်ပါနော် waste လို့ပြောရင်ဆရာပြောရတဲ့9ချက်ရှိတယ်အဲ့ဒီ9ချက်အတိုင်းမလိုအပ်တာတွေမလုပ်မိအောင်သတိထားပါဒါဆိုရင်တွက်လာလိမ့်မယ်တွက်လာလို့ရှိရင်ပြိုင်တဲ့ခါမှာသူများနဲ့ရှင်ကျွန်တော်တက်တာလိမ့်မယ်လို့ကျွန်တော်စဉ်းစားလို့ရပါတယ်နော် မင်္ဂလာပါဆရာကြီးဟုတ်မင်္ဂလာဟိုကျွန်တော်နာမည်လင်းမြတ်ကိုပါဆရာကြီးဟုတ်ဟိုကျွန်တော်ဆရာကြီးကိုမေးချင်တဲ့မေးခွန်းလေးကဟိုဆရာကြီးပထမပြောသွားတဲ့ဒီ define value နဲ့ပတ်သက်လို့ပေါ့နော်အဲ့ဒီမှာကျွန်တော်တွေ့တာဆိုတော့ကျွန်တော် not actual need မဟုတ်ဘဲနဲ့ကျွန်တော်တို့ဟိုပါပေါ့နော် latent need နဲ့ပတ်သက်လို့ပေါ့နော်ဘာလို့ကျွန်တော်တို့တချို့စုံတီထွင်တဲ့သူတွေရှိမှအဓိကဒီ latent need ဆိုတဲ့ဒီကိုလိုအပ်ချက်များရှိမလားဆိုပြီးကျွန်တော်လုပ်တဲ့ဟာလေးတွေရှိတယ်အဲ့ဒီကမှကျွန်တော်တို့အတုံကြုံရတဲ့အခက်အခဲကဘာလဲဆိုတော့ကျွန်တော်ဒေါအောင်ဆန်းစုကြည်လည်းပြောသွားတယ်ဒီ entrepreneur summit မှာပေါ့နော် 3M ဆိုတဲ့ဒီ money market and mentorship ပေါ့နော်အဲ့ဒီ money market and mentorship ဆိုတာဒီ3ချက်ပေါ့နော်အဲ့ဒီ3ချက်မှာကျွန်တော်တို့ဟိုဒီအောက်ခြေကနေစတဲ့ဒီစုံတီထွင်တဲ့သူတွေကဟိုအဓိက mentorship နဲ့ပတ်သက်လို့ကျွန်တော်တို့ဟိုအခက်အခဲကြုံရတယ်ပေါ့နော်ဘာလို့ဆိုကိုပြောနေတဲ့ဒီ idea ကြီးကဟိုသူ့ကိုတွားပြောရင်ကျွန်တော်အယူလို့ပဲအဲ့လိုမျိုးကျွန်တော်တို့ဟိုခံရတယ်ပေါ့နော်အဲ့ဒီကြောင့်မလို့ကျွန်တော်တို့မှာဟိုရှို့ရတော့ဒီ meditation နဲ့ပတ်သက်လို့ပတ်စံရှိလူတွေကလွယ်တယ်ပေါ့နော်ဒါပေမဲ့အခက်တာကျွန်တော်တို့မှာအဲ့ဒီအခက်ခဲရှိနေတယ် market နဲ့ပတ်သက်လို့ကကျွန်တော် market research တွေလုပ်လို့ရတယ်ပြီးတော့ကိုလိုအပ်တဲ့တငယ်ချင်းတွေနဲ့ဒီအဖြေရှာလို့ရတယ်ပေါ့နော်ပြီးတော့ money နဲ့ပတ်သက်လို့လည်းကျွန်တော်တို့ကဆွမ်းနာဘယ်လို investor ရှာတဲ့နေရာမှာအဲ့ဟိုဆွမ်းနာ mentorship အဆင့်ကိုရမှကျွန်တော်တို့ကဒီ investor ရှာတဲ့နေရာကိုကျွန်တော်ကဖက်ကျော်လို့ရတာပေါ့နော်အဲ့ဒီအခက်ခဲနဲ့ပတ်သက်လို့ကျွန်တော်တို့မှာဘယ်လိုကြော်ဖက်ရမလဲဆိုတဲ့ဟာမျိုးတွေအရန်အခက်ခဲတွေ့တာကိုတွေ့ရတယ်ဆရာဟုတ်ဟိုကျွန်တော်ဒီ UNFCCI မှာပေါ့နော်ဒီ mentorship program အပြင်ကိုတက်နိုင်တော့ဖြစ်နိုင်တော့စုံတီထွင်တဲ့လူတွေအတွက်ကို venture capital ပေါ့ကျွန်တော်မှာ market မရှိဘူးဒီ venture capital market မရှိဘူးเนาะစုံတီထွင်တဲ့လူတွေကိုဟိုအရင်ထုတ်ပေးမဲ့အရင်စိုက်ပေးမဲ့လူမရှိတော့အခုတော့ပြောတယ် incubator တို့ဘာလို့ပြောတယ် angel investor ဘာတွေပြောပေမဲ့ဟိုတကယ်ထဲထဲဝင်မလုံနိုင်သေးဘူးမချဖြစ်စီကျွန်တော် capital market ပေါ့လေအရင်ဒီဈေးကွက်ကနေတဆင့်ဘဏ်ကနေတဆင့် mentorship program ငွေထုတ်ယူနေမကောက် market နဲ့ထိတွေ့ပေးနိုင်တာမျိုးလုပ်ပေးနိုင်တော့အကောင်းဆုံးမချလို့ရှိမှကိုက mentor လို့ပြောရင်လူကြီးတွေပဲအားကိုးရတာเนาะလူကြီးတွေကလည်းเนาะသူတစ်ခေတ်ပုံစံနဲ့အခုခေတ်မတူပြန်ဘူးအခုခေတ်မှာတော့ကျွန်တော်တို့လူငယ်တွေအတွက်ကတော့ mentor ကတော့တက်တူရွယ်ဒီ mentor တွေပေါ်လာပြီအဲ့ဒါပဲအားကိုးရမှာဟိုကျွန်တော်ကိုနော် mentorship program မှာလုပ်ပေးပါလို့ပြောရင်ကျွန်တော်တင်မထိရောက်ဘူးထင်တယ်ဟောဘာလို့ကျွန်တော်အခုခေတ်မှာတော့ digital economy မှာအဲ့ဒီ mentorship ကပုံစံတစ်မျိုးလေလိုပါတယ်ကျွန်တော်တင်ဒီလိုအခုဟို device ကများနော် B2B hub ကနေဒီ mentorship program ကိုအမှန်တော့အခုခေတ်မှာတော့နော် mentor တွေအားလုံးကဟို social media နဲ့လုပ်လို့ရတယ်ထင်တယ်ဆက်စိတ်တယ်တော့နော်ဟိုတတရရဟိုမဟုတ်တော့ပဲနဲ့ exchange ပေါ့ network ကနေကိုလိုချင်တာသိချင်တာအကြံပေးချင်တာကိုပေးနိုင်တဲ့အနေအထားတွေရှိနေပါပြီเนาะအဲ့တော့ဒီ connectivity ပဲဆရာတို့အားကိုးပြီးတော့မဟုတ်ရင်တော့ဆရာတို့ရှိမှနည်းနည်းအားနေတယ် mentorship ကမရှိနိုင်ဘူးเนาะတကယ်တော့ဆရာတို့တိုက်တွန်းနေတယ်ကုန်သိမ်းများအသင်းမှာ mentorship program များလုပ်ပေးနိုင်တယ်အမှန်တော့ MYE ရာအဲ့ရအောင်အတွက်လုပ်တာเนาะ MYE သူတို့ဒေါက်တာတက်ဆန်နဲ့လုပ်နေတဲ့ဒီဟိုစိုးဒီထွင်လူငယ်များကိစ္စအသည် mentorship program လို့ပဲရှာနားလဲတာအဲ့လိုပုံစံနားလဲတာเนาะဒါပေမဲ့လိုအပ်ပါတယ်ကျေးဇူးတင်တယ်เนาะဟုတ်ဆရာမင်္ဂလာပါကျွန်တော်ဟန်ထုံးပါခင်ဗျဟုတ်ကျွန်တော်မေးချင်တာလေဆရာခုနပြောတဲ့ wave တွေထဲမှာလေဘာလို့ non utilized talent ဆိုတဲ့ဟာလေ organization အများစုမှာလည်းအဲ့ဒါကိုမဖော် talents ကိုမဖော်ထုတ်နိုင်ဘူးပေါ့နော်လူငယ်တွေအများစုမှာလည်းကို talent ကိုမဖော်ထုတ်နိုင်ဘူးပေါ့နော်အဲ့နဲ့ချက်အတွက်နည်းနည်းလေးဆရာလေးပြောပြပေးပါကျေးဇူးတင်ပါတယ်ရကြမယ်နော်ရှက်စိတ်ပူတာနော်ဟိုဒါ waste တကယ်ကို waste နော်ဟိုတက်တဲ့လူတွေတိတဲ့လူတွေပါရမီထူးတဲ့လူတွေရှိရနဲ့မသုံးမဲထားတာတွေအများကြီးပဲဟုတ်တယ်နော်
နှစ်မျိုးပေါ့ဟိုခေတ်ကဆိုရင်ဟိုတင်တန်းနေပို့လိုက်တယ်ဆရာတို့နိုင်ငံခြားပို့လိုက်တယ်နိုင်ငံခြားပို့လိုက်တယ်နော်ပို့လိုက်တဲ့ခါကျတော့ဆရာတို့နဲ့ခေတ်ဟိုခေတ်တူပေါ့လေအင်္ဂလန်မှာ nuclear physics အင်မတန်မှခက်တဲ့ဘာသာကိုသင်လာခဲ့တာတကယ်ကို nuclear scientist ပေါ့နော်သူ PhD ပြီးအောင်လုပ်လာပြန်လာတော့ဘာလို့ခိုင်းလဲ first year နော် tutorial သင်ခိုင်းတာသူတက်လာတာနဲ့သူလုံနေတာတခြားစီနော်သူကတကယ်ကို cutting edge နော်တကယ်ကိုအစစ်မီ nuclear science တက်လာတဲ့လူကိုနော် MSc တော့မလို့တဲ့နီးပြဆရာတို့ကိုသွားခိုင်းတော့အဲ့ဒါဘာလဲ waste talent ပေါ့သတိထားနော်ဒါကဆရာအစွန်းကိုပြောတာကုမ္ပဏီတွေမှာ talent တွေရှိတဲ့လူတွေအများကြီးပဲဒါပေမဲ့အဲ့ talent တွေကိုမသုံးမဲနဲ့ထားတော့အဲ့ဒါ waste ပဲဆရာကိုယ်နိုင်ငံမှာအဲ့ဒါသိများတယ်ထင်တယ်ဆရာစိတ်တယ်ကုမ္ပဏီတွေမှာလည်းအများကြီးပဲတင်တန်းနေပို့လိုက်တယ်ဒါပေမဲ့အဲ့ဒီမှာဆရာတို့ HR နဲ့ဆိုင်တာတင်တန်းမပို့ခင်တည်းကတင်တန်းပြန်လာရင်ဘာသုံးမလဲဆိုတာမစင်စားထားဘူးအရင်ဆုံးပို့လိုက်တာပဲပို့လိုက်ပြီးမှသူ့ကိုသုံးမယ်မသုံးမယ်ဆိုတာတော့မှစဉ်းစားတော့ waste ဖြစ်သွားတယ်အဲ့ဒါလေးတော့ဟိုဆရာစဉ်းစားကြည့်ခြင်းတယ်နော်အဲ့တော့အရင်ခေတ်ကတော့ဟိုကုမ္ပဏီတွေမှာကြည့်မရလူပဲပို့တယ်အစိုးရဌာနတွေမှာကြည့်မရလူတင်တန်းပို့လိုက်နော်အကောင်းဆုံးကတော့ဖောင်ကြီးပို့လိုက်နားအေးတာနော်ဟို3လောက်တော့နားကိုအေးသွားတာပြန်မလာတော့ပြီးရောနော်ဟိုအဲ့လိုသွားလို့တာဟုတ်အဲ့တော့တကယ်တော့ဖြစ်တင်တာတော့တင်တန်းပို့တာဒီသူ့ရဲ့ talent ကိုသုံးဖို့အဲ့တော့ဒီနေရာမှာခုနပြောတဲ့ကိစ္စနဲ့နှွယ်ပြီးပြောခြင်းတော့ဆရာခဏခဏပြောတာ know your people ကိုလူတွေအကြောင်းသိရလားကိုလူတွေမှာ talent ရှိတာကိုသိရလားဒီမင်းကိုမေးပါအောင်ပဲမသိရဘူးတော့ဘယ်တော့မှသိလဲငွေဆောင်တော့မှသိတာနော်ဟိုမှာကျတော့ဆိုးလိုက်တာကလိုက်တာကော့နေတာဟုတ်တယ်မလား talent ဒီအများကြီးနော်ဇက်လိုက်တရားလည်းအများကြီးရုပ်ရှင်မင်းသားကြာနေတာပဲဒါပေမဲ့အဲ့ဒီ talent တွေကရုံးကြတော့မပေါ်ဘူးနော်ဘယ်လိုသုံးမလဲအဲ့တော့ဆရာတို့အနေနဲ့စဉ်းစားဖို့လိုတာဆရာတို့ကိုယ်နိုင်ငံမှာ non utilized talent များတယ်လို့ထင်တယ် talent တွေအများကြီးရှိအောင်အသုံးချနိုင်အောင်ဘာလို့ရလဲလို့မင်း management မှာတာဝန်ရှိတယ်နော်ကိုယ်ဝန်ထမ်းတွေရဲ့တူးချင်းရဲ့ talent တွေကိုသိမှရအောင်ဒါကြောင့် talent survey တွေပါလုပ်ပေးပါသူဝါသနာပါလားသူကျွမ်းကျင်တာနော်တချို့တွေကြတော့ဟိုတွက်တာချက်တာသိဝါသနာပါတယ် analytical ဒါပေမဲ့သူခိုင်းထားတာတဏှာသွားခိုင်းထားတာနော်တချို့တွေကြတော့လူတွေနဲ့ people skills သိရှိတယ်ဒါပေမဲ့သူ့ဘုံမှာသွားထားတယ်စာကြည့်တိုက်တယ်သွားထားတာနော်အဲ့တော့တကယ်ကိုလူနဲ့ပတ်သက်တဲ့လူစာကြည့်တိုက်တယ်သွားထားတော့တကယ်ကို talent ကြီးကလုံးဝ waste ဖြစ်သွားတာအဲ့လိုဖြစ်အောင်ကြိုးစားပြီးပါစဉ်းစားပြီးပါလို့ဆရာတို့ကြံပြုခြင်းတယ်မိဘအောင်ရတယ် ဟုတ်မင်္ဂလာပါဆရာညီမနာမည်တန်တန်တာပါညီမတရဘူးဆိုမြေကုမ္ပဏီရပါရှင်ဟုတ်အခုညီမမေးချင်တာဒီဆရာပြောတော့ lean management နဲ့ပတ်သက်ပြီးတော့ဗောနော်ကုမ္ပဏီကြီးတစ်ခုကနေချစ်ချစ်လေးလေးတိတ်တိတ်တီးဖြစ်ဖို့ဒီ lean management ကိုပြောင်းလိုက်မယ်ဆိုတဲ့အချိန်မှာဗောနော်ဒီခဏဆရာပြောတာ8 ways ဆိုတာရှိမယ်8 ways ထဲမှာထပ်ပို့ပြီးတော့ညီမတို့စီမှာကုမ္ပဏီမှာလူများတဲ့ချိန်ကြရင်ချစ်လစ်ဖို့အတွက်ဆိုရင်ဒီ HR ဘိုင်းနဲ့ပတ်သက်ပြီးတော့ short ချရမယ်ကိစ္စလေးရှိမယ်ဗောနော်အဲ့ short ချဖို့ဆိုတာနေရာမှာဒီ permanent ဖြစ်တယ်ဆရာပြောလို့ non utilize talents တွေ utilize talents တွေအဲ့လိုလူတွေကကိုယ့်ကုမ္ပဏီနေတော့ကောင်းသိပြီးတာတို့ပေမဲ့အဲ့လို short ချပြီးတော့အချိန်မှာကုမ္ပဏီကြီးတစ်ခုအနေနဲ့ဘယ်လောက် risk ယူရမလဲဆိုတာလေးကိုသိချင်ပါတယ်ဆရာဟိုအဲ့ဒါလေးကနော်တရိချာနော်ဟိုဘာကြောင့်တော့ဝန်ထမ်းတွေတော်တော်များဒီထဲမှာရှိနေတော့ဟို lean management ပြောတာငါအလုပ်ပြုတ်ပြီးထင်မှာဆိုလို့ဟုတ်တယ်မလားငါတော့သိပြီနော်အဲ့တော့အားလုံးကအလုပ်တွေရှော့တော့မယ်မဟုတ်ဘူးနော်လိုအပ်တဲ့အလုပ်တွေရှိအောင်ပါပဲအဲ့တော့ဝန်ထမ်းတွေတယောက်ချင်းကိုအားပေးနေတာတော့ကိုလုပ်တဲ့အလုပ်ကိုကြမ်းကြမ်းကျင်လုပ်နေရင်ဘယ်လောက်ကြီးရှော့ရှော့ကိုကကြံခဲ့အောင်ပါမဟုတ်ရင်တော့ value added ကိုမလုပ်ပေးနိုင်တော့ကိုဖြုတ်မှသိရတယ်နော်ဒါတော့ဟိုရင်ဆိုင်ရမှာနော်အဲ့တော့ကိုယ့်ရဲ့ talent ကိုသူများနဲ့မတူအောင်ထူကြအောင်ကြိုးစားပါအချိန်တန်လို့ကုမ္ပဏီကရှော့ရမယ်ဆိုရင်နောက်ဆုံးကိုရှိလာမှာနောက်ဆုံးဖြစ်အောင်ကြိုးစားဖို့ရှော့တော့ရှော့ရမှာပဲမလိုအပ်တာတွေအများကြီးပဲကုမ္ပဏီတွေမှာဘာကြောင့်လဲကြီးထွားအောင်လုပ်ထားတာ哦နော်အဲ့တော့တတ်နိုင်နေမြအခုဆိုရင်
AI တို့ကတော့လာပြီ artificial intelligence ပါလာရင်စက်တွေလာပြီဆိုရင်လူတွေမလိုတော့ဘူးနော်ဒါပေမဲ့လူတွေမလိုတော့ပဲမဲ့ရှုပ်ရုံမဟုတ်ဘူးနော် redeploy လုပ်လို့ရတယ်ဒီဌာနမှာမလိုဘူးတခြားဌာနမှာလိုတယ်ဖြည့်လို့ရတယ်အဲဒါကြောင့်မို့ဝန်ထမ်းတွေနဲ့စိတ်မပူနဲ့နော်ဒီအလုပ်တဲ့တော့ဝိတ်စီလျှော့လိုက်တဲ့ငါလည်းအလုပ်ပြုတ်တော့မယ်လို့ထင်တာထက်ကိုချမ်းမာကျင်တော့မင်းတို့အားလုံးကိုယ့်ရဲ့ကျွမ်းကျင်မှုကိုကြောဖို့အထက်ထည့်ထားနော်ကျွန်တော်ခေါ်တဲ့ portable skills ပေါ့ကြောဖို့အထက်မှာကိုယ့်ရဲ့ကျွမ်းကျင်မှုရှိနေရင်အဲ့ဒီကြောဖို့အထက်မှာကိုကလုံခြုံနေရင်ဘယ်နေရာသွားကိုယ့်တကအလုပ်ကရှိမှာအလုပ်လျှော့တာတွေပါတယ်သူတို့ကိစ္စနော်အလျှော့မခံဘူးကိုတောင်းလို့နော်အလျှော့မခံတဲ့လူဖြစ်အောင်ကြိုးစားအဲ့ဒါကြောင့်မို့ multi skill ဖြစ်အောင်လို့တကွက်တည်းတက်တဲ့ဟာမျိုးမစနာနဲ့ငါ့ကိုလာမပြောနဲ့အကောင့်စားလွဲပြီးငါတခြားလုံးဝမစနာဘူးဆိုအဲ့လူကပြုတ်မှသေးကြအကောင့်ဆက်တက်တယ် marketing နဲ့သိတယ် audit နဲ့နားလဲရင်တော့အဲ့လူသုံးမှာပဲဘယ်နေရာဖြစ်ဒါကြောင့်မို့ကိုယ့်အနေနဲ့ versatile ဖြစ်အောင်လို့နော်ကျွန်တော်တောင်စုံဒီဝိုင်းမှာတရော်တဲ့ထိုးတတ်တယ်ဘလွေလေးမှုတ်တတ်တယ်ပီယနိုလေးတီးတတ်တယ်အောင်ကြိုးစားမဟုတ်ဘဲနဲ့ကိုကတစ်ခုပဲတက်နေတော့အချိန်တိုင်းကိုတော့ရောက်မှသေးကြဒါကြောင့်မင်းတို့အားလုံး multi skill ဖြစ်အောင်ကြိုးစားနော် multi tasking ဖြစ်အောင်လို့အလုပ်တွေတော်တော်များများကိုနော်လေ့လာနိုင်ပါတဲ့ရက်ဒီများများဖြစ်အောင်အဲ့လိုပြောရတဲ့ specialty မလိုဘူးလို့မပြောဘူးနော် specialist ကတော့လိုတယ်သို့တော်လည်းတတ်နိုင်နေများတော့ဘာသာရစုံအောင်လေ့လာပြီးပါလို့ပြောနော်ကျေးဇူးတင်ဟုတ်ဆရာမင်္ဂလာပါဆရာကျွန်တော်နာမည်ကကိုအောင်သူရပါခင်ဗျကျွန်တော်ဒီမှာ information တခုတော့ပေးချင်တာပါနော်ခုနကအခုမေးသွားရပေါ့ lead management နဲ့ပတ်သက်ပြီးတော့consultant လုပ်ပေးလဲအဖွဲ့အစည်းများရှိတာဆိုတာပေါ့နော်အဲ့ဒီဟာဒီ UMFCCI ရင်အောက်ဆုံးတက်မှာပဲပေါ့နော်မြန်မာ productivity center ဆိုပြီးတော့ရှိပါတယ်မှာသူ့ကိုတော့ Japan productivity center ကနေပြီးတော့မှအကူအညီပေးတာပေါ့နော်အဲ့ဒီအဖွဲ့အစည်းကနေပြီးတော့မှဒီ lead management နဲ့ပတ်သက်တဲ့ဟာကိုခုလောလောဆယ်မှာorganization လေးကို free အနေနဲ့consulting လုပ်ပေးနေဆိုတာဒါ information တစ်ခုအနေနဲ့ပေးကြပါတော့နောက်တစ်ခုကတော့ကျွန်တော်သိကြတယ်ဒီ H way တန်းမှာပေါ့နော်ဘယ် way ရှာပို့ပြီးတော့မှအရေးကြီးဆုံးလဲဆိုတာဟာမျိုးလေးတစ်ချက်သိချင်ပါတယ်ခင်ဗျဆရာတို့နော်မိကိုမေးတာနားလေတယ်နော်ခုနပထမဆုံး information ပေးတာလေကျေးဇူးတင်တယ် UNSCG မှာရှိတယ်ဆိုတာနော်ရှောမယူခိုင်းနဲ့နော်ဒီရှိခုဘာအရေးကြီးလဲလို့ပြောရင်တို့လူမျိုးကနော်ရှစ်ခုလုံးကိုတပြိုင်တည်းယူရမှာကြောက်တော့နော်ဒီထဲမှာအရေးကြီးဆုံးရွေးပြီးပါလို့ပြောတော့နော်ဘာပြောမှားမှာပဲဆရာနော်ပြောချင်တာတော့တပြိုင်တည်းရွေးမှရမယ်ရှစ်ခုလုံးအရေးကြီးဟုတ်တယ်နော် defect အစတွေက perfect ဖြစ်အောင်လုပ်နော် quality control ပြီးတော့မှလုပ်ပြီးတော့မှဒါလေးတနည်းချုပ်ရင်လို့ပြန်ပြင်ရရင်ပြန်ပြင်ရစီကတိတ်ကြီးဒါကြောင့်မို့သူတို့အနေနဲ့ပြောတာတော့ perfect ဖြစ်အောင် production ကိုစဉ်းစားပြီးပါလို့ပြောတယ်အဲ့တော့ခုနမိတာထက်ကိုဆရာပုံစံတစ်မျိုးနဲ့ဖြည့်ကြည့်မယ်နော်ကုမ္ပဏီတွေမှာဒီရှင်းမျိုးပုံစံတစ်မျိုးနဲ့မတူကြဘူးတချို့တွေမှာမလိုဘဲနဲ့ထုတ်တာတွေရှိတယ် over production ရှိရင်အဲ့ဒါကိုရှော့ရမှာပေါ့ over production မရှိတဲ့ကုမ္ပဏီမှာ over production waste ကိုသွားစဉ်းစားနေလို့အကျိုးမရှိဘူးနော်ပြီးတော့မှကိုယ်ကုမ္ပဏီမှာ waiting time မရှိဘူးဆိုရင်အဲ့ဒါရှော့ကြမလို့အဲ့တော့ဆက်ပြောချင်တော့ဒီမိကုန်းပုံစံတစ်မျိုးနဲ့စဉ်းစားဖို့လိုတာကတော့ကိုယ်ကုမ္ပဏီမှာဒီရှစ်ခုထဲမှာဘာတွေရှိလဲကိုယ့်ကိုကြည့်တချို့ကုမ္ပဏီမှာရှစ်ခုလုံးရှိမယ်တချို့ကုမ္ပဏီမှာတစ်ခုပဲရှိမယ်နှစ်ခုပဲရှိမယ်ရှိရင်သိရင်အဲ့ဒါကိုရှော့နိုင်အောင်ကြိုးစားအဲ့တော့ပဲဆရာကြံပေးနိုင်တာပါနော်အဲ့တော့ဆရာမရွေးတော့ဘူးနော်အားလုံးပဲတပြိုင်တည်းပဲစဉ်းစားပြီးပါလို့ပြောဆရာမင်္ဂလာပါကျွန်တော်နာမည်ကတော့တော်လင်းပါမြန်မာ Imperial College က Business ကျောင်းသားတစ်ယောက်ပါဆရာကပြောရတဲ့ဒီ Lean Management ကိုပေါ့နော် Management level အပိုင်းက apply လုပ်တယ်ပေါ့ manage လုပ်တဲ့အပိုင်းမှာပေါ့နော်အဲ့လိုလုပ်ဝင်မဲ့ဒီအောက်ကကိုယ့်ရဲ့အောက်က employees တွေဒီအကုန် organization stakeholder တွေကအဲ့ဒီ Lean Management Lean culture ပေါ့နော်ဒါကိုလက်တွေ့ practice သူတို့လုပ်နိုင်အောင်ဘယ်လိုလုပ်သင့်လဲမသိဘူးဆရာအများကြီးပြောတာနော်ဒါအလုံးလူငယ်နဲ့လည်းဆိုင်တာငါပုတ်တာအမိကပုတ်တယ်ငါမရှိဘူးနော်
ခေါင်းကပုတ်တာနော်အဲ့တော့ company တစ်ခုမှာအောင်နော်အောင်မြင်တယ်မအောင်မြင်တယ်ဘယ်သူနဲ့ဆိုင်တယ်လို့ပြောရင် management နဲ့ဆိုင်တာဟုတ်တယ်အောက်ကလူတော့မပြောနဲ့နော်အပေါ်ကလူလိုတာအဲ့တော့အပေါ်ကလူက lean management သိရင်အောက်ကလူဟိုးအောက်ဆိုးနော်လုံညိုကြီးအစရင်မောင်းအစုံ lean management ကိုသိမှရဟုတ်တယ်နော်အခုတော့ခါလီဖြစ်နေတာပါလေ management သိပြီးတော့အောက်ကလူမသိတော့အောက်ကလူမလိုက်နဲ့ဒါကြောင့်မို့ကျွန်တော် lean management မှာနော်ဝန်ထမ်းတွေအားလုံးသိအောင်လုပ်ပေးဖို့လိုတယ် philosophy တစ်ခုအနေနဲ့တို့ company မှာတော့ lean management principle ကိုအခြေခံနေတို့ company မှာအလေးလွတ်နေမရှိအောင်လုပ်မယ်တို့ company မှာပထမဆုံး perfect ပေါ့လုပ်တဲ့ပြည့်စုံအောင်လုပ်မယ်ဆိုတဲ့ company ဖြစ်တယ်ဆိုရင်တော့ဖြင့်အဲ့ဒီ philosophy အဲ့ဒီ culture ရသွားရင်သိပြောကြမလို့တော့အဲ့တော့ HR သမားတွေလိုမယ်နော်ဒီနေရာမှာဝန်ထမ်းအသစ်ခန့်တယ်ရတို့ company ဒီ lean management ကိုအခြေခံတဲ့ company ဖြစ်တယ်လို့ HR ပြီးပြောရင်ဝန်ထမ်းငယ်ဖြစ်ဖြစ်ဝန်ထမ်းအလတ်ပဲဖြစ်ဖြစ်ဝန်ထမ်းကြီးပဲဖြစ်ဖြစ်ဒီ culture ကိုနားလည်မှာမဟုတ်ဘဲနဲ့ပြီးတော့မှလုပ်ရင်မရတော့ပြီးတော့မှဆရာအောင်မိတာတော့ lean management team effort နော်ဆရာတို့ company တွေမှာလူကြီးတွေပဲလုပ်လို့မရဘူးတစ်ဖွဲ့စီလုံးတစ်ခုလုံးလုံးမရမယ်လို့ဆရာတို့ပန်ကြားနေတာနော်အဲ့ဒါဆရာโอเค မင်္ဂလာပါဆရာကျမခိုင်တနာလင်းပါဆရာဒီမှာပါရှင်ခိုင်ဟိုစင်ကာပူမှာရှိတဲ့ public hospitals တွေမှာအလုပ်လုပ်နေတာ10နှစ်လောက်ရှိပါပြီအခုမှ February ကမှအလုပ်ထွက်ပြီးတော့ခါကြတော့ International Medical Service ကိုပိုင် set up လုပ်ပြီးတော့စလုပ်နေပါတယ်ဆရာအဲ့ဒါဆိုတော့ကျမစလုပ်တဲ့အချိန်မှာ International Patient Service ဆိုတော့ကို customer က patient မှာဆရာအဲ့ဒါဆို patient အတွက် best service ပေးဖို့လို့အတွက်စဉ်းစားတဲ့အချိန်မှာခိုင်အပြင်ထွက်လိုက်တော့ခါကြတော့ public hospitals မှာ10နှစ်လုပ်ခဲ့တယ်အခုက public ကော private ကောနှစ်ခုစလုံးစေယုံနေနဲ့တွေ့လာတဲ့အချိန်မှာဆရာပြောတဲ့ link management ကိုတွေ့လာတယ်ဆရာတွေ့လာတယ်ဆိုတော့ public organization တွေမှာကြတော့ organization အရန်ကြီးတယ် fat ဖြစ်တော့ခါကြတော့ processing ကသူတို့လုံနိုင်တယ်ဒါပေမဲ့နှေးတယ်ဆရာဒါပေမဲ့ quality ကကြတော့သူတို့ကပိုကောင်းတယ် systematic ပိုလုံနိုင်တယ်ဆိုတော့ဒါပေမဲ့ private ကကြတော့သူတို့က lean ပိုဖြစ်တယ် faster ဖြစ်အောင်ပိုလုပ်နိုင်တယ်ဒါပေမဲ့ခိုင်လူနာအတွက်စဉ်းစားတဲ့အခါကျတော့သူတို့ဒီ profit ဘက်ကိုပို့သွားတော့ quality ဘက်ကနည်းနည်းကျတယ်ဆရာအဲ့ဒါဆိုတော့ခိုင်တို့ service provider အနေနဲ့ကကြတော့ကိုလူနာအတွက်ရွေးတဲ့နေရာမှာနည်းနည်းအခက်အခဲရှိတယ်ဆရာအဲ့ဒါဆိုတော့အများတန်း query ဖြစ်နေတာကဒီနှစ်ခုကိုညီသွားအောင်ဘလို့များလုပ်ရင်ကောင်းမလဲပေါ့နော်ဆရာတကယ်လို့ public organization တွေဘက်ကလည်း lean ဖြစ်သွားပြီး effective ဖြစ်လာတယ်ဆိုရင်တော့ကို patient တွေကို public ကိုပို့လွတ်ချင်တယ် quality ကိုရစီချင်လို့ဒါပေမဲ့ private ကကြတော့အဲ့မှာက delay တွေဖြစ်နေတော့ခါကြတော့ patient တော်တော်များများက private ကိုပို့ပြီး prefer ဖြစ်တယ်ဒါပေမဲ့အရန်အရေးကြီးတဲ့ဟာတွေကြတော့ကိုက quality treatment နဲ့ကို patient အတွက်လိုချင်တဲ့ခါကြတော့ခင်ဗျ service provider တွေနဲ့အခက်အခဲရှိပါတယ်ဆရာအဲ့ဒါဆိုနှစ်ခုလုံးများညီသွားအောင်ဆရာအနေနဲ့ဘယ်လိုများအဲ့လိုမျိုးအကြံပေးချင်ပါတယ်လေဆရာပထမဆုံးပေါ့နော်ဟိုပြန်လာတဲ့အတွက်ကျေးဇူးတင်တယ်နော်ဟိုဆရာကိုနိုင်ငံမှာတကယ်တော့ပြန်လာတာမဟုတ်သေးပါဘူးဆရာအခုကဟိုဟာကိုဒီမှာ meeting လေးရှိလို့ခဏလာရင်းနေလေဆရာဒါပေမဲ့ခိုင်ဟိုမှာပဲဆက်နေတော့မယ်အခုဆရာဟို talk ကိုတက်ခွင့်ရတာဒါပထမဆုံးမှာဆရာအရန်လဲတန်မိုးရှိပြီးတော့ခါကြတော့ခိုင်အခုမှကိုပိုင်အလုပ်ကိုစပြီး set up လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခိုင်ဘယ် direction နဲ့သွားမယ်ဆိုတာကိုစိတ်ထဲမှာdirection တစ်ခုရလိုက်တယ်လို့ပါပဲဆရာအရန်တမိုးရှိပါတယ်ခိုင်ဒါပေမဲ့ဟိုမှာဆက်နေပေမဲ့ကိုလုံနေတာကတော့ကိုနိုင်ငံအတွက်ပဲလုံနေပါတယ်ဆရာဟုတ်ကဲ့ဟိုလေဆရာတို့ကနေ့ဟိုပထမပြန်လာတာကိုကျေးဇူးတင်နေဟိုဆရာတို့ကလိုပဲနိုင်ငံတကာအတွေ့အကြုံတွေရှိတဲ့လူတွေကိုနိုင်ငံပဲပြန်လာလေဆရာတို့ကောင်းနေလေပဲเนาะဟိုကိုဗမာပြည်တပြည်တည်းမဟုတ်ပါဘူးဟိုဗီယက်နမ်ကိုကြည့်နေပဲတချင်တော့ဗီယက်နမ်စစ်ကြောင်းတခြားနိုင်ငံတွေရောက်သွားတဲ့လူတွေအခြေကျပြီးတော့ပညာတွေတက်လာပြီးပြန်သုံးတဲ့ခါကျတော့ဗီယက်နမ်လည်းเนาะအရှိန်ဟုန်တိုးတက်တာရှိတာဟိုမေးတဲ့မင်းကုန်းကျန်နားလေဆရာကျမကြီးဌာနမှာလုပ်ခဲ့တဲ့လူเนาะဆရာတို့ရှိမှအခုဖြစ်နေတာကဒီ health system မှာ private နဲ့ public system နှစ်ခုရှိနေတာ
အဲ့တော့ရှိနေတော့အဲ့ဒီပုံစံကိုခုန service provider အနေနဲ့ပေါ့နော်ဒီ lean management ကိုရှက်စိတ်ထဲတော့ခုနပြောလို့ private sector ဘက်ကလေးပဲစင်ကာပူတို့ဘာလို့မှဆိုရင် Thailand private sector ရှိတာဒါပေမဲ့ဟိုကျွန်တော် help ရဲ့ nature ကတစ်မျိုးနော်ကျွန်တော်ဖြစ်စီချင်တာတော့ quality service ပေးဖို့လိုတယ်လို့တစ်ဖက်ကလည်း economic ဖြစ်မှရစီးပွားတွေ့ချင်ကြိုက်မှရကျွန်တော်ရှိမှပြဿနာရှိတာကစီးပွားတွေ့ချင်ကြိုက်ဖို့ဆိုရင် quality ကိုနည်းနည်း short လိုက်တယ်အဲ့ဒါဆရာတို့ရဲ့ဒုက္ခအဲ့ဒါကြောင့်မို့နော် private sector စေယုံနေတော်များမှာဒီ quality ကိုတိတ်မထိန်းနိုင် cost ကိုပြောရတော့နော်အဲ့လိုဖြစ်ပြန်ဟို public sector မှာကြတော့လေတမျိုးဖြစ်ပြန်ရောအဲ့ဒီခါကျတော့တကယ်တော့ဖြစ်တင်တာတော့ပေါ့ဒီ mix public private mix ကိုဘယ်လိုလုပ်မလဲနော်ပညာရေးဟိုကျမရဲ့ဝန်ကြီးဌာနကြီးတစ်ခုလုံးအနေနဲ့ဒါကိုဘယ်လိုကင်တွယ်မလဲဆိုတာဟိုစဉ်းစားဖို့ကောင်းတယ်ဒါပေမဲ့ဆရာစိတ်မကောင်းတာပါလဲဆိုရင်ဒါကြောင့်မင်းတို့အားလုံးလည်းပန်ကြားခြင်းနဲ့နေကောင်းနေကြနော်နေမကောင်းရင်အချိန်နေသိကောင်းတာမဟုတ်တယ်မလားဟို private သွားတယ်လေအချိန်နေမကောင်း public သွားတယ်လေအချိန်နေမကောင်းအဲ့တော့ခါလေးအောင်းမိတာနေမကောင်းရင်တော့အသက်တာအောင်းလိုက်တော့နော်အဲ့ဒါဆိုပြီးသွားတာပဲနော်ဘယ်သူမှလည်းတောင်းမပြီးတော့ဘူးနှုံးမရင်ခုနပြောလို့ခင် lean management ဒုက္ခရောက်မှာနော်ဟိုအဲ့တော့တော်တော်ကြီးကိုဆရာတို့ခက်နေပြီဟို system ကြီး collapse ဖြစ်သွားတော့နော် systemic ဟို collapse ဖြစ်သွားတော့ဆရာတို့ပြန်လုပ်ကြည့်ရမှာဒါပေမဲ့ဆရာတင်တာအဲ့ဒါတွေခဏထားကိုအနေနဲ့ဘာလုပ်ပေးနိုင်လဲအဲ့ဒါကိုကြည့်ဒီမှာရှိတဲ့တွေအားလုံးပဲနော်ဟိုစနစ်ကြီးပြင်ဖို့မစင်စားနဲ့ကိုမတတ်နိုင်ဘူးဒါပေမဲ့ကိုတတ်နိုင်တာပါလေကိုကုမ္ပဏီလေးတတ်နိုင်တယ်ကိုတယောက်ချင်းတတ်နိုင်တယ်အများကြီးပဲကိုအားယူနော်ငါလုပ်ပေးနိုင်တာအများကြီးပဲနော်ငါအားလုံးမလုပ်ပေးနိုင်ဘူးဒါပေမဲ့ငါတတ်တဲ့နေရာမှာတော့ငါလုပ်ပေးနိုင်မယ်ဆိုတဲ့စိတ်ကိုတော့ရှာမွေးစိတ်ကျင်တယ်နော်အဲ့တော့ဟိုပြန်လာတာမပြန်လာကို choice ပဲဒါပေမဲ့ပြန်လာမယ်လို့စဉ်းစားရင်တော့ကိုမှလှုပ်ရှားရည်အများကြီးပါဟိုနော်ရှေ့လူကျေးဇူးတင်တယ်နော်မင်းတို့ဗမာပြည်မှာမွေးရတာကျေးဇူးတင်နော်လှုပ်ရှားရည်အများလုံးလို့နော်ဟိုဘာပဲဖြစ်ဖြစ်လို့ရတယ်နော်ကျွန်တော်တို့မှာအခွင့်အရေးတွေအများကြီးပဲတခြားနိုင်ငံတွေမှာဆိုသူများလုပ်ပြီးနော်ကိုယ့်အတွက်သူများမလုပ်ရတဲ့လူရှားဖို့ကတော်တော်ခက်တာဒီမှာသိလွယ်တာဘာကြောင့်လဲဘယ်သူမှဘာမှမလုပ်တာအဲ့တော့ကိုဘာလို့ကိုကအတိကြီးဖြစ်နေတော့မင်းတို့တို့အခွင့်အရေးပဲအဲ့ဒါကိုရအောင်ကြိုးစားနော်အဲ့ဒါကိုအားပေးခြင်းနဲ့နော်ဆရာတို့လုပ်မိဂဝင်းမြန်းသူတို့များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အချိန်လေးကိုငှက်ကွက်တဲ့အနေနဲ့ဒီ Q&A session လေးကိုဒီနားလေးမှာပဲအဆုံးသတ်ပြစီရှင်ဆွေးနွေးပွဲကြဖြေကြပေးပါတော့ဆရာကြီးဒေါက်တာအောင်ထွန်းတန်အားလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆိုအားလုံးမင်္ဂလာပါဟို2015စာဟို18ဟိုနိုင်ငံကိုလည်းတဖြည်းဖြည်းကောင်းလာမယ်လို့တော့အပြုသဘောနဲ့ပဲမြင်ပါတယ်ဆိုတော့ခေါင်းစဉ်ကိုဟိုဒီနေ့ဒီအခါပေါ့နော်လိုအပ်တဲ့အကောင်းဆုံးခေါင်းစဉ်လို့မြင်ပါကျွန်တော်အဓိပ္ပာယ်ဖွင့်ချင်တာကတော့จิตလက်ခိုင်မာတဲ့ organization lean organization learning organization ကျွန်တော်တို့ဒီနေ့ကစက်တင်ဘာမှာမြန်မာပြည် B2B management magazine ဒီနေရာမှာပဲဟောပြောပွဲလုပ်ပါ6နှစ်ပြည့်အခုလက်ရှိမှာ business transformation စီးပွားရေးပြောင်း
အရင်လိုလုပ်လို့မရတော့အကျိုးအမြတ်ကနည်းလာပါတယ်နောက်တစ်ခုက market ပြောင်းနေနောက်တစ်ခုဘာအပြောင်းလဲရှိလဲလို့မေး digital transformation ဖြစ်တယ်အဲ့ဒီကြားထဲမှာ lean transformation ကိုနည်းနည်းလေ့လာကြည့်စေချင်တယ်အဲ့ဒီအတွက်စကားလုံးက LEAN lean ဖြစ်တဲ့အတွက်အဲ့တော့ lean လို့ပြောရင် less စဉ်းစားမှာကကျွန်တော်တို့တစ်ခါတလေလုပ်တဲ့ရုံးကိုအကျယ်ကြီးထားတယ်လို့လားနိုင်ငံတကာမှာ virtual office တောင်ဖြစ်နေတယ်တစ်ခါကျအိမ်ကိုအကျယ်ကြီးထားတယ်ကျွန်တော်တစ်ခါကျနေမဲ့လူလည်းမရှိဘူးဟိုတနေ့ကလည်းကျွန်တော်ရုံးတရုံသွားတယ် toilet ကပေ40ပက်လက်ရှိတယ်ဆိုးတာကျွန်တော်ထိုင်တဲ့ကမုတ်ရှိမှာမှန်ထားတာတွေးကြည့်ပါဗျာဆိုလူလာအခု organization တွေမှာ glass wall management brick wall မဟုတ်တော့အဲ့တော့ကျွန်တော်တို့မလိုတာတွေကိုဆရာကြီးလည်းပြောတယ် movement အရာရာဖင်လေးတွေနှောင်နေတယ်ကြံ့ကြာတယ်အချိန်ဆွဲတာတွေကကျွန်တော်တို့လုပ်ငန်းတစ်ခုကိုဆွဲချနေတယ်လို့ကျွန်တော်မြင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ stock တွေကုမ္ပဏီမြတ်တယ်နဲ့နောက်ဆုံး inventory မှာမြတ်တဲ့ဥစ္စာအကုန် why ဆိုတော့ဒါကို management မလုပ်တော့ရတဲ့ GP နဲ့ gross profit margin ကိုအာယုံမထားတဲ့ဥစ္စာ 7% မြတ်တယ် 8% 12% မြတ်တဲ့ဥစ္စာက inventory နဲ့ stock မှာအကုန်ဖြိုချပါအဲ့တော့ဒါမျိုးကိုတကယ်လုပ်တဲ့အချိန်မှာနောက်တစ်ခုကစောင့်ရတယ်စေုံစေကမ်းပဲဖြစ်ဖြစ်ဗန်ပဲဖြစ်ဖြစ်စားတော့ဆိုင်မှာပဲဖြစ်ဖြစ်ဘသူအတိအကျဘာလို့တောင်းဝယူနိုင်တယ်အတိအကျအသေးအချအစအဟပ်ပြောနိုင်တာ quality အင်ကြီးသွားအပ်တယ်ဘယ်တော့ရမလဲဆိုတော့ဘာသာကထင်းတယ်လို့ပြောလိုက်တာတိုက်ခန်းဝယ်ဘယ်တော့ပြီးဘူးလဲတကယ်မဟုတ်ဘူးတခါကျ concrete တွေဖြော်တယ်ဟိုမှာ construction စောင့်နေဘယ်တော့လာပြီအခုပဲလာပြီအမေဖြော်တော့မပြောရသေးဒါလေးတွေကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်မလိုတာတွေဝယ်နေတာတွေကိုလည်းလျှော့ဖို့လိုတယ်တစ်ချိန်တစ်ခါကဝယ်ထားသမျှမြတ်တယ်အခုမမြတ်တော့ကားကျွန်တော်အစီး400ကျော်ဝယ်ခဲ့တယ်ဝယ်ခဲ့တဲ့ကန်တာဒိုင်နာအစီး400ကျော်ကအများဆုံးဝယ်ခဲ့တာ2သိန်းကျော်အဲ့ဒါကို depreciation short လို့တန်ဖိုး short လိုက်တဲ့ကျ book value 0အဲ့ဒါကိုကာလအတော်ကြာတဲ့အချိန်မှာပြန်ရောင်းတာသိန်းနဲ့ရအခုရသေးလို့လားစဉ်းစားဖို့သိပြီလို့ပြောတဲ့အတွက် less lean မှာအဲ့ဒါတခုလို့နောက်တစ်ခုကကျွန်တော်တို့ဘာတွေကိုတိုးလို့ရလဲတိုးလို့ရတာအကုန်တိုး short လို့ရတာအကုန် short အဲ့တော့ quality လို့ပြောရင်ပစ္စည်းကိုထင်တယ် quality ကပစ္စည်းမဟုတ်လူရဲ့ quality မကောင်းမဲနဲ့ကျွန်တော်အမြင်ရပစ္စည်း quality ဘာတစ်ခုမှကောင်းစရာအကြောင်းမရှိတဲ့အတွက်တန်ဖိုးအရှိဆုံးလုပ်ငန်းမှာလူပဲအရေးကြီးတဲ့အတွက်လူတဦးချင်းရဲ့ quality ကိုအာရုံထားကြဖို့မသိဘူးလားနောက်တစ်ခုက safety အရာရာကို safety မရှိတော့တခါကျ forklift ပြီးခြေတော့ဖြတ်ရတာဒီလုပ်ငန်းခွင်ကျွန်တော် manufacturing လုပ်တဲ့အချိန်မှာပဲကြုံခဲ့ရတဲ့ဥစ္စာတွေစဉ်းစားဒါတွေကလည်း cost တွေကိုတက်စေခြင်းနဲ့ lean မှာအရေးကြီးတယ်နောက်တစ်ခုကစွမ်းဆောင်ရည်မြင့်မားဖို့လိုတယ်တူတယောက်ချင်းရဲ့ individual performance အဲ့ဒါကြောင့်အခုခေတ်မှာခေတ်စားလာတာ KPI key performance indicator any function ဒါကြောင့်ဆရာကြီးပြောတဲ့ cross functional function တစ်ခုတည်းကိုယ်ဌာနတစ်ခုတည်းရပ်တည်လို့မှမရဘူးဆိုတဲ့ KPI ဒါလေးတွေကိုနောက်တစ်ခုက flexible ဖြစ်ဖို့လိုမယ်အကုန်လုံးကစာအုပ်ကြီးအတိုင်းလုပ်ခဲ့ကြတော့အမိမ့်မရရင်မလုပ်ဘူး
ဒါလေးတွေကကျွန်တော်တို့ရဲ့အမျက်တွေကိုဆွဲချတာဖြစ်တယ်ဒါကြောင့်မလို့ဒါလေးတွေကိုလုံရကိုင်ရင်ကိုတတ်အောင်လုပ်ဖို့လိုတယ်အဲ့တော့ productivity လို့ပြောရင်ကျွန်တော်တို့ဟိုတလုံးကလည်းခေါင်းစဉ်တစ်ခုနဲ့ဒီ better future မှာလုပ်တဲ့ပူးတွေထင်းတယ် self packaging package တကူလို့လူတစ်ယောက်ကကားမောင်းမတက်ဘူးဆိုတာနဲ့အဲ့ဒါဒုက္ခကုမ္ပဏီကကားပေးနိုင်တယ်ရေမောင်းမပေးနိုင်ဘူးရေမောင်းတယောက်ရဲ့လာစားနဲ့ဒီဟာကို software ကင်တဲ့လူက hardware မကင် accountant က HR နားမလဲ sales က HR ကိုသူနဲ့မဆိုင်ဘူးထင်တယ်အဲ့တော့လူအများကြီးခံနေရတယ်လူချစ်လက်ခိုင်မာတဲ့ဥစ္စာလုပ်တင်ပြီနှုံးမကျဖောင်းပွားတယ်တခါကျဆိုင်ထဲမှာထားတဲ့ဝန်ထမ်းတွေလိုလို့လားဒါကိုစဉ်းစားဒါကြောင့်ကျွန်တော် retail မှာလေအများကြီးပြောပါတယ် retail ဒီ detail အခု business ကတကယ်မှာအခုမှစီးပွားရေးလုပ်တာစတာလို့ကျွန်တော်ကနည်းနည်းမြင်တာဘာလို့လဲဆိုအရင်ကဖုန်းဆိုင်ဒီဇိုင်ဖွင့်တယ်မြတ်တယ်ဘယ်လုပ်ငန်းလုပ်စလုပ်တာနဲ့မြတ်တယ်ဟေးလုပ်ငန်းတစ်ခုကစလုပ်ခြင်းမြတ်တယ်ဆိုတာအရင်ကြေကာလအရင်ကြေတစ်ခုသတ်မှတ်ချက်တစ်ခုအခုတကယ်ရှိလာပြီတကယ်နားလည်မှလုပ်ဖို့ဆိုတာဒါလေးတွေကိုလုပ်လို့မရအဲ့တော့ဒီပုံမှာတွန်းတာရှိသလိုဆွဲတာရှိ push and pull အဲ့ဒီအတွက်ကို evaluate လုပ်ပါစီစစ်ပါသုံးသပ်ပါ analyze လုပ်ပါ review လုပ်ပါအဲ့ဒီအတွက် analyze လုပ်ချက်မှာ process ဆရာကြီးပြောခဲ့တဲ့ waste ရှစ်ချက်လို့တဲ့အဲ့ဒါကိုဘယ်လိုလုပ်နေကောင်းမလဲ consultant အခုနကိုဟိုပြောသလိုကိုနိုင်ပြောသလိုကျွန်တော်လည်းအခုဆိုရင် company တော်တော်များများကိုအဲ့ဒါလုပ်တယ် workshop အလုပ်ရုံဆွေးနေပဲအဲ့ဒါကိုလာစဉ်အပတ်စဉ်တွေနည်းနည်းလုပ်ကြည့်ပါရှော့လို့ရတာပါရှိမတယ်အဲ့ဒါကိုဌာနအကြီးအကဲတွေခေါ်ပြီးလုပ်ကြည့်ပါလားပြီးနောက်တစ်ပတ်မှာကောင်းအောင်ပို့လုပ်ကြည့်ပါလားအဲ့ဒါကိုအခြေခံပြီးဒါလေးတွေကိုကျွန်တော်တော့မြင်တယ်အဲ့တော့စံသတ်မှတ်ချက်လို့ standardize အဲ့လိုလုပ်ပြီးတော့မှပေးစရာရှိတာအကုန်မေး customer စီကရစရာရှိတာအကုန်ယူပေးဖို့လိုတယ်အဲ့ဒါမျှတယ်ဆိုရင်ယူလို့ရကြက်တော့ယူရတယ်ခက်တာကယူတယ်မပေးဘူးတေချာစဉ်းစားလူချင်းမင်းတို့ကိုယ်လုပ်ငန်းကိုတေချာအာယုံစိုက်တယ်မီနောက်တစ်ခု ownership responsibility plus accountability ဒီတာဝန်ယူမယ်တာဝန်ခံရင်အဲ့ဒါ ownership အခုတာဝန်ယူတယ်ပြီးတာဝန်မခံဘူးအဲ့လိုလူမျိုးပေါင်းဆက်ထားတယ် link မဖြစ်တော့တထေးစိတ်မွေးတခင်စိတ်မွေးဒါမျိုးလေးတွေဖြတ်တော်ရင်မရဘူးလားအတိတ်ကဘာဒီအလေလွင့်ဖြစ်နေတနေ့ကုန်လူမရှိပဲအောက်ကောင်းဖွင့်ထားရင်လူချင်းမင်းကြိုက်တလောက်ရှာညီကိုမောင်တို့ကကြိုက်တလောက်ရှာအကုန်မွဲเสียဘာမှမဟုတ်ဘဲနဲ့စိုင်းတစိုင်းမှာရေပုံမှန်ပဲဖွင့်ထားအဲ့ရေကိုပတ်နဲ့တင်တဲ့ cost နဲ့ဒီကုမ္ပဏီမွဲတယ်အဲ့ဒါတွေကြတော့ထိုင်မကြည့်ဘူးထမင်းစားတဲ့အချိန်မှာဘာတွေရှော့ရမလဲလို့ပြောတာပါကွန်ပျူတာကိုဖွင့်ထားခဲ့တယ်ပရိုဂျက်တာကိုဖွင့်ထားခဲ့တယ်သိပြီပေါ့ဗျာဘယ်လောက်ရှာနိုင်မှာတော့တယောက်ချင်းက respect for the individual တယောက်နဲ့တယောက်လေးစားမှုမှမရှိတာရုံးနောက်ကြတာဒီမင်းအမျက်ကိုဆွဲချသွားတာစဉ်းစား reputation မရဘူးဒါလေးတွေကိုတေချာသိဖို့အတွက်အဓိက and the norm စံတတ်မှတ်ချက်အထက်ကဘာလဲလို့မေးကျွန်တော်တို့စီမှာဖြစ်နေတာကကိန်းကနက်နဲ့ပြဿနာတက်ပြောလိုက်ရင်တော်တော်များများကတော့အစည်းအဝေးတက်တော်တော်များလားဆိုတော့များသောအားဖြင့်တော်တော်များလားဆိုတော့နည်းနည်းပါးပါးကတော့ဘာပြောနေမှကိုမသိမြန်မာနိုင်ငံမှာလူကြီးဘယ်လောက်ရှိလဲမသိဘူးသန်း60တကယ်စစ်တော့သန်း40ကျော်ပဲရှိတယ်ဆိုတော့ဒါဆိုရင်9သန်းဗမာသေးသွားအခုတော့ပြောလို့ဘယ်သူရောက်သေးတယ်ဘယ်နှယောက်သေးတကယ်လားဒီနေ့ဆိုင်တဲကိုလူဝင်လာတယ်လူပဲ2ယောက်လာတာလေအမျိုးသားဘယ်လောက်လဲအမျိုးသမီးဒီခမ်းမကိုလာတာအခုအမျိုးသားဘယ်လောက်လဲအမျိုးသမီးဘယ်သူလဲအုံနာဘယ်လောက်လဲကုမ္ပဏီမန်ဂျာဘယ်နှယောက်လဲ senior manager ဒါကို analysis မလုပ်ဘဲနဲ့မဖြစ်နိုင်ဘူး
ဘယ်အချိန်မှလာတာလဲအခု retail ဆိုင်ဖွင့်တယ်12နိုင်ရ1နိုင်မှလာတာလား2နိုင်မှ2နိုင်ရ4နိုင်မှည12နိုင်ည2နိုင်ရလေ4နိုင်မှဘယ်သူစားလဲ4နိုင်ရနေ9နိုင်အထိဘယ်သူတွေပါစားလဲဒါတွေကိုသေချာ analyze လုပ်လာဘာမှလဲ data မသိဘဲနဲ့ဒါတွေကိုဘယ်လိုလုပ်ပြီး manage လုပ်မှာတော့ရေဘယ်လောက်ကုန်လဲမိကန်ကဘယ်လောက်လဲ budgetary control ဘယ်လိုလုပ်မလဲတော့ financial management အကုန်လိုလာတယ် sub packaging ဒါကြောင့်ဒီနေ့ဒီခါမှာအခု2019နီးပါပြီဒီအတိုင်းသွားရင်2 0 2 0ဘယ်လိုသွားကြမလဲအရင်ကရတယ်ခွာပြိုင်ဘက်နေတယ်အခုကိုလုတ်တက်တယ်လို့သူလည်းလုတ်တက်တယ်နိုင်ငံခြားအဆက်အသွယ်ဆိုတာသူတယောက်တည်းရှိတာမဟုတ်အကုန်လုံးရှိဒီ mobile phone ထဲမှာပဲအကုန်ရှိနေတဲ့အချိန်မှာဘယ်လိုလုပ်ကြမလဲဒါလေးတွေကိုသိဖို့အတွက်ကျွန်တော်တို့ consumer trend ကိုလည်းကြည့်ဖို့လိုတယ်ဒါကြောင့်ဆရာဦးဆောင်ဝင်းတို့ပြောတယ်ဆရာမြင်တယ်ကျွန်တော်တို့တချို့တိုင်းမြင်လာပြီးဒီလိုလုပ်ရင်ဘယ်လိုဖြစ်ဆိုတော့ trend ကိုင်းတာကိုလို့ trend မကောင်းတာကိုသွားလုပ်ရင်အချိန်ကုန်ပြီးပင်ပန်းနေတာပဲရှိတယ်သူ့ဘာသူသေတော့မယ် brand ကိုသေတော့မယ် trend ကြီးကိုသွားထိုင်လို့လည်းမဖြစ်ပြန်ဒါကြောင့်ဒါလေးတွေကိုသေချာသိဖို့အတွက် performance နဲ့ process တွေအကုန်လုံးနဲ့ရှိနေတဲ့ status မှာနောက်ဆုံးပြောတာကတော့ KPI နဲ့အခုဆိုရင်မြင်သာထင်သာရှိအောင်လုပ်တဲ့ visual merchandise management ဒါကြောင့်ကျွန်တော်တို့ device မှာလည်းသင်တာရှိတယ် knowledge management ကုမ္ပဏီမှာဝန်ထမ်းတွေဝင်လာတယ်ထွက်ရင်ပါသွားတယ်ထွက်ရင်ပါသွားတယ်ဒီ knowledge box မှာဘာမှမရှိဘူးဒါကြောင့်မလို့ဒါလေးတွေကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်လို့ပြောတဲ့အတွက်လင်းလို့သတ်မှတ်တဲ့အချိန်မှာအဓိကဘာလဲဆိုမလိုတာကိုရှော့အဓိက values အရေးကြီးပြီလို့ကျွန်တော်ထင်တယ်ကိုပေးတဲ့ values ကဘာလဲဆို customer ရဲ့ရှုထောင့်ကနေပြီးကြည့်ပြီးမြင်တဲ့အမြင်ပြောတဲ့အတွက် thinking ကို lean thinking ကိုလူတိုင်း total အလုံးစုံအားလုံးကုမ္ပဏီမှာရှိတဲ့ကုမ္ပဏီရဲ့အကြီးအကဲဥက္ကဋ္ဌဟိုးထိပ်ဆုံးက president အစားအောက်ခြေဝန်ထမ်းအထိအားလုံးပါမရမယ်လို့ဆိုကြ entire organization all people in the organization all အားလုံးပါနိုင်ငံဆိုရင်နိုင်ငံတစ်ခုလုံးမိသားစုမှာဆိုမိသားစုအဖွဲ့ဝင်အားလုံးကုမ္ပဏီမှာရှိတဲ့ brand manager မှာတာဝန်ရှိတာမဟုတ်ကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းအားလုံး lean thinking ကိုစပါဒါမျိုးလေးတွေကိုလုပ်ရင်မရနိုင်ဘူးလားဆိုတဲ့အတွက် short လို့ရတဲ့ course ကို short defects လို့ပြောရင် zero defects အမှား sorry မရှိဘူးမလို့ညမရှိပဲကျွန်တော်တို့အလုပ်လုပ်ခဲ့တဲ့ British standard က 3% wastage ကျွန်တော်တို့ဆိုရင်ဒီ returnable glass bottle ကြီးနဲ့လုပ်ခဲ့ပလင်းကွဲခွင့် chiplets ဒီနှခမ်းပဲ့တာအလုံး100မှာ3လုံးကွဲခွင့်ပေးတယ်ဒါဒီ British standard အဲ့တော့ကျွန်တော် production ထုတ်တဲ့အချိန်မှာအလုံး80ထုတ်တော့တစ်လုံးကွဲတော့ကျွန်တော်တို့ဒီဟာ label employee မှာပါဝင်သွားတယ်အလုံး100ကို3လုံး allowance ပေးတော့80ထုတ်တာတစ်လုံးဆိုတော့20မှာဘယ်နှလုံးကျန်နှလုံးကွဲလို့ရတယ်ဆိုတဲ့အတိလဲကြာတော့တစ်လုံးကိုတောက်ပလိုက်တယ်ရေးစားလို့တစ်လုံးကိုတောက်ပြီးအကွဲပြတယ်အဲ့တော့ thinking ကဘာလဲအော်ဒါငါအတွက်လားဂျပန်ရဲ့ standard က0ဆိုပေမဲ့နည်းနည်းတော့ကွဲတော့ British standard တော့နည်းနည်းပါဆိုပါတော့ကျွန်တော်တို့ခဲဆန်ဘောဘက်မှာခဲဆန်တူတူလေးတွေကိုလက်နဲ့ထည့်ရင်အမှားလောက်တာလူမမားတာတရိษံအဲ့တော့တရိษံကိုခါမှသဘောရှိရဲ့ဒါကြောင့် insurance မှာဆရာကြီးတော်တော်မမုံသိရင်အဲ့ဒါကိုပြောတယ် almost everything insurance မှာဒါကြောင့်မလို့ခဲဆန်ဘောပန်ကိုလူထဲတာဖြစ်တဲ့အတွက်ဒါကြောင့်6 sigma ဆိုတာ standard deviation ကိုလုပ်တဲ့အချိန်မှာဒီဟာလေးကိုဆက်နဲ့လုပ်ခိုင်းလိုက်တော့ robot နဲ့လုပ်ကြတော့ zero defects ဒါကြောင့်တချို့ဟာတွေကိုမှမှားမယ်ဒါပေမဲ့အဲ့လောက်ထိထားတော့ quality တက်လာမှားရင်လည်းရတာပဲလို့အဲ့လိုထားရင်လင်းမောင်းတဲ့အချိန်မှာမှားလို့မရဘူးတချို့ဟာတွေကအသက်ဟိုတနေ့ကလည်းကျွန်တော်ကြည့်နေမနေ့ကားမောင်းတာကိုဒီလက်မလေးနဲ့မောင်းဟိုဘက်ကားလဲလာဆိုတော့ तू မသိဘူးဆို quality driver မဖြစ်ဘူး
please ဒါလေးတွေကိုနည်းနည်းလုပ်ဖို့အတွက်အချိန်ကိုမကုန်အောင်ထားတာတွေအထူးသဖြင့် inventory တတိထ principal company နဲ့ထည့်တဲ့အချိန်မှာသူတို့4 လစာ 8 weeks ဟုတ်တယ်နော်30 days 60 days 120 days အဲ့ဒါတွေကို short ချလို့မရဘူးလားအခုဆိုရင်တဖြည်းဖြည်းမြန်လာတယ်အခု import license နဲ့အရင်တော့ trade council ရှိတယ်ကုန်သွယ်ရေးကောင်စီမှာ license တင်ရတယ် valuation တင်ရတယ်ဒါတွေကိုအတက်နိုင်တယ်မှာ short ရင်ကျွန်တော်တို့လုပ်ငန်းရှင်တွေ cost တွေမလျော့ဘူးလားဒါကိုလည်းအဖွဲ့အစည်းကစဉ်းစားသလိုကုမ္ပဏီကဒါတွေကို short လို့ရတာအကုန်မ short သိမ့်ဘူးလားအခုတချို့ကုမ္ပဏီတွေမြက်တယ်ပြောတယ်မြက်တဲ့ဥစ္စာတွေကဂိုးတောင်တဖြည်းဖြည်းများလာတယ် space ကိုအများကြီးယူလာတယ်ဒါလေးတွေကိုဘယ်လိုလုပ်တင်တယ်လဲ wastage ကိုထိမ့်သိမ့်ပြီလို့ပြောတော့မှ short ပြီးဘာကိုတိုးရမလဲဆိုတော့လုပ်ရကိုင်းရင်တောင်းလို့အရေးကြီးတာ customer satisfaction တခုပြောမယ် success အောင်မြင်တယ်ဆိုတာသူများသတ်မှတ်တာ satisfaction ကိုသတ်မှတ်တာကာစမာကကိုဘလောက်ပဲအောင်မြင်တယ်ကိုဘလို့ပဲသတ်မှတ်တာပဲသူကခံပြီးဖောက်တယ်ကြည်နဲ့မှုအချိန်မှာအဲ့ဒါကိုမှအပိုက်မယူရင်ကျွန်တော်တို့ဒုက္ခရောက်နိုင်တယ်ရောင်းကောင်းတယ်ဆိုပြီး the more we sell the more we lose များရောင်းပြီးအခု exchange rate inflation fluctuation 20% 15 to 20% နဲ့ဒေါ်လာနဲ့ foreign portion နဲ့အကျွေးယူထားတဲ့လူကာလနာတိုက်နိုင်တယ်တိုက်လဲတိုက်နေပြီဒါကြောင့်မလို့ဒါကိုသေချာလေ့လာသင်ပြီမြတ်တဲ့အမြတ်တွေကိုဆွဲချမဲ့ဥစ္စာတွေအများကြီးဖြစ်လာတဲ့အတွက် professional managers တွေနဲ့ professional management ကိုဒါကိုလုပ်သင့်ပြီလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်မြန်မှရမယ် responsiveness အဲ့ဒီအတွက်လုံးနိုင်တာထက်ပိုလုပ်ပါ capacity ဝါနိုင်တာထက်ပိုကြိုက်ဖက်ပါအဲ့ဒီနောက်ကြိုက်ဖက်ပြီးတဲ့ဟာကိုကြည်ညက်အောင်ဝါကြပါလားဒီဟာလေးကျွမ်းကျင်ပြီဆိုတာနဲ့ skills ကိုဘာဖြစ်လို့မမြင်တာလဲဒါလေးတွေကိုကျွန်တော်တို့လုပ်ဖို့ညိုတာဖြစ်တဲ့အတွက်အဓိက cash flow အခုရောင်းနေအကုန်လုံးကအကျွေးတွေတတ်မှတ်ထားတဲ့ရက်မှာလဲအကျွေးကမကောက်နိုင်ပဲဘောင်းချာတွေဒီဟာတွေအကုန်လုံးကရွာတန်းရှိဖြစ်နေရီဓာတွေဟာရနိုင်ပါမလားဒါလေးတွေကိုသင်သားဖို့လိုလာတယ်ဒါကြောင့်မလို့လုပ်တဲ့အချိန်မှာအခုနပြောတဲ့waste တွေကိုရှစ်ချက်ကိုလျှော့ပါမြန်နိုင်သမျှမြန်အောင် speed ကိုတင်ပါမလိုလားအတဲ့ဥစ္စာတွေအကောင်လုံး value မရှိတဲ့ဥစ္စာကိုဖယ်ပလိုက်ပါ eliminate လုပ်ပေးပါလို့တွားပြောတဲ့အဓိကတယောက်နဲ့တယောက်စကားပြောဖို့ connection ရှိဖို့အလိုတွေဒါကြောင့်အဓိကကျွန်တော်တို့တစ်သက်လုံးက customer ကို focus မထားခဲ့ကြအောင်ဒီကနေ့ကစပြီးဖောက်တဲ့အရေးကြီးတော့ဖောက်တဲ့လိုချင်တာပဲထုတ်ပါဖောက်တဲ့လိုချင်တာကိုပဲပေးပါဒါလေးတွေအရေးကြီးလားဒါကြောင့်ကျွန်တော်အမြဲပြောဖြစ်တယ်ကျွန်တော်တစ်ခါကျလက်ဖိတ်ဆိုင်သွားတယ်ပဲပြုတ်နယ်များလို့ပြောရင်ကျွန်တော်ကစီစမ်းထမင်းစားရင်းနဲ့ပဲပြုတ်နယ်များကျွန်တော်ပဲပြုတ်နယ်နဲ့ကြိုက်တယ်ဘာလို့ပဲများကျင်လို့ကျွန်တော်ဝိတ်ထားကိုမေးတော့မေးသားရယ်လို့ပဲပြုတ်စီနဲ့ကျက်သွန်လေးနဲ့ကိုစားကျင်တော့အမူအရာနဲ့လုပ်ပြခီးတော့မဆိုင်တာပဲပြုတ်ကြီးပဲအဲ့ကနှစ်ပွဲလောက်မရဘူးလေဟိုကရတယ်လေဆိုရတယ်ဟုတ်တယ်လေပဲပြုတ်ကြီးပဲမရဘူးဘာလို့မရလဲမဟုတ်ပဲပြုတ်ကြီးပဲမရပဲပြုတ်နဲ့နံပြားမှရမှာနံပြားမှဥမှမစားတာမရဘူးပဲပြုတ်နံပြားပဲဆို customer focus လုပ်လားမလုပ်အဲ့တော့ဘေးနာတယောက်ကနံပြားစားသွားရတယ်တဲ့ကျွန်တော်နံပြားစားမယ်ဆိုတော့ပေးပြုတ်ကြလိုက်ဘာဖြစ်လို့လဲသူ့ရဲ့ POS မှာ cashier account ထဲမှာပဲပြုတ်နံပြားကြီးမှလို့လေစားတယ်လာမစားနဲ့ရန်ကုန်ကနာမည်ကျော်ဆိုင်မှာမန်နူးကိုကြည့်လိုက်တယ်စက်သားရင်းရှိတယ်စိတ်ကားရင်းရှိတယ်ပဲရင်းရှိတယ်ကျွန်တော်နဲ့ပါတဲ့လုပ်ငန်းရှင်မှာတယ်သမီးရေစိတ်ပဲတစ်ပတ်လောက်မရဘူးသမီးရေဒီမှာရှိရလေစိတ်ပဲမရှိပါဘူးတဲ့ဒီမှာစိတ်သားဟင်းလေရတယ်တဲ့ပဲဟင်းလေရတယ်ဒါဆိုစိတ်ပဲလေမရဘူးအဲ့နဲ့ကိုသမီးရေစိတ်သားဟင်းပဲဟင်းနဲ့ဒီစိတ်သားစိတ်ပြီးထည့်လိုက်ပါဆိုဥပဦးလုံးလိုက်လေတဲ့
ငစား Hey, customer, pay bill, the Z lodging a pay like ba. Lodging out will pay ba. Malora, Malobane, I don't told that a chain, my customer lodging out and told ye, wasted me, Ola. Since a person pays them low, shout at them low, speak good in a timpi ba. Tajamlo, Tamatare, Quahacha de Agulo Pini Radio, Tanadamia, Shota. The quality, customer to get satisfaction, Yarab, Dalidi Apoma, accounts on the cool steps, a golone, customer, a dick about so accurate. Teacher, me Teja, me Caesar, me Weber Panjania, me Logina, Yame, Swing, that the lane management. To transform Chidesodaga. The tango changed him ho, a lozong chamber, load up to that way, Dalidi, General, look the name. That are better future, better a season, General Balules or link management, better delivery. Accounts on base 9 door, sign the sign Pionju. Accounts on base 9 door, community cool, CY Long and Zoo, P on lobby, quality male, Lu, Adiga, Lu quality, county, yin. Janet service Jana Agongone, Pitney Daga, Lu, Tambo, she's on Lu, Taja talent management, human capital management, Asia Nero, they may Janet above Chetre, Lu, I don't have a. Accounts on Comnima, quality sheeted, Lu sheeted. Tajamo, Lu, Thimbe, Yare, Dalidu, looking at it, hello, Tajamlo, Era Jama satisfied. To go down there to get Chinate, Era Soye, customer was satisfied. Success step, Pode, satisfied to go, Yazi Chinate, lean management, lean thinking, lean transformation go look at Nelo, so that way, General Bamyon Lessoye, Diani, a good D hobby awareness, Sabi. Go ye, a where zero dollar, go ye, me dazu, go a thing where go ye, local, Kaimati, Alongo. Tau focus look Javalu, a tika palace, customer who will be value patient. The lap jai sign move, Yabido, Toto Lego, a mere margin, Nela de Chema, Talidu, accounts on the cool long name, Poya, General Balu Lesson, Turo Myonin Tare, Osario, Matija Mayadari, Loye Kaye Talarane, a man on loaded Osari, no nature day, accounts on employee expectation satisfaction are. Pinay empowerment. Go to your tail down mobile, let Luelu, Yare, Ascenti, Lonaye, General Lee, Airy at the sign where you, a Miai point at Chama, not tell when then Takazam Lovene, Dilu, Boare Osa, Lojava la, sign a point be, Luina, a Miai, and Lodo, Lolo la. Nine other car transit looked at Lizzie Twaji. Sato say ma when I out there, Bagan thing and the out there, nay out there. Singapore, Matwachi like East Coast ma Jambo, the civil Saima, so where go Lia and say when that tongues and higher. The Yaku send a wine kind of protectivity. Lean. Ye then look at one church la be the Tinamatara. Away land shall we Madwabu. A young mother also service, deliver. Sense, did not general long and you go back workshop, low Java. Lojabi, I how up here to Dine Mare also Dine Shaw. Financial management they shall look. KPI will they shall die and say, Aguna, Dadi Winnie consult could look at Chima long nine Nelu to the way. So I needed the me to the low, alarm the me. Say your daughter, not a come up in Kawapod. Betty to a general Baluris or Kaizen. Total quality management, TQM Adiga. Continuous improvement. Luria since I'm a piamalo. Take sick by that chain look there, Salon as Sari, Salin Amazon. And up yet. A song that Fejavo Yeji. Tali will look that way. Kaizen, continuous improvement look that chain, my bottom to top. Ouchie, Winadi, Akolo mindset. Change your thinking, change your life. Tweedali, young like Dane. Life at a Caribbean. Any to it, Tapaka, Apo out, Apoani. Okani, about Waterloo, managers stay a Konungale, lean transformation, did them ye.
ငါတို့ဟာဒါကိုလုတ်တဲ့နယ်လို့မြင်မှကျွန်တော်သွားမယ်ကျွန်တော်လိုချင်တာလူ9ယောက်နဲ့5 billion US dollar မြတ်ပြီး1မိနစ်ကိုဘယ်လောက်ရှာလို့ရတဲ့အဖွဲ့နဲ့ကိုညိုတို့စဉ်းစားကြည့်ပါလားစဉ်းစားအားရှိစဉ်းစားအချိန်အပတ်စံအလကားမနေနဲ့ကျွန်တော်တို့ကဘယ်လိုလုပ်ရင်ရမလဲ risk ယူလို့ချင်းလဲ entrepreneur လုပ်တဲ့လူတွေ calculated risk ပဲလို့သိချာတွက်ချက်ပြီးမှဘလိုင်းမလုံးနဲ့အရင်ကဘလိုင်းကမြတ်တယ်ဘာလို့ဆိုပြန်ပဲသိမှမရှိတာဒါကြောင့်မလို့လုပ်တဲ့အချိန်မှာ lean production lean thinking lean practice နဲ့ lean learning ကိုလုပ်ကြပါ production လုပ်တဲ့အချိန်မှာလဲ lean ကြည်လေးလေးစဉ်းစားတာတွေးခေါ်တာစာဖတ်ပါအဲ့ဒါကို philosophy process တွေ procedure တွေ practice ကိုအဲ့လိုကျင့်ပြီးဒါမျိုးကိုသင်ယူခံရင်အဖြစ်ဖြစ်တဲ့အတွက်စဉ်းစားတဲ့ဥစ္စာတွေးတာမှားတော့ပြောတာမှားပြီးလုပ်တာမှားပြီးအကျင့်ဖြစ်နေတယ်မလားစတွေးကြတဲ့က lean thinking ကိုတွေးမယ်ဆိုရင်အဖြစ်တစ်မျိုးမထွက်နိုင်ဘူးလားတခါတည်းကျ process တွေကြာတယ်ဗျအခုလေငွေရောက်လာခါလေခါဘာလုပ်လာခါတခါကျany ဌာနဆိုင်ရာတွေရောဒီလက်မှတ်ရဖို့ဒီ license လေးတစ်စောင်ရဖို့ဗျာသက်တမ်းတိုးဖို့ဗျာဖြစ်နေတာဗျာလို့လားဒါတွေကိုရှော့အခုချိန်လေလက်မှတ်မှမလို့တော့တာမိသားဆောင်တာသွားဆောင်စမ်းမှမလို့တော့တာဒါဒီ link digital transformation market ကလည်းပြောင်းနေတာဖြစ်တဲ့အတွက်ဒါလေးတွေကိုလုပ်တဲ့အချိန်မှာ2စီက 10% transformation လုပ်တဲ့အချိန်မှာကျန်တဲ့ဥစ္စာတွေ culture ဒါကြောင့် company တွေမှာ culture day တွေကိုလုပ်ပေးပါဒါလေးတော့ culture house တွေတည်ဆောက်ပေးပါအခုဆို company ကြီးတစ်ခုအတွက် culture အခုကျွန်တော်လုပ်ပေးနေတာရှိတယ် first culture day second third culture house ကိုဒါမျိုးလေးတွေကိုလုပ်ပေးရင်ကျွန်တော်ထင်တယ် internet conflict တွေနေသွားတာတွေတွေ့ရတယ်။ဒါကြောင့်အဓိကဘာလဲဆိုရင် link thinking မှာ waste ကိုရှော့မယ် value ကိုတင်မယ်ဒါသည် link ဒါကြောင့်မလို့ဒါလေးတွေကိုလုပ်တဲ့အချိန်မှာ organization မှာ P 3လုံးရှိတယ်ဆိုတာသတိထားပါပထမ P ကဘာလဲလို့မေးရင်ဒါကြောင့်မလို့ organization တွေကိုလူချင်းမင်းတို့ကြည့်တဲ့အချိန်မှာဝန်ထမ်းတွေရှိတယ်နောက်တစ်ခါ process ရှိတယ်အဲ့နှစ်ခုကိုရှာမထွက်အောင်လုပ်မှရဘသူအရေးကြီးလဲလို့မင်း leadership ဥဆောင်မှုပေးတဲ့လူအရေးကြီးတယ်ဒါကြောင့် leader နဲ့ leadership မတူခေါင်းဆောင်ကတတ်ဒါပေမဲ့ဘယ်မှာမှားသွားလဲမင်းရင်ဥဆောင်မှုပေးတဲ့ပုံစံမှားလို့အခုလိုဖြစ်တယ်ကုမ္ပဏီတစ်ခုကျွန်တော်တို့တစ်ခုမှာဥဆောင်မှုပုံစံမှာမှားအောင်တချို့ organization မှာဝန်ထမ်းများနေတယ်စဉ်းစားဒါကြောင့်တော်တဲ့ဝန်ထမ်းတွေကိုဘယ်လိုမွေးထုတ်မလဲမွေးထုတ်ရင်းနဲ့ထွက်သွားတော့ဘာဖြစ်လဲအဖွဲ့အစည်းတစ်ခုကောင်းသွားတာပဲမဟုတ်လားအဲ့တော့နောက်ထပ် recruitment ကိုလာရင်အဲ့လိုလာပြီးအောင်မြင်မှာမဟုတ်လားထွက်သွားတာကိုဘာဖြစ်လို့မျောပြီးလုပ်နေတာလဲဘာဖြစ်လို့စေနာမရှိတာတော့အလကားတော့လှူနေရသေးတာပဲမဟုတ်လားစိတ်ထားကောင်းရင်ကံကောင်းတယ်မဟုတ်လားစဉ်းစားအခုကျွန်တော်ထီပေါက်တဲ့လူတွေကြည့်တယ်ပေါက်တဲ့လူတိုင်းစိတ်ထားကောင်းတယ်ပေါက်လို့လားဒါဆိုကျွန်တော်ပေါက်လို့လားဟိုတနေ့ကသွားပေါက်တယ်ငါးသောစိတ်ထားဘယ်လောက်ပဲကောင်းရောင်းကောင်းတဲ့ဆိုင်တွေချမ်းသာတဲ့လူတွေအောင်မြင်တဲ့လူကြည့်လိုက်တယ်ပေးကြရှိတာအကုန်ပေးလိုက် give first မမျော်လင့်နဲ့ရတယ်ဆိုလောက်ကြည့်တယ်တကယ်ရလိုချင်ပေးဒါကြောင့်ရွှေစဲကြိုးတွေထားခဲ့ပေးပါပေးကျွန်တော်ကဘာမှမျောနဲ့ customer ကိုကျင့်နဲ့အောင်ပေးပြီးလုပ်ပေးပါဝန်ထမ်းတွေကိုလည်းပြောပါမင်းဘာပေးနေဘာလိုချင်တယ်လာစာလိုချင်တယ်မပြောနဲ့ကျွန်တော်ဘာလုပ်ပေးနိုင်တယ်ပဲပြောပါအဲ့လိုသွားရင်တူတယောက်ချင်းတက်လာရင်နိုင်ငံရောမတက်လာဘူးလားနောက်တစ်ခုကကုမ္ပဏီမှာကြည့်တချို့ဟာတွေက process တွေများနေတယ်ဟုတ်တယ်နော်ဘုံအစင်းစင်30ဘုံဖြစ်နေတယ်ကျွန်တော်ငယ်တော့မြန်မာလေချောင်းဆိုလဲလီမယ်သွားတန်းစီတယ်တော့ရပြီလဲပြောလင်းလက်မှတ်ကုန်သွားပြီမြန်မာစီဝိုင်းဘယ်မှာလဲပဲ10တန်းအောင်လက်မှတ်ထုတ်တာကိုငွေ30လောက်သွင်းပြီးအမှတ်စင်းလေးထုတ်တာတော့မှဘာဖြစ်လို့လဲလက်နဲ့ရီးရတယ်လေအခုချိန်မှာစက်နဲ့ရီးတယ်လူလို့လားဘန်ဒီရောမိုဘိုင်းဘန်ကင်ပေါ်နေတယ်လင်းစဉ်းစား
အဲ့တော့ကျွန်တော်တို့မသိလို့မရဘူးအသက်ကြီးတဲ့လူတွေတော်မှမနှဲလေတော့လူကြီးကလူငယ်ကိုလေးစားမှလူငယ်နဲ့အလုပ်လုပ်ရမှာမဟုတ်လားသိတဲ့လူနဲ့အရာတကာမှာကိုမသိနိုင်တဲ့အတွက်အဲ့ဒီနေရာတွေက technical နဲ့အစားထိုးလို့မရနိုင်ဘူးလားအဲ့အတွက်ဘာအရေးကြီးလဲဆိုတော့ရည်ရွယ်ချက် purpose ရည်ရွယ်ချက်ကဘာလဲဆိုရင်ဒီဟာတွေကို aligning the organization aligning the people ဘာလို့ဆိုဝန်ထမ်းတချို့တွေဟာ alignment အောက်နေတယ်လမ်းလျှောက်တာအစားရိုင်နေတယ်အောက်ပိုင်းတွေပြင်ရမယ်ဝန်ထမ်းတစ်ယောက်ကခြားစားခြင်းမှာသူအကုန်မသွားနိုင်ဘူးအဲ့ဒီအတွက်သူ့ရဲ့ stage စားစားဝင်ခြင်းမှာ attention getting ကလေးလေးတစ်ယောက်လိုဂရုစိုက်ရတယ် any position any designation GN နဲ့ဝင်မဲ့ဒီ company အကြောင်းကိုသေချာပြောတာပြီးတော့မှ flying blind သူလုပ်တယ်လွဲတယ်နောက်ပိုင်းမှာ steadiness stage 3အဲ့ဒါကြောမှာ on the rise နဲ့ doing သူလုပ်တတ်သွားdoing ဆိုရင် manager ကဘာလုပ်ရလဲဆိုကျွန်တော်တို့စီမှာခေါင်းစဉ်တစ်ခုနဲ့သင်တာရှိတယ် the accident manager မတော်တဆ manager ဖြစ်ရင်ဘယ်လိုလုပ်မလဲတဲ့အဲ့တော့ကျွန်တော်စီကဝန်ထမ်းတွေက marketing လိုက်တယ်မတော်တဆထိခိုက်တဲ့လူတွေ manager တွေဆိုသင်တတ်တရားမှမရဘူးမတော်တဆလူတွေဟာကိုပိုင်ရှင်ဖြစ်မယ်လို့လည်းမသိတာတကယ် manager professional manager မတော်တဆ manager နေ these successful managers အဲ့ဒီအတွက်တော်တဲ့ manager ဟာ doing workers မလုပ်ဘူး doing nothing ဘာမလုပ်တိတ်တော်တဲ့လူဟာသူများကိုခိုင်းဘာလဲဆိုတော့ quality ရှိတဲ့လူတွေကိုလွှဲပြီးတယ်ဒါကြောင့်မလို့ P3 လုံးကို align လုပ်ပြီးကိုယ့်ရဲ့ value ကိုဆွဲတင်ကြည့်ပါလားလို့ဒါလေးကိုလုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့စီးပွားရေးအဆောက်အုံတစ်ခုလုံးကိုလိုတာတွေထည့်မယ်မလိုတာတွေကိုဖယ် value တက်အောင်လုပ်ဒါဒီ lean management ကိုတွားတင်ပြီဒီကနေရပြီးတော့မှဒီအချက်တွေကိုယူပြီးတော့မှကိုယ့်လုပ်ငန်းကိုဘလောက်တက်တဲ့ကျွန်တော်သိတဲ့လောက်ကကျွန်တော်ဆိုရင် corporate university ပဲတက်ခဲ့တယ်Pepsi တက်တယ် Procter & Gamble Pantene တက်တယ် Carlsberg Beer ကျွန်တော်သုံးခုတက်တယ်အဲ့ဒီဥစ္စာကိုယူတယ် apply အခုကျွန်တော်လက်ရှိလုပ်နေရလဲ work based education အခုဆိုရင် retail ကိုကျွန်တော်ပညာ P1 နဲ့ပေါင်းတယ် 7-11 တကက် detail retail ဆိုပါလေ product management ပါလေ category management ဒါကိုညိုထွေးကိုလည်းတက်တယ် warehousing ကိုလုပ်တယ်ဟိုက 7-11 စိုင်း13000မှာ warehouse မှာ wastage 0မယုံမေးကြီးတယောက်နဲ့တယောက်ဝန်ထမ်းစနေတယ်ဆိုတာမရှိဘူးအတိအကျအသေးချာပစ္စည်းမှာပြီး2နိုင်လို့တယ် stock အများကြီးမလို့အဲ့တော့ကျွန်တော်တို့ဘာတွေကိုသင်ထားဖို့လို့လဲအခုမလို့အပ်ပဲနဲ့ ROI investment capital investment တွေများနေတယ်အဲ့တော့ကျွန်တော်တို့ ROI return on assets estimate မှာကျွန်တော်တို့ပြဿနာရှိတယ်ဒါတွေကိုကျွန်တော် third party logistics ကိုဘယ်လိုသွားသင်တယ်လဲဒါပေမဲ့ကျွန်တော်တို့ကဒီပညာလုပ်ခဲ့တော့စီးပွားရေးလုပ်တော့ဒီဘာသာကိုသင်ခဲ့ရတာမဟုတ်ဘူးမသိမဲနဲ့လုပ်နေတဲ့အချိန်မှာ waste တွေများနေလို့အခုလို့ဒါလေးကိုကောင်းတဲ့အနာဂတ်တစ်ခုကိုဖန်တီးခြင်းတို့ဒါလေးကိုဆွေးနွေးခြင်းဖြစ်တယ်လို့ကျွန်တော်ကတော့ဒီလိုသဘောရပါတယ်ဒါကြောင့်မလို့ link ကိုလုပ်တဲ့အချိန်မှာ purpose စောစောက 3P လုပ်ငန်းတစ်ခုလုပ်တယ်ဘာရွေးချက်နဲ့လုပ်တယ်အဲ့အတွက် process တွေကို technical နဲ့ဘယ်လို strong လူတွေနဲ့ပတ်သက်ရင် quality skills ဖြစ်အောင်လုပ်မယ် innovation ဖြစ်အောင်ဖြစ်မယ် customer excellence ဖြစ်အောင်လုပ်လူတွေကိုတိတက်တော်နေအောင်ဘယ်လိုလုပ်မလဲကြင့်မရဘူးလားစဉ်းစားအခြေခံစိတ်ဓာတ်တွေကိုပြင်မရဒါကြောင့်ခဏကြည့်ချင်တယ်ခဏနေဒီမှာလှုပ်ချင်တယ်နည်းနည်းလေး pressure ပေးရင်ထွက်စာတင်တယ်ဒါတွေကိုဖျောက်ဖို့လိုပါတယ်အဲ့ဒီအတွက်ဘာလဲဆရာကြီးပြောတယ် push လုပ်လို့ရတယ်လို့ pull လုပ်လို့ရတယ် prevention cause မဖြစ်ခင်ကတည်းကဒါတွေကိုကြိုတင်စဉ်းစားရင်ဒါဒီ lean management နောက်ဆုံးဝန်ထမ်းကို partner လို့သဘောထားလို့ဘောကိုင်းမဲ့ကိုယ့်ရဲ့ partner လို့သဘောထားလို့ရင်သူ့ရဲ့ quality တက်လာလိမ့်မယ်ဝန်ထမ်းကိုဝန်ထမ်းလို့သဘောမထားပဲလို့ဘောကိုင်းမဲ့ညီကိုမမငါရဲ့ partner လို့သဘောထားရင်ပုံစံအဖြစ်တစ်မျိုးထွက်တယ်လို့ကျွန်တော်ကမြင်တယ်ကျွန်တော်အခု လိုက်လုပ်နေတဲ့ organization တချို့အောင်မြင်သွားကြတာများတယ်ဒါကြောင့်ကျွန်တော်ပြောတယ်ကျွန်တော်အာရုံရတယ်တချို့ဟာတွေဆိုဒါလေးတွေကို align လုပ်လိုက်ရင်ရတယ်ဒါကြောင့် plan နဲ့နောက်ဆုံး perfection ဆိုတာအပြည့်6ပြည့်ကင်းတယ်လေစင်အထိလောက်ရင် 8P ကိုနည်းနည်းအခြေခံလိုက်ပါလားအဲ့တော့ဒီတစ်ချက်ချင်းကိုကိုယ်လုပ်ငန်းမှာသေချာလေးတည်ပြီး lean thinking ကိုလုပ်ဖို့အတွက်တယောက်နဲ့တယောက် respect for the individual တူတယောက်ချင်း respect ဒါကြောင့်ဖုန်းဆက်တယ်ပြန်ဆက်ပေးရမယ်အချိန်ကိုလေးစားတာဒါဒီ respect တယောက်နဲ့တယောက်စကားပြောရင်မင်္ဂလာပါလို့နှုတ်ဆက်တာ respect culture တစ်ခုကိုတည်ဆောက်မှရမယ်
ဟုတ်တယ်နော် manager ချင်းစကားမပြောတာနှုတ်နေတာဒါလေးတွေကိုကျွန်တော်ပြင်ပြီးစင်ဆက်မပြတ် continue input never ending ဒီအရာဘယ်တော့ပြီးမလဲဆိုရင်ဘယ်တော့မှမပြီးဘူးဒီလိုလှုပ်တော့ပြီးလိုက်ပြီးကျွန်တော်တို့ပြီးသွားပြီး no စင်ဆက်မပြတ်အရာမှာသွားနေရမှာဖြစ်တဲ့အတွက်လူချင်းမင်းတို့အခုအချိန်တွေကစပြီးကိုယ့်ရဲ့ waste တွေအကုန်လုံးကဘာတွေလဲအဲ့ဒါကိုအများဆုံးပေါ်ထုတ်ပြီးအဲ့ဒါတွေတတိရှိရှော့ဒါပေမဲ့ပြဿနာကျွန်တော်တို့မှာမီယိုဖလာရတခါတလေပါရှိရတော့ဖနက်အစုပ်တော်မှာအိမ်မှာမလွတ်ပြစ်ခြင်းတန်ရောစင်ဒီဖနက်စုပ်ကြီးကိုတန်ရောစင်ဖြစ်လူကြီးမင်းတို့အင်ကြီးအဝတ်စားတရားရှိရင်ဘယ်နဲ့ထဲဝတ်လဲမဝတ်တဲ့အထည်တွေအင်ကြီးတွေရှိလားအခုလာမဲ့တစောင်းတိုင်းမှာပေးလိုက်ပါလားလှူလိုက်ပါလားမဟုတ်ပဲအိမ်ရှိကိုထွက်ပြီးတော့ခင်းပြီးတစ်ခုခုရောင်းလိုက်ပါလားအိမ်မှာ TV ဘယ်နှလုံးရှိလဲတကယ်ဝယ်လို့လားအိမ်မှာကားဘယ်နှစီးရှိလဲလို့လားဒါတွေကိုမလုပ်ဘဲနဲ့ဘုံမော်မော်တော်ဆိုင်ကယ်တွေဟိုဟာတွေဒီနေ့ကားချက်တယ်လူတယောက်ကိုကားတစ်စီးချင်းစီးပြီးလူအများကြီးကိုကားတစ်စီးနဲ့ခေါ်ဖို့ကြတော့မစင်စားတတ်ဘူးလားစားတယ် right public transport ကိုအရင်လုံးဝမဟုတ်လားဒါလေးတွေကအခုလည်းစူးစမ်းနေတယ်ကျွန်တော်တို့စစဉ်းစားကြတဲ့က link ကိုမစဉ်းစားခဲ့တော့အိမ်တအိမ်မှာ9ယောက်ရှိရင်ကား9စီးစီးဖို့စဉ်းစားရတယ်တဝူးတယောက်ချင်းကိုဒါတွေလုပ်ပြီးအပြင်ကိုအပြစ်တင်မဲ့အစားအနာဂတ်ကောင်းအောင်ဒါကြောင့် future အနာဂတ်ကောင်းဖို့ဆိုရင်အခုကောင်းမှရမှာအခုကလေးကလုံမှရမှာဖြစ်တဲ့အတွက်ဒါလေးတွေကိုမလို့တာရှင်းပြောလို့ရှိရင် link ကဘာလဲဆိုတော့ strike လွယ်အောင်ပဲလို့ကျွန်တော်တို့တစ်သက်လုံးကခတ်အောင်လုပ်ခဲ့ကြတယ်အဲ့ဒီပေါ်မှာအချိန်ကိုဆွဲတယ်အဲ့ဒီကြမှာအာရကေရတယ်ဒါတွေကိုကျွန်တော်တို့ပြင်သင့်ပြီလို့ကျွန်တော်ထင်တယ်ကာစမတက်ကိုမြန်အောင်ပဲလုပ်ချက်ချင်းရအောင်လုပ်လွယ်အောင်ရအောင်လုပ်အဲ့လိုလေးတွေစဉ်းစားဖို့အချိန်သင့်ပြီလို့ပြောတဲ့အတွက် wastage ကိုကျွန်တော်တို့ဘလို့ short ချနိုင်လဲစောစောဟာ8ချက်နဲ့ short ချစောစောကပြောတော့ဘာအရေးကြီးလဲဆိုရင်ကုမ္ပဏီတစ်ခုနဲ့တစ်ခုနဲ့မတူပါဘူးသူကုမ္ပဏီမှာ defense ကို short ချပေးမယ်နောက်တစ်ခုမှကြတော့ပုံစံတစ်မျိုးနဲ့ waiting ကို short ချတာဖြစ်မယ် type of business ပေါ်လဲမူတည်တာဖြစ်တဲ့အတွက်အဲ့ slide ကိုတော့ကျွန်တော်ခဏဖြောက်ထားပြီအဓိကဆရာကြီးပြောသလို over production တချို့ဆိုလိုတာထက်ထုတ်တယ်ကျွန်တော်တို့ဖြစ်ခဲ့တယ်ဥပမာ Scorpia ကျွန်တော်ထုတ်ခဲ့ Scorpia ဆိုရင်ね alcohol percent 5% ကျွန်တော် Danish နဲ့ယူပြီးထုတ်ခဲ့တယ်ဟိုတနေ့ကလည်းကျွန်တော် Munich ကိုသွားတယ်နော် October Fest တွေ့တော့ကျွန်တော်ကောင်းဘီယာတောက်လာရေးလည်းပြောစားကောမနဲ့7 နာရီည7 နာရီထိဘီယာတောက်သားရေးလည်းပြောဘူးကွာ fresh beer is the best beer ကျွန်တော်ဘီယာမှာ9နှစ်လောက်လုပ်ခဲ့မပေါက်တဲ့ဟာကိုပဲဖောက်တာလူကုန်ဘီယာမပေါက်တယ်ဘာပြောမလဲအခုဒီနေ့ market leader လုတ်လို့ရအဲ့တော့ကျွန်တော်တို့ကောင်းပြီ Scorpio ဆို Brazil နဲ့ Latin America မှာ number 1 Score လို့ခေါ်တာဒီ cheers လို့တပည့်ပဲရဒါပေမဲ့ကျွန်တော် Carlsberg ကလာဖို့အချိန်မှာအခြေအနေတစ်ခုအရအမျိုးသားရေးတာဝန်ရတောက်သုံးရမသိလို့ကြီးညာလိုက်တဲ့အချိန်မှာစိတ်ယုံတန်းလန့်ဖြစ်သွားအဲ့ဒီဥစ္စာကိုကျွန်တော်တို့ Brew Invest Singapore ကနေကျွန်တော်တို့နာမည်ပြောင်းပြီးပြန်ယူလာဒါပေမဲ့ထုတ်တဲ့အချိန်မှာ alcohol percent 5% ကိုထုတ်တယ် Scott Subo alcohol percent 7.2 alcohol percent များရင်လူတွေတောက်နိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့ပြီး 5% ကို over production သွားထုတ်လိုက်တယ်အဲ့တော့ဒီ plane တွေဟာတကယ်ပေါက်လဲပေါက်ကော exchanging value of products ကဘာသွားဖြစ်လဲဆိုပေးရတာနဲ့တန်တဲ့ဥစ္စာ value ဆို bargain ကဘာမှသွားဖြစ်လဲဆိုတပလင်းတောက်ပြီးမူးတာနှစ်ပလင်းစာမူးတော့ Scott Super သွားပေါက်ဒါပေမဲ့ Scott Super ပလင်းကနည်းနည်းပဲထုတ်ထားတာအများဆုံးထုတ်ထားတာ 5% ဆိုတော့ 5% မပေါက်သွားဒါဒီဘာလဲဆို over production တခါကျသတိထားရတယ် promotion လုပ်ရင်မရောင်းရဘူးထင်ပြီးအဖုံးကို winning crowns ကိုသွားပြီးလုပ်လိုက်တယ် short ထားတယ်တကယ်လည်းရောင်းရတော့ဟိုဘက်ကနေပြီး winning crown caps ကျွန်တော်မလုပ်တာဆိုတော့ကျွန်တော်တို့စဉ်းစားဖို့ဟာ market research ဆိုတော့မေးတဲ့ထဲမှာတေချာသိဖို့လိုတယ်တေချာခံမှန်းဖို့လိုတယ် business လုပ်တာဘာလဲဆိုရင် focus ခံမှန်းတာမှားရင် loss ကြိုထုတ်ထားတယ် market နဲ့လွဲသွားတယ် loss ဒါလေးတွေရှိတယ်အဲ့အတွက် plane ကပြန်မလဲဘူးပြန်မလဲတော့ track မှာ absorption plane တွေစုပ်ယူသွားတယ် plane မရှိတော့ဘူးအဲ့တော့နိုင်ငံခြားနေ TG glass တွေပြန်သွင်းရတယ်စဉ်းစားကျွန်တော်ဆိုအများကြီးကြုံခဲ့တယ် Pepsi 7 up
Pepsi ဆောက်သွားတယ်ဒီပလင်းတွေဘယ်လိုလုပ် re-export လုပ်ရတယ် Star Cola ပြန်ထည့်ရတယ်မလွယ်ဘူး international brand တွေ local brand ကိုပြောင်းတယ်အဲ့ဒီအချိန်မှာ over production over estimate တွေဖြစ်တယ်လူကြီးမင်းတို့လည်းတစ်ခါကျရောင်းရမယ်ထင်ပြီးတစ်စောင်းတိုင်း Christmas New Year လုပ်တယ် business ကအဓိက focus မှားတာ business တွေဘာကြောင့်လုပ်လဲအမြတ်လိုချင်လို့မြတ်ချင်မြတ်မယ်ရှုံးချင်ရှုံးမယ်အနည်းဆက်ဆုံးခံမှန်းတာမှန်ရင် profit ဒါကြောင့်ဒါလေးတွေလို့အခုလက်ရှိကုမ္ပဏီတော်တော်များများ inventory တေချာစဉ်းစား retail outlet တွေမှာ inventory store တွေထားတယ် no တတ်နိုင်သမျှရှော့ principle နဲ့အဲ့ဒါအသေးညှိအခုလဲညှိပြီးပြန်လာတာတနည်းအားပြန်ရောက်လာ no GIT just in time ဒါလေးတွေကိုကျွန်တော်တို့လုပ်သိပြီလို့ဆိုတဲ့အတွက် customer မှားတယ်ချက်ချင်းပို့နိုင်ဖို့ကကိုယ့်ဘက်ကပို့ချင်မှပို့နိုင်မယ်ဒါလောက် traffic congested ရင်ကျော်ဒါလောက်ပိတ်ဆို့နေတဲ့အချိန်မှာဘယ်လိုဖြန့်မလဲ delivery ကိုညဘက်လုပ်မလားမြို့တိုင်းနေအကုန်လုံးကို dealer ဒါတွေတည်ပြစ်မလားစဉ်းစားဒါလေးတွေကိုလုပ်ဖို့လိုတယ်ဒါကြောင့် transportation arrangement ကျွန်တော်တို့မှာ re-scrap ဖြစ်တာတွေပျက်စီးသွားတာတွေပြန်လောက်ရတာတွေ quality ကိုမြင့်ဒါတွေကြတယ် quality ကိုနှိမ်ထားတော့ဒါတွေဖြစ်နိုင်တယ်ဒါလေးတွေကိုတည်ပြီး processing မှာ over processing ဖြစ်သလားဒါလေးတွေကိုတေချာသိပြီး wastage ကိုလုပ်ငန်းခွင်မှာဒါလေးတွေကိုတစ်ချက်ကြည့်ပေးပါအခုနောက်ပိုင်းတအားခေတ်စားနေတဲ့ဂျပန်ကလည်းအခုလို Jacker တို့ကလုပ်ပေးနေတဲ့ 5S hey စားတော့ဆိုင်မှာကို store ဆိုင်မှာတချို့ဆိုပစ္စည်းကိုအစုံတင်တယ်အမျိုး400တင်တယ်လို့လားအဲ့အမျိုး400ထဲမှာတကယ်ရောင်းရတာဘာလဲ product management category management ကို store ဆိုင်မှာအကုန်လုံးကိုရေသန့်ကြီးပဲရောင်းကောင်းလို့ရေသန့်အကုန်လုံးသွားတင်ဘယ်လိုသွားမြတ်တချို့ product တွေကရောင်းရတယ်ဒါပေမဲ့အမြတ်ကမရှိဘူးတချို့အမြတ်တွေက profit တွေကအမြတ် margin များတယ်နည်းတယ်ဒါကို management ဘယ်လိုလုပ်ဒါကိုသေချာတက်အောင်သင်ပါသင်ပြီးမှဆိုင်ဖွင့်တယ်မဟုတ်ရင်စိတ်ထက်ပါကြလားအဲ့ဒီအတွက် number 1ဘာလို့လဲဆိုတော့ပစ္စည်းကို area နဲ့ကိုဆိုင်မှာကြိုက်တဲ့ဥစ္စာကိုပဲအဲ့ပစ္စည်းပဲတင် sort ကျွန်တော်တို့ 7-Eleven အခုလို train လုပ်တယ်အခုဆိုရင်လာမယ့်26ရက်နေ့မှာရှိတယ်အပတ်စဉ်7 7-Eleven တိုင်းမှာအရက်ရှိတယ်ဘီယာရှိတယ် secret ရှိတယ်ကျွန်တော်တို့စာသင်တဲ့ကျောင်းမှာကျောင်းသားမှာကြာဒါတွေအားလုံးရှိရမယ်ဒါတွေရှိရမယ် now stationery အရောင်းကောင်းဆုံး sort တချို့ကြတော့ဒီဆိုင်မှာရတယ်ဆိုဒီဆိုင်တွေအကုန်လုံးပစ္စည်းဆုံးအောင်မတင်နဲ့ရောင်းကောင်းတာပဲတင် believe me ရောင်းမကောင်းတာကို promotion မလုပ်နဲ့ရောင်းကောင်းတဲ့ဟာပဲလုပ်ဆိုင်တွေမှာရှိတဲ့ဥစ္စာပစ္စည်းနည်းနည်းနဲ့ရောင်းကောင်းတဲ့ဟာပဲတင်ဆိုင်မှာတင်ထားတဲ့အကုန်လုံးနေရာလည်းတော့မရှိဘူး space ကလည်းလိုနေတယ်အဲ့ဒါကို manage လုပ်ရင်းလူကြီးမင်းတို့အဲ့ပညာကိုတတ်အောင်သင်ဒါကြောင့်အန်ကယ်ဦးသိန်းတို့ဒီ B2B မှာပြောတာကျွန်တော်ဒါသဘောကျပတ်စံရှာတဲ့ပညာကိုသင်တဲ့ပတ်စံကိုရှာတတ်သွားရင်အဲ့ရှိတဲ့ပတ်စံနဲ့ပတ်စံကိုအုပ်ချုပ်တတ်တဲ့ပညာကိုသင်တဲ့နံပါတ်1ပြန်ပြောမယ်1ပတ်စံရှာတဲ့ပညာကိုသင်သားတို့ပတ်စံရှိလာရင်တချို့ကပတ်စံကိုမအုပ်ချုပ်တတ်ဘူးဝဲပလိုက်တယ်စွတ်ဆက် share တွေဝင်ပါနံပါတ်3ရှိလာတဲ့ပတ်စံကိုအုပ်ချုပ်တတ်တယ်ပညာပတ်စံလည်းရှာတတ်ပြီဆိုရင်ကျွမ်းကျင်တဲ့တကယ် manage လုပ်နိုင်တဲ့ professional manager တယောက်ကိုလုပ်ပြီးထပ်ပြီးပတ်စံကိုရှောင်တင်မင်းတတိပြစ်လိမ့်မယ်3ချက်စ philosophy တက်ချမ်းတွေကိုကျွန်တော်ဖတ်မှရဒါကြောင့်မလို့ cover story မှာကျွန်တော်ဆိုအဲ့ဒါလေးပဲဆိုကျွန်တော်အားကြအောင်မြင်တဲ့လူတိုင်းအားကြဒါလေးတွေကိုကျွန်တော်တို့သွားပြီး sort လို့ပြီးမှအဲ့ဒါကို set in order ဒါကို arrange promote လုပ်ဖို့အတွက်ဒါတွေလုပ်ရပြီဆိုတာနဲ့အဲ့ဒါကိုသေချာ polish လုပ် clean the work area and neat and tidy သေချာကိုယ်ဆိုင်မှာသေချာလုပ်ကိုထုတ်တဲ့ပစ္စည်းဒီအတိုင်းပဲလုပ်ပေးပါဒါကိုဘယ်အချိန်မှာကြည့် standardize consistent တတ်မဲ့ရှိတယ် quality consistent ကိုအင်ဂျီထဲဆိုင်ဖွင့်နေ spa ဖွင့်နေ store ဆိုင်ဖွင့်နေကြိုက်တဲ့လုပ်ငန်းလုပ်ပြီးဒါကို sustain never development goals တခုကိုအဓိကအောင်မြင်အောင်လုပ်တာလွယ်တယ် sustain လုပ်တာခက်တယ် 5S ကိုလုံနိုင်ရင်လူကြီးမင်းတို့ဘာပဲဖြစ်ကောင်းပြီ why အခုအချိန်မှာအယောင်ကြပြီဆိုတာနဲ့
အောက်မှာအခက်ခဲတွေအများကြီးဖြစ်လာတယ်အခုဆိုနည်းနည်းလေးစီးပွားကျလာတယ်ကျလာပြီးဆိုတာနဲ့ရေချိန်ကျတာနဲ့အခက်ခဲအများကြီးတွေ့နိုင်တာဖြစ်တဲ့အတွက်ဒီ link ကိုလုပ်ဖို့အတွက်ဆရာကြီးပြောခဲ့သလိုဟေးအရာမရောက်တဲ့လုံးလာအားထုတ်မှုကိုဒီကနေ့စပြီးရှော့လိုက်ပါဖုန်းပြောတာကြီးကြားတယ်တနေ့ဘာမှမလုပ်ဘဲနဲ့ဟိုသွားလိုက်ဒီသွားလိုက်အစည်းအဝေးတွေသွားလိုက်အဲ့ဒါနဲ့ပဲတနိုင်ငံလုံးအချိန်ကုန်ပိတ်ရက်တွေကလည်းများဟုတ်တယ်ဟိုကျွန်တော်ပြောတာတစ်နှစ်မှာတကယ်အလုပ်လုပ်ရကပိတ်ရက်100ကျော်ရှိတယ်3ပုံ2ပုံပိတ်တယ်နေပြီးတော့ကိုတရိတ်ဆန်ကိုသွားတာတော့မှတရိတ်ဆန်ကတနင်္လာနေ့ off မုံကကောင်းကောင်းယူတယ်မထောက်အင်္ဂါနေ့ဆိုယုံတက်တယ်ဝက်ဝင်လဲဒီတိုင်းပဲတရိတ်ဆန်ယုံက off လို့လားသူ့မှာလဲlabor law တွေပါရှိလားမသိဘူးလူကဖြတ်စည်းကြမရှိတရိတ်ဆန်ယုံကတရိတ်ဆန်တော့သွားဖြတ်စည်းလိုက်တယ်လို့ဖြစ်တယ်အခုချိန်ကကျွန်တော်မြင်တာကုန်းအောင်လုပ်နိုင်မှကျုံးအောင်လုပ်နိုင်မှတောင်ကြမယ်လို့ကျွန်တော်ကမြင်တဲ့အချိန်မှာကိုလဲစဉ်းစားကြဒီကြားထဲမှာအရာမရောက်တဲ့ activities တွေမှာဒါလေးတွေကိုမူရာဒါလေးချေမူရာအနေနဲ့တချို့ overload တွေတစ်ဖက်ဆောင်းနေဖြစ်နေတာတွေကိုရှော့ဘာနဲ့အစားထိုးပြီးဒါလေးတွေကိုဘယ်လိုလုပ်လို့ရမလဲ overload တွေဘာဖြစ်နေလဲဆရာကြီးလည်းဒါကိုပြောခဲ့တာကိုကျွန်တော်အနေနဲ့ပုံဖြည့်ပြီးဒါလေးတွေလို့ဆိုတော့ဒီဟာတွေဘယ်နှခုရှိလဲအခုဒီ seminar ကိုတက်ပြီးဘာမှကိုယုံရောက်လို့ဘာမှမလုပ်ရင်အချိန်ကုန်တာပဲရှိတယ်မလာနဲ့တော့ right တချို့မလာနိုင်ဘူး online ကလေးလာအခုဆိုကျွန်တော်မေးတယ် online ကြည့်နေတယ်ကြည့်ပြီးသင်တန်းတွေအများကြီးတက်တယ် seminar တွေအများကြီးတက်တယ် apply မလုပ်ရင်အသုံးမချရင်အသုံးမကျပါဘူးအများကြီးတက်ဆရာမလို့နည်းနည်းလေးတက်ဒါလေး problem based learning apply science တချို့အများကြီး principle တွေ concept တွေ theory တွေအများကြီးသိထားတယ် apply မလုပ်တော့ဘာမှ certificate တွေအများကြီးရရင်ရောအကျိုးရှိပါမလားဒါဆိုရင်အသုံးမဝင်ဘူးဆိုတာကဒါတွေဖြစ်နေသလားကိုလုတ်ကြည့်ပါကိုတိုင်းပေးဆက်ကြည့်ပါကိုတိုင်းခိုင်းကိုခိုင်းနဲ့မခိုင်းအသက်ကြီးလိုက်သူများခိုင်းသွားလေအဲ့အတွက်ညီလေးတယောက်မေးထားတာတွေ့တယ်ဒါတွေကိုဆက်ပြီးဘယ်လိုလုပ်ကြမလဲ lean transformation 5S နဲ့ Kaizen continuous improvement total quality management ကိုလုပ်မဲ့ချိန်မှာအဓိကလူတွေရဲ့အပြုသဘောဆောင်တဲ့စိတ်နေသဘောထားလို့အရာရာကိုကန့်လန့်မတိုင်နဲ့ကျွန်တော်တို့ဒီမှာအရာရာကိုကန့်လန့်တိုက်တယ် no negative နဲ့ negative က virus အဲ့ဒါသတ်မှပြန်အပြုသဘောပဲမြင်ပေးပါနိုင်ငံတော်ကိုတော့အဖွဲ့အစည်းတို့လည်းကောင်းအသင်းအဖွဲ့ကုမ္ပဏီကိုအဲ့ရနေပြီး 5S နဲ့ဘာလုပ်တင်လဲဆို Kaizen ပေါ်မူတည်ပြီးတော့မှlean transformation လုပ်တယ် leadership and commitment ဦးဆောင်မှုပေးတဲ့ပုံစံနဲ့ကိုပြောရင်ပြောတဲ့အတိုင်းဂရိသစ္စာတရားနဲ့လုပ်ခဲ့ရည်ပြိုးစုပြိုးထောင်ပေးရင် waste ကိုလည်း short ခဲ့ရင် environment တော့ကျန်တဲ့ quality consistent တွေရနိုင်ပြီးလုံကြီးမင်းတို့ရဲ့လုပ်ငန်းတွေအောင်မြင်နိုင်တယ်လို့ဒီပုံလေးနဲ့ဖော်ကျူးချင်ပါတယ်ဒါကြောင့်မလို့ရတဲ့အချိန်လေးမှာအကောင်းဆုံးကတော့အားလုံးအလုံးစုံတူတူအားလုံးလုပ်တဲ့တူတယောက်ချင်းဟာ quality management ကိုတွားဖို့လိုတာဖြစ်တဲ့အတွက် HRO လို့ခေါ်တဲ့ highly reliable organization ကိုရောက်နိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဒါကြောင့်မလို့ lean နဲ့ Kaizen ကိုလုပ်တဲ့အချိန်မှာအားလုံးစုစုပေါင်းအချက် customer ဘက်ကရှုထောင့်ပဲကြည်ပါမလိုတာကိုရှော့ချပါစဉ်ဆက်မပြတ်ကြိုးစားပါ၃ချက်ကိုလူချင်းမျိုးလုပ်ပါစိတ်ပါတယ်အခုတအားတက်ကြွသွားတယ်ဟောပြောပွဲတွေနားထောင်တယ်လုပ်တယ်နောက်2လကြာဒီတိုင်းပဲဝန်ထမ်းတွေအကုန်လုံးကိုချောင်းသာပို့တယ်ရဲပြီးဒီတိုင်းပဲတဲ့တော့မပို့တော့ဒါပဲပို့နေရတယ်နိုင်ငံသားခေါ်သွားနိုင်ငံသားခေါ်တော့အကုန်လုံးကျွန်တော်အကုန်လုံးခေါ်တညာလုံးကြော်ပြီး Facebook မှာတညာလုံးမိတ်လေးစိတ်ရောက်တော့မျက်နှာဟောက်ပဲအဲ့တော့လေးစိတ်ပေါ်ရောက်ပြီးလေပေါ်လက်တက်လေပေါ်လက်ကြောက်အင်းအဲ့လေပေါ်ဆင်းဆိုဟိုလဲကြောက်ဗိုက်စာလို့ဆိုပြီးတော့ကားလည်းဟိုမှာအဲကွန်အေးတာနဲ့သွားလဲတော့အဲ့ပါတော့ကြက်စီထမင်းကျွေးတယ်ပြီးကောင်းဝါတယ်ကျွန်တော်ကောင်းဗီဒီယိုရိုက်ထားပြီးတော့ခဏတော့လေစိတ်မှာကြာကားမလာသေးတော့အိတ်တယ်အဲ့ဒါနေမတူးဆိုပက်တရားခေါ်ပါပက်တရားလဲရောက်တော့ဟိုတယ်လဲဝင်ဆိုဟိုတယ်ရောက်တော့ဘာလို့လဲအိတ်တယ်
အဲ့တော့ဟိုတယ်လည်းမထူးဆိုပြီးထမင်းသွားစားတော့ပေါ့လေအာစားကနေကြအာပါစားအဲစားပြီးတော့အချောက်ချိုးကိုသွားကြည့်အချောက်ချိုးသွားကြည့်ကျွန်တော်လာမေးတယ်ဆရာတဲ့အဲ့အချောက်ကြီးလားဆိုတော့ကျွန်တော်ဘယ်လိုသိမလဲဆရာအဲ့လိုင်းမှမဟုတ်တာပြီးတဲ့တကညပိုင်းများသွားပြီးတော့ညဘောလေ walking street ကိုသွားပါလားမသွားဘူးဟိုတယ်မှာဘာလို့လဲအိတ်တယ်နောက်နေ့ကျမုံတိုင်းရှိတော့ဘန်ကောက်ကိုပြန်မယ်ဆိုကားပေါ်မှာတစ်ခါအိတ်တယ်ရန်ကုန်ရောက်တော့မေးကြည့်တယ်ဘာမြင်ခဲ့လို့ဘာမှမမြင်ခဲ့ဘူးဖေးတော့မပို့ဘူးလို့ quality မှမရှိအားရှိကျွန်တော်တို့လူမျိုးဘာလုံးအားရှိဘာလို့လဲအဲ့ရေလက်မှတ်တယ်သေချာစဉ်းစားနော်ဆိုချောင်းသားရောက်လဲအိတ်တယ်ကျွန်တော်သိတဲ့ဆူနာမီတော့ငင်းလှုပ်တဲ့ဘေးနာအတွေ့ထွက်မလာတော့ဘူးဒါကြောင့်မလို့ဒါလေးတွေကိုလုပ်ဖို့နောက်ထပ်2ခုလုပ်ဖို့လိုတယ် respect ကျွန်တော်စီမှာအားနေတယ်အသက်ငယ်တဲ့လူကကြီးတဲ့လူကငယ်တဲ့လူမိဘနဲ့သားသမီးဆရာသားသမီးဒါတွေကိုလည်းဆရာဆရာမတွေအများကြီးပြောပါတယ်နောက်တစ်ခုက continuous improvement ဒီဟာလေးကိုနည်းနည်းလုပ်စောစော3ခုဒါ2ခုအဲ့ဒါဒီ link ကိုတွားလို့ရတယောက် respect ရှိတယ်တရားဆိုတယောက်နဲ့အချိန်ဆွဲတယ်ဆိုတာမရှိဘူးဟုတ်တယ်နော်ဒါအောင်ကျွန်တော်သင်တန်းမှာပြောတယ်ဒါပါလေလို့အမြင်မိတယ်ဒါပါလားတော်ခက်တယ်ဒါပါလေတဖူးအခုလို့တွေးရမှာနှစ်ပူးစာပါလေလို့ခေါ်တယ်အဲ့လိုနှစ်ပူးစာပါတဲ့လူဘာဖြစ်လို့ရန်လို့ကြမှာတော့ဒီတက်ပို့ပြီးကောင်းအောင်လုပ်ပေါ့ဒါပါလေနှစ်ရွက်မဟုတ်တစ်ရွက်နှစ်ခုပေါင်းတော့နှစ်ရွက်ဒါနည်းနည်းရလာပြီနည်းနည်းအချိန်မြင့်လာ quality တက်လာပြီလို့ပြောတယ်ဘယ်နေရာမှာတက်လာလဲဆိုနှာခေါင်းကြမှာတက်လာတို့နားလေလိုက်ပါပြီလို့ဒါကြောင့်မလို့တခြားဘာလို့လဲဆိုလို့ရှိရင် link ကိုလုပ်တဲ့အချိန်မှာရည်ရွယ်ချက်သိဖို့လိုတယ်နောက်တစ်ခုက focus အာယုံထားဒီအလုပ်လုပ်နေဒီအလုပ်ကိုတာယုံထား channel ဥစ္စာ personal ခဏထားဒီအောင်ပြောနေတဲ့အချိန်မှာတရားထားဒီအလုပ်လုပ်နေချက်လုပ် accident လုံးဝမဖြစ်ဘူးအခုဖြစ်နေတာဒီဟာလုပ်တယ်ကားမောင်းနေပြီး Facebook သုံးနေဟိုတည်းချောင်းသာသွားအဲ့ဘတ်စကားမောင်းပြီးတော့ဘာလုပ်လဲဆိုဟိုမှပြီးတော့ချက်လုပ်နေတယ်ကျုပ်မရက်လိုက်ပါဒါလေးတွေအစအနေအများလုံးလို့ပါအာယုံထားပါဒီစင်ရင်ကိုသွင်းနေနေအာယုံကထား believe me ကျွန်တော် X-ray မှာကျွန်တော် training သွားလုပ်တယ်ဂျပန်ဒီ X-ray ဒီ startup accelerator for imagine လုပ်နေတယ်ကျွန်တော်တအုပ်ကြီးဝင်လာတယ်သူကတော့ခွေးဝင်လာတော့ကြီးမစားခွေးကသုတ်ကြိုက်သွားတယ်ကြိုက်တဲ့အတိုင်းပါသွားဒီမှာဘာမလို့အာယုံကလွှင့်နေဘယ်သူလာမလဲဟုတ်တယ်ဆိုအာယုံကမရတော့အောင်မြင်မှုမှာနည်းနည်းအခက်အခဲရှိတယ်ဒါကြောင့် approach လုပ်တဲ့ tools တွေကိုနည်းနည်းသိဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ဘာသိဖို့လိုလဲဆိုဒါလီတာအကောင်းတယ်ဒါကြောင့်လုပ်တဲ့ပုံစံတွေမှာအားလုံးကျွန်တော်တို့ waste တွေကို short ကြော်ခဲ့ပြီးအဲ့ဒီအပေါ်မှာအပြုတ်မှုကျွန်တော်လုပ်တဲ့ပုံစံတွေကိုပြောင်းလိုက်ပါဒီနေ့စာပြီးငါ link transform link thinking link management ကိုသွားမယ်အဲ့ဒီပေါ်မှာအဲ့သဘောထားစိတ်နေသဘောထား attitude ဝင်သွားပြီဟေ့ဆိုရင်ကာချက်ပြောင်းသွားအဲ့ဒီအချိန်မှာအဲ့ organization အောင်မြင်တော့တာလွယ်လားမလွယ်ဘူးဒါပေမဲ့အဲ့ဒါကိုညာတိုင်းအဲ့ဒါကိုများပြောပြီးလုပ်တဲ့နဲလို့ကျွန်တော်အနေနဲ့ဒါလေးကိုပြောစောစောကပြောတယ် consultant လုပ်တယ်ဒီဟာပဲဒီဟာ workshop လုပ်တယ်တစ်ခုချင်းယူတယ်ဌာနတစ်ခုချင်းယူတယ် wish အကုန်ဖြုတ်ချတယ်လေးနေတာတွေအကုန်ဖြုတ်ချဒါမျိုးလေးတွေကိုလုပ်ဖို့လုပ်တယ်ဒါကြောင့်ဒီဟာလေးကိုကြည့် stable ဖြစ်အောင်လုပ်ဒါလေးကိုဒီပုံလေးနဲ့ပြမယ် stability အရေးကြီးတယ် standardize လုပ်ဖို့အရေးကြီးတယ်အရေးကြီးတာအများကြီးမထားနဲ့ just in time အခုရောက်တယ်အခုလာတယ်နိုင်ငံတကာကိုကြည့်အခုမလုံကြည့်တယ် stock ဆိုတာမလို့တော့ well ဆိုတာမလို့တော့ logistic မလို့သာလေးနေတဲ့ဥစ္စာကိုယ်တိုင်ဖြန့်နေရတဲ့ဥစ္စာကို third party လို့ cost ကို short ချ operating expense cost ကိုတစ်ခုချင်းပြန်ကြည့် budgetary ကို control ကိုပြန်ကြည့်ပါကြည့်ပြီးတစ်ခုချင်းကို apply လုပ်ပြီးလုပ်တဲ့အချိန်ရောက်ပြီလို့ဒါလေးတွေကိုကျွန်တော်မြင်တယ်ဒါအောင်ဂျီရိုကိုအနေနဲ့လည်းဒီတိုင်းပဲဒီနှစ်ခုကိုဘာခေါ်လဲဆိုတော့တစ်ဖက်က quantity ကို focus လုပ်တယ်တစ်ဖက်က quality ကို focus လုပ်ပြီးကိုသွားခြင်းနဲ့ပန်းတိုင်းမှာ waste အကောင်းဆုံးနဲ့ quality အမြင့်ဆုံးအကောင်းဆုံးဥဆောင်နိုင်တဲ့ market leader leading brand တစ်ခုဖြစ်အောင်ဒီပုံစံနဲ့လုပ်ပေးပါအချက်5ချက်ရှိပါမယ်လို့ဒါလေးတွေကိုပြောချင်တယ်။ဒါကြောင့်မလို့တချို့ကြတော့လုပ်ငန်းကို share တယ်အရေးသွေးကို share တယ်အဓိက quality ကို focus လုပ်ပြီးသွားပေးပါလို့အဲ့ဒီအခြေအနေလေတကယ်ကိုကြာရောက်နေပြီလို့ပြောချင်ပါတယ်။ညီကုန်းချုပ်အနေနဲ့ဒါတွေလုပ်ရင်ဘာအကျိုးထူးမှာလူချင်းမင်းတို့မကုံသင့်တဲ့ cost ကုန်သွားလိုက်ကျွန်တော်အခုမင်္ဂလာမန္တလေးမနေ့က
Mandalay Convention Center ဖွင့်ပွဲပြန်လာတယ်ကျွန်တော်အကြံပေးလုပ်တယ်စဉ်းစားတယ်လူတွေကိုလမ်းလျှောက်လို့ရတဲ့ walking street လုပ်လိုက် construction ရောင်းမကောင်းပြောတယ်လူအများဝယ်နိုင်တဲ့ဈေးတစ်ခုဖွင့်လိုက်ဘန်ယူတဲ့ဈေးနှုန်းထက်အဲ့ပုံစံမျိုးကိုပေးနိုင်တယ်လို့ပေးပြီးလုပ်လိုက်အခန်း6ထွက်တယ်ဒီဟာကိုအောင်မြင်ခြင်းရင်လူတွေကို public area ကိုများများပေးအစာအုပ်ကိုစောက်မစောက်ခင်မရောနဲ့စောက်ပြီးမှရောင်းအကုန်မရောနဲ့ walking street မှာအောင်မြင်လိုက် brand တွေအတွက်ဖယ်တာအောင်မြင်သွားတိုက်ခန်းကိုမရောနဲ့ဒီဟာကိုလူစီအောင်အရင်လုံးလူစီပြီးမှရောင်း reverse marketing ဒီနေ့အောင်မြင်သွား showcase ဒီပွဲကိုတက်ဖို့မနေ့က Miss Business Forum လုပ်တယ်မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ပါတယ်ဝန်ကြီးချုပ်လုပ်တယ်မွန်းဝန်ကြီးချုပ်လာတယ်ဒေါက်တာအေးစံရန်ကုန်တိုင်းဝန်ကြီးလာတယ်စကိုင်းတိုင်းလာတယ်ကြည့်တနိုင်ငံလုံးဒီ model ကိုယူပြီးလုပ်ရင်မရဘူးလားဆောက်လုပ်တဲ့ကုမ္ပဏီဟာ construction မဟုတ် developer လုပ်ဒီတိုင်းဒေသကြီးကိုတကယ်လုပ်တဲ့လူအလုပ်ကန်ခွင့်လန်းပြန်ပေး construction company ကိုပေးပြီးတော့လုပ်ငန်းတစ်ခုလုပ်တဲ့အချိန်မှာကျွန်တော်ရဲ့ principle ကကိုတယောက်တည်းအောင်မြင်မဲ့အစားပတ်ဝန်းကျင်ကိုအောင်မြင်အောင်လုပ်ရင်ကိုအောင်မြင်အောင်လုပ်ကြပါစို့ကိုတယောက်တည်းအောင်မြင်အောင်လုပ်ရင်အန်ဒီအများရှိမနေဘူးလားသိတာကိုတတ်နိုင်သမျှဝေမျှရင်းနဲ့ကိုမကြည့်လာဘူးလားဘာဖြစ်လို့ဖွဲ့ထားကြတော့မှလဲဒါကြောင့်မလို့ဒီဟာတွေကိုလည်းအကုန်လုံး B2B ကနေပြီးပြီဆိုတာနဲ့အခုတော့မှဆရာကြီးဥစ္စာ slide တွေ share နေပြီလို့ကျွန်တော်သိတယ်ဒါကြောင့်မလို့ short လို့ရတာတွေအကုန်အကျိုးအမြတ်ရပြီ short လို့ရတာဟာကိုယ့်အတွက် profit အလကားအရေးမရအဖက်မရနဲ့မီတာကားတွေတက်နေတာတွေလူချင်းမင်းတို့အကုန်လုံး short ကြည့်လိုက်ပါ stationery တွေအများကြီး short လို့ရပါတယ်တချို့ဌာနမှာ correction pen ကိုလာတိုင်းဝယ်တယ်ကျွန်တော်မေးတယ်လာတိုင်းမှားနေလို့လားစဉ်းစားအဲ့ဒါကိုခွင့်ပြုသည်ဘယ်ဟုတ်မလဲအိမ်ယူသွားတယ်တချို့ A4 paper တွေကိုယူသွားတယ်တချို့ tissue paper တွေအိမ်ယူသွားတာတွေရှိတယ်လူကြီးမင်းတို့သတိထားအဲ့ဒါဘာလို့လဲကျမပဲကျွန်တော်ပဲဒါရှိတတ်တဲ့ဖြစ်တဲ့အတွက်ဆိုလိုတာကမလိုလားအပ်တဲ့ activities တွေကို short expense တွေ short stock တွေကိုတေချာ manage လုပ်သင့်ပြီလို့ခေါ်အကယ်၍မြတ်နေတဲ့ detail at least 20% မြတ်တယ်ကျွန်တော်အခုအဲ့ဒါတွေကိုလိုက်လုပ်လားဆိုရင်အဲ့လိုလိုက်လုပ်တယ်ဒါကြောင့်မလို့လုံရင်ရလာဝန်ထမ်းဟဲ့ဝန်ထမ်းတစ်ယောက်တည်းနဲ့9ယောက်စာလုံနိုင်တဲ့လူအကုန်ခန့်လိုက်ပါအခုဖြစ်နေတာ small နဲ့ medium MSME လို့ကျွန်တော်ပြောတယ်အခုဒီနေ့ကလည်းကျွန်တော်ပြန်လာဒေါက်တာထွန်းသူရဆန်လည်းဟောပြောခဲ့တေးတလေးတွေမှာ level 1လုပ်ငန်းစပြီးဆိုတာနဲ့လုပ်ငန်းတစ်ခုလုပ်ချင်တယ်ပြီးတထေးခံယူချင်တယ်ပြီးဒီဆိုင်ကိုလည်းမထိုင်ချင်ဘူး no မွဲသွားလိမ့်မယ်လုပ်ငန်းတစ်ခုကိုစလုပ်တဲ့အချိန်မှာကလေးလေးတစ်ယောက်လိုသေချာခဲလုပ်ပြီးအခုအောင်မြင်တဲ့ကုမ္ပဏီတွေအကုန်လုံးကအဲ့လိုလုပ်ခဲ့လို့အခုလိုဖြစ်တာအခုကလုပ်ငန်းရင်တဲပြီးကိုလည်း manager မလုပ်ချင်ဘူးဟိုလောက်ချင်လဲတထေးလုပ်ချင်တယ်မရဘူးအခုလုပ်ငန်းတွေကိုတေးချာဂရုတစိုက်လုပ်ပြီးအခုလိုဟာတွေကိုတေးချာ cost of power လုပ်ပေးကြပါလို့ကျွန်တော်အနေနဲ့မြင်ချင်တယ်ဒါကြောင့် short လို့ရတာကို short ပြီးတော့တိုးလို့ရတဲ့ increase efficiency effectiveness နဲ့ equitable တေချာမြတ်တာနဲ့တကယ်လုံနိုင်တဲ့လူကိုတကယ်ပြီးရင်လူချင်းမင်းတို့ business ပါ lean ဆိုတာဖြစ်လာဒါကြောင့်ဒီ formula ကိုကျွန်တော်တက်ကိုယ့်ဘက်ကိုညာ12နိုင်မှာထားပြီးထပ်ပြီးလှုပ်ပြီးကိုယ့်ဘက်ကိုလှုပ်လာပါတယ်ဒါလေးတွေကိုလည်းယူသွားလိုက်ပါဒါကြောင့်မလို့ကျွန်တော်တို့အရေးကြီးတာ quality ကိုလည်းပိုပေးတဲ့ product နဲ့ service ရဲ့ quality ကိုမြင့်မာတစ်ဖက်က customer service excellent ဘာလို့ချင်လဲပြောလိုချင်တာအကုန်ကြိုးอ่ะအိမ်ထိလှုပ်ပေးရမယ်လိုက်သွားလိုက်အခုကဖြစ်နေတာ quality ဈေးလျှော့ပေးတယ်လက်ဆောင်လည်းပေးတယ်ဟိုကလည်းပေးတယ်ကန်ဆယ်မဲလည်းပေးတယ်နိုင်ငံခြားလည်းပို့တယ်ဖြစ်နိုင်ရင်ကျမပါလိုက်ခဲ့မယ်မဖြစ်သေးဘူးအဲ့ဒါတွေကနောက်ဆုံးလက်နဲ့ဒါကြောင့်မလို့ဒါလေးတွေကိုလည်းတစ်ချက်လုပ်ပေးပါ process တွေကောင်းတဲ့ကောင်းအောင်လို့ technical အစားထိုးဘာမှမဘူးနဲ့မြန်အောင်လို့ဟုတ်တယ်နော်ဟိုဘက်ဘန်ကောက်မှာဆိုအကုန်ဖြစ်နေပြီအခုကျွန်တော် Samsung ဆိုင်နေတော့ brand shot တွေအကုန်ဖြစ်နေပြီcustomer ဝင်လာတဲ့တင်းတောင်းဆိုတော့ ဦးတင်စံကျော်ဘယ်နေ့ကလာလဲဘယ်ပစ္စည်းဝယ်သွားလဲဟိုတနေ့ကတစ်ခေါက်လာပြီးဘာမှမဝယ်ထွက်သွားတယ်အဲ့ဒါတွေကအစားအကုန်လုံးပေါ်နေဆိုတော့ customer database လူချင်းမင်းတို့ database ကိုခိုင်အောင်လို့ network ကို marketing လုပ် product ကို marketing တဲ့ network ကို marketing လုပ်ပေးပါဒါကလက်တွေ့ပဲဒါသိတယ်ဒါ apply လို့ဒါသိတယ်ဒါ apply လို့နားထောင်လို့ဘာမှမလုပ်တော့ဘာမှတန်ဖိုးမရှိဘူးဆရာကြီးပြောသလိုဘာတစ်ခုမှမလုပ်ဘဲနဲ့ဘာ result မှမရတာကိုလုပ်လို့မရဘူးဆိုတဲ့ချိတ်တတိရှိပြော
အရေးကြီးတာ demand နဲ့ supply ကြားထဲမှာ break even point equilibrium အားမြချီဘာလဲဆိုတာကိုရှာတာမရှုံးမမြတ်ကျတခါကျကိုရှုံးလို့လဲရှုံးလို့မှမသိဘာလို့ data မှမထွက်တာ accounts ရဲ့ profit loss 15ရက်နေမှထွက်တယ် why အခုချက်ချင်းမဟုတ်မထွက်လဲထွက်လို့မရဘူးလားအခုဒီဟာရှုံးလားမြတ်လားချက်ချင်းသိလို့မရဘူးလား cash in hand ဘယ်လောက်ရှိလဲ bank ဘယ်လောက်ရှိလဲ access ဘယ်လောက်ရှိလဲ receiver ရှိ pay ဘယ်လောက်ရှိလဲဒါတွေအကုန်လုံးသိပြီးဒီအောင်ဘယ်လိုဖြစ်နေလဲမသိဘူးလား barometer account လုပ်လို့မရဘူးလားဒါတွေကိုသင်တဲ့ဥစ္စာအရှုံးမြောက်သင်တာကျွန်တော်သင်ပေးမယ်မိနစ်30ပဲကြာတယ်တော့မှသူ professional လောက်တာ accountant လောက်သွားလိမ့်မယ် cashier လောက်သွားလိမ့်မယ်ဒါလေးတွေကိုသိသင့်ပြီလို့ကျွန်တော်အနေနဲ့ဒီအကျိုးမြတ်တွေရလာပါလိမ့်မယ် organizational benefits ရဘာရှိမလဲဆိုဝန်ထမ်းတွေရေးလဲပြောသွားမှာသူတို့ရဲ့လောက်ခလာစာကိုပါတိုးပေးနိုင်တယ်သင်လုံးဝမနဲ့မျောနဲ့သင်ကျွန်တော်ဆိုခေါ်ว่าသင်အားမရဘူးထက်သက်ဟိုစိတ်ပြက်ပြီးထွက်လဲထွက်ပလေးစီနောက်တစ်ယောက်သင်လောက်ပါမရတော့ဘူးလူအများကြီးမလို့တက်ရောက်ထဲနဲ့တော်နေဖို့လို့အကုန်သင်အခုကကားမောင်းတာတစ်ယောက် driver တစ်ယောက် salesman တစ်ယောက် merchandiser တစ်ယောက် helper တစ်ယောက်ကားတစ်စီးမှင4ယောက်ဘာလို့လဲဆိုခိုးမှဆိုလို့လေ4ယောက်ပေါင်းပြီးခိုးတော့ဗာတက်နိုင်တော့မစားကျွန်တော်ဒါကြောင့်တယောက်တည်းနဲ့သင်ပြီးတယောက်တည်းနဲ့လုပ်လို့ရတာဒါအခြေအနေတစ်ခုကြောင့် bank service တွေတစ်ခုတွေယုံကြည်မှုတစ်ခုပြတ်သွားတဲ့အချိန်မှာမယုံမကြည်နဲ့ cash collector တယောက် customer တယောက်ကိုပစ္စည်းကလာရောက်တဲ့လူတယောက်ပို့တဲ့လူတယောက်ပတ်စံကောက်တဲ့လူတယောက်ပတ်စံကောက်တဲ့လူမိုးမလင်းသေးဘူးဈေးကမပေါက်သေးဘူးလာကောက်တယ်အကျွေးမပေးသေးဘူးလားဆိုတော့ပြီးတော့ cash collector နဲ့ salesman ရံဖြစ်တယ်ဒါတော့ကျွေးကောက်ခတ်တဲ့ဥစ္စာဘာလို့ရောင်းထားလဲဆိုတော့ဒါလေးတွေ internal conflicts မှာအများကြီးဖြစ်တယ်ဒါကြောင့်ဘာလဲဆိုတော့ working environment တားရေးကြည့်တယ်တော့ benefits တွေအများကြီးရနိုင်တာဖြစ်တဲ့အတွက်ဒါလေးလုပ်ပေးပါဒါကြောင့်ပြောမယ်ဆိုရင်ဗျာဒီဟာတွေကိုသာအသုံးချရင်လူချင်းမင်းတို့ management လုပ်ရတာတအားလွယ်လာလိမ့်မယ်ထပ်ပြောမယ်ကျွန်တော် company တွေကိုဒီမောင်ညတို့အပါဝင် company တချို့တော်တော်များများလုပ်နေပါတယ်အခုနောက်ပိုင်းဆိုရင်လုံရင်အဲ့ company ကြီးသွားတာများပါတယ်ကြီးတဲ့ company လိုက်လို့တာမဟုတ်လုံရင်းနဲ့ကြီးသွားတာ SB Bakery the same ပါစာတာတေတလီပါမင်္ဂလာမန္တလေးစာတာတေတလီပါ10နှစ်13နှစ်ကြာစဉ်းစားမပြတ်လုပ်တယ်ပြောတယ်ကျွန်တော်ကရှေ့ပြေးပြီးပြောတယ်ဒီလိုလုပ်ပါဒီလိုလုပ်ပါဆိုအာညုံတစ်ခုရအောင်လုပ်တယ်လုပ်ပြီးပြောပြရင်းနဲ့တကယ်ဖြစ်သွားတယ်ယုံကြည်စူးစမ်းဖို့လိုတယ် trust လုပ်ဖို့လိုတယ် respect ရှိဖို့လိုပါတယ်အဲ့လိုနဲ့အလုပ်ရှင်အလုပ်သမားအရေးကြီးတယ်အလုပ်ရှင်နဲ့အလုပ်သမားကိုတစ်လားတစ်ချိန်တွေ့ပါမတွေ့ပဲထားတော့အဲ့ကောင်တွေကကြာတော့ပဲ तू ကငါ့ကိုဘယ်လိုမြင်လဲငါသူ့ကိုဘယ်လိုမြင်လဲဆိုပြီးအဲ့မှာတပိတ်မှောက်တယ်ဗမာလည်းတပိတ်ပဲမှောက်တယ်တပိတ်ကိုပြန်မလန်တတ်ဘူးဒါတွေလည်းသင်ပေးမယ်တပိတ်လှန်နည်းပညာဒါတွေနဲ့လည်းအဆင်မပြေပါဘူးဒါကြောင့် efficient ဆရာကြီးပြောသလို effective efficient နှိမ်ပြသွားတယ်ပသိမ်လန်းဥဒါပြီးကျွန်တော်ပသိမ်သွားဖို့ရှိပါတယ်ဘယ်လောက်ကြာလဲလို့ကြည့်လိုက်ပြီးမသွားကြတော့ဘူးနံပါတ်3 management က better than better changing ဒါလေးတွေရမယ်လူတွေပို့ပြီးမြင်သာထင်သာ visibility no visibility no sales revenue မြင်သာထင်သာရှိလာမယ် productivity တွေတက်လာမယ်အချိန်ကုန်တက်တာမယ်ကိုယ့်ရဲ့အသိအဖွဲ့ team ဌာနကိုမသုံးထားဘူး team လို့တဲ့မိုရိုစိတ်ခွန်အားဖြစ်စေတယ်ဒါကြောင့်ဒီနေ့ဒီအစီအစဉ်ကိုလုပ်တဲ့အတွက် improve visibility cost တွေလျော့ရင်ကိုယ်ဒီစီးပွားရေးကိုအနာဂတ်ကိုမျှော်မှန်းနိုင်တဲ့ဥစ္စာရနိုင်တဲ့အတွက်အသုံးချနိုင်ရင်အကောင်းဆုံးပါဒါကြောင့်မလို့ဒီဟာကိုလာတာဒီ total quality management link ဒီ Toyota company ကနေဒါလေးတွေကိုလာတယ်ဆိုတာတွေ့ရပါတယ်နောက်ဆုံးကျွန်တော်ပြောပြမယ်အရင်တော့ကတော့တောင်းဆိုဈေးတင်လိုက်လို့ရတင်လိုက်အမြတ်ကိုဘယ်လိုတင်လဲ cost ကြိုက်တော့ကြပါလိမ့်စေကြားတဲ့ cost ကိုဘယ်လောက်ပဲဖြစ်ဖြစ်ဂယူကိုမဆိုင်ဘူးဘာလို့ဆိုကားတစ်စီး permit တစ်စောင်နဲ့တင်စာရွက်တစ်ရွက်နဲ့တင်3000ကျော်မြတ်ခဲ့တဲ့ခေတ်ပါအမြတ် margin ဆို 100% 200% 300အခုရှိသေးလို့လားအခု 2% 3% လောက်ကိုမလောက်တတ်ကြတော့ဘူးစနစ်တကျဖြတ်မယ်ဆိုရင်တကယ်မလောက်နိုင်တော့တဲ့ခေတ်ဖြစ်နေတယ်အခုပြောင်းသွားမယ်ဥစ္စာကတကယ်ကြာ cost ကို show ရမှာမဟုတ်လားလူချင်းမင်းစဉ်းစားအဲ့ဒီအတွက်ဝန်ထမ်းကို scale လုပ်မယ်လူတွေအကုန်လုံးကို align လုပ်မယ် innovation လုပ်မယ်သူတို့ကိုတေချာ satisfaction လုပ်မယ် customer service ကို excellent လုပ်ရင် cost ချာဝန်ထမ်းကိုထုတ်ဖို့မပြောဘူးပြီးတော့မှတကယ်တက်သွားတဲ့ဥစ္စာကိုနောက်ဆိုင်နေဖွင့်ပြီးသွားတဲ့တယ်လို့ကျွန်တော်နေမြင်ပါလေရောင်းစင်းနှုန်းကိုမြင့်ဖို့ဆိုတာတော်တော်ခက်သွားပါရဲ့အဲ့တော့ cost ကို short တဲ့အချိန်မှာ lean ကိုသုံးကြည့်ပါသုံးတော့ cost ကျော်ပြီး profit margin အဲ့မှာများလာတယ်အရင်ကကျွန်တော်တို့လုတ်တတ်တာက cost များလာရင်အဲ့ cost ကိုပေါင်းပြီးအမြတ်ကိုပို့တင်မယ် cost ကို short သွား
hotel တွေ the same no competition တအားဖြစ်လာတဲ့အချိန်မှာဘာမှမဖြစ်ပါဘူးလူချင်းမင်းတို့မကြောက်ပါနဲ့ကိုကိုကောင်းအောင်လုပ်ပါကို review လုပ်ပါ analysis လုပ်ပါ evaluate လုပ်ပါ hotel တွေများလာလို့နိုင်ငံတကာမှာ3 star hotel တွေ4 star 5 star 6 star 7 star hotel ပေါ်လာလို့3 star hotel မပြောက်သွားဘူးကို renovation နဲ့ housekeeping ကိုတေးသေးချာချာအဲ့တော့ပြန်ထည့်ရမယ့်ဥစ္စာမထည့်ရင်းနဲ့ပြန်မွဲသွားတာစဉ်းစားဒါကြောင့်မလို့သေချာ professional service နဲ့လုပ်ကြပါလို့ပြောချင်တယ်နောက်ဆုံး waste ကို short လို့ပြောလို့ရှိရင်အခုလို့လာနားထောင်တဲ့အချိန်မှာ value ဘာ value ရလူချင်းမင်းတို့တင် commercial value တက်အောင်လုပ် commercial value ဆိုတာလုံရင်းနဲ့အခုလို့ပြောပြရင်လည်းအမျက်တွေတက်လာအောင်အမျက်ကိုတက်ဖို့အတွက်အမျက်ကြီးစားတာမဟုတ်မလိုတဲ့ cost ကို short ရင်းနဲ့အမျက်ကျန်တာဒါဒီ lean transformation lean management number 2 market value ကိုလုပ်တဲ့ဥစ္စာမှာ number of potential customer အလားလာရှိတဲ့ကိုယ့်ရဲ့ဖောက်တဲ့တွေနောက်တဲ့ reputation အတိမတ်ပြုလာတယ်အဲ့အတွက်သူတို့ကိုယ့်ကိုပို့လာတယ်ရောင်းအားပိုတက်လာတယ်ကျွန်တော်စဉ်းစား quality ကိုမြင့်ဈေးကြီးမယ်ထင်တယ် no အတိမတ်ပို့ပြုမယ် volume တက်လာမယ်ဈေးနှုန်းသတ်မှတ်တာကိုလက်ခံလာဘာလို့ဆို quality ရှိတယ် quality ကိုမြင့်တဲ့အတွက် cost ကလည်းနှစ်ခါပြန်လုပ်ရတယ်မရှိဘူး warranty ပေးလို့ရတယ် scrap ဖြစ်တယ်ဆိုတာမရှိဘူးအဲ့ဒီအတွက် profit ကနီးလန်းနှစ်သွင်းနဲ့တက်တော့ at least 20% တက်တယ်ကျွန်တော်တို့အယူဆ quality ကိုမြင့်နေဝန်ထမ်းကို train ပေးလိုက်ရင်ကုန်တယ်လို့ထင်နေတယ် training the cost မို့ train the investment နီးလန်းနှစ်သွင်းနဲ့တက်တယ်အဲ့တော့နှစ်ခါပြောစရာမလိုဘူး customer ကျင့်တဲ့တကယ် professional service reception တွေပြင် professional ရီတာတွေပြုံးတာတွေလောက်တာတွေတို့တွေသပင်စီးတာတွေဒါသတိဖို့လေကုမ္ပဏီတွေမှာကောင်းကြည့်တယ်တချို့ဟိုတယ်တွေမှာသွားကြည့်ဟိုတယ်ကသာ5 star လူက1 star ကိုဆိုင်ကိုလည်းကိုကြည့်ရောင်းမကောင်းတဲ့ဆိုင်ရဲ့ဝန်ထမ်းရဲ့မျက်ခွက်တွေကိုလိုက်ကြည့်ကိုပဲကြည့်လိုက်ကျွန်တော်တခါကျစဉ်းစားလူကပစ္စည်းဝယ်ခါနေကြရင်ပစ္စည်းကိုအရင်မကြည့်ဘူးလူကိုအရင်ကြည့်ဟုတ်လားရတနာဝဲတဲ့ဒီအတိုင်းပဲလူကိုကြည့်လူကစုပ်ပြီးစုပ်ပဲဆိုရင်ဈေးစစ်တယ်ရောင်းကောင်းခြင်းအကောင်းဆုံးဝတ်ထားရောင်းတဲ့လူဟာစုပ်ပြီးစုပ်ပြတ်မိုးရအောင်အလားဆုံးဝတ်ထားဈေးမစစ်တော့စုပ်ပြီးစုပ်ပြတ်ဝင်ဈေးစစ်တယ်ရွှေစိတ်10သိန်းကိုဘယ်သူမှ9သိန်းမစစ်ဘူးကစုံရဲ့တစ်စီးကို100 900စီရဲတယ်စဉ်းစား philosophy ဒါကြောင့်ဒီနေ့ကစာပြီးအလားဆုံးအဝယ်စားမနေ့ပြန်ဝဲမွဲရောမဝဲစေရဘူးလို့ဒါလေးတို့ပြောချင်တယ်ဒါကြောင့် efficiency value တက်အောင်လို့အဲ့ဒီအတွက် customer value customer ကိုတစ္ဆာကြီးတစ်ခါဝယ်တဲ့လူကိုနှစ်ခါလက်တို့3ခါသူ့ဆွဲစီထားတာညိနေနောက်ဆုံးသူနဲ့ကိုနဲ့ life long customer partnership အဲ့ဒါကိုတူတယောက်ချင်းကိုသေချာတင်အဲ့အတွက် now business လုပ်တယ်ဆိုတာ future အတွက်လုပ်တယ် future မှာ value က share value တွေတက်လာအဲ့တော့ဒီ values တွေကို5ချက်ကိုရအောင်အတွက်ဒီနေ့ဒီ seminar မှာဒီခေါင်းစဉ်ကိုပို့ချတယ်လို့ပြောတယ်ဒါနောက်ဆုံး slide ပဲလူချင်းမင်းတို့အခုချိန်မှာအရေးအကြီးဆုံးကကျွန်တော်လက်လီဟောပြောပွဲတွေပါပြောတယ်အခု24ရက်နေ့မန္တလေးမှာလည်းကျွန်တော်ပြောဦးမယ်တိုးလို့ရတာအကုန်တိုး value add ကိုပဲလို့ကိုလည်း value တက်အောင်လို့ဝင်တက်အောင်ရှာဘယ်လိုလုပ်ရင်ဘွားပုတ်ရလန်းငွေနီးလန်း revenue stream တွေဘယ်ရနိုင်ဒါစဉ်းစားအမြဲရမှာစဉ်းစား market group ဘယ်လိုလုပ်ရင်ရမလဲအဲ့ဘယ်လိုတိုးရင်တိုးမလဲဒါတွေပဲထိုင်စဉ်းစား market share ဝန်ထမ်းတွေ retention ဘယ်လိုထိန်းထားမလဲရင်းတဲ့အပေါ်မှာဘယ်လောက်ရမလဲ efficiency ဘယ်လောက်ရမှာ cash flow တွေအောင်ဒါကိုစဉ်းစား increase တိုးလို့ရတာတိုးပြီး short လို့ရတာအကုန် short reduce ဘာ short မလဲ cost short အချိန်နဲ့ကြာနေတာတွေအထုတ်ရတာတွေမလိုအပ်ပဲနဲ့လောက်တာတွေအကုန် complaints တွေ risk တွေ turnover တွေအကုန်လုံး conflict တွေ people တွေအကုန် short တိုးတက်လို့လုံးဝမယ် improve တွေလုံးရကင်တက်အောင်လို့ဝန်ထမ်းတွေကိုလုံးရကင်ကြမတက်ပဲနဲ့ဆို cost တက်နေအောင်ဟေးဝန်ထမ်းတယောက်တည်းထားရတချို့ company တွေတချို့ ဆိုင်တွေမှာလူတယောက်မှတော့မလို့မင်္ဂလာမဲလေးမှာလုံခြုံရေးရှိတယ်မလို့စံစာဖွင့်လိုက်ရင်သူ့ဘာသူဖွင့်တယ်အဲ့ဝန်ထမ်းထုတ်လိုက်အဲ့ဝန်ထမ်းကိုတနေရာမှာတော့ထားလိုက်ကျန်တဲ့ security ပို့လုံးလို့မရသူ happyဘာဖြစ်လို့အများကြီးဘုံလို့ထားမှာလဲဆိုကိုကတာဝန်မချင်းနဲ့ကိုကအလုတ်ရှင်အလုတ်သမားကိုတတ်နေသလိုဖြစ်တယ် no နားလည်အောင်ပြောပြပါဒါလေးတို့သေချာလုံး team တွေလုံး workshop လုံးဒါလေးတွေလုပ်ပေးဒါကြောင့် process တွေကိုအခုနောက် short
service ကိုတက်အောင်လုပ် information သတင်းချက်လက်တို့ technician အကုန်ရအောင်လုပ်လူတွေရဲ့စိတ်ဓာတ်တွေကိုမကြားတဲ့နဲ့ကိုကြားနေတဲ့စိတ်ဓာတ်ကိုကိုမကောက်မတင်ဘယ်သူမှကောက်မတင်ဘူး reputation ဒါလေးတွေကိုတစ်ချက်လုပ်ပေးပါ skills တွေ quality တွေလုပ်ပေးပါနောက်ဆုံးအရေးကြီးတာဆရာကြီးလည်းပြသွားတယ် hey အသစ်တွေကိုထပ်ထွင် product အသစ်တွေရောင်းမကောင်းတဲ့ဥစ္စာမှတ်သမျှအချိန်ကုန်တဲ့ margin လည်းမရှိပါနဲ့အဲ့ကောင်ဖယ်လိုက်အရောင်းကောင်းဆုံးအမြတ်ဆုံးဘယ်လောက်ရှိလဲ A group ရောင်းကောင်းတယ်တိတ်မမြတ်ဘူးဒါပေမဲ့ margin ပပလေးတအားရောင်းကောင်းတယ်ရောင်းလည်းမကောင်းဘူးမြတ်လည်းမမြတ်ဘူးဘာလည်းမချိုးမနဲ့ဆိုင်တဲ့ဥစ္စာအကုန်ဖယ်ပြီး new product တွေထပ်ထည့်အဲ့တော့ manage လုပ်ဒါကျွန်တော်တို့7-11 CP သင်ပေးတယ် detail profit costing revenue pricing ဒါလေးကိုသိချလို့ detail လို့ဘယ်ကြောင့်ကောင်းလဲဘယ်သူဝယ်ရလဲဘာလဲအဲ့လောက်ထိသိမှဆိုင်ဖွင့်မှာအရေးကြီးလာပြီဆိုင်တစ်ဆိုင်ဖွင့်နေဆိုတာဒီအတိုင်းရိုးသားမယ်နဲ့လုံးလို့မရတော့ပါဒါကြောင့်အခုလိုဟောပြောပွဲတွေလန်နာထောင်တာကျေးဇူးတင်ပါတယ်တောင်း strategy တွေချ system တွေချဒါလေးတွေအကောင်းဆုံးလုပ်နိုင်ပြီအကောင်းဆုံးတန်ဖိုးမြင့်တဲ့ organization တွေဘာတွေအားလုံးဖြစ်နိုင်ပါစေလို့စုမုံတောင်းရင်ကျွန်တော်ရဲ့တင်ပြဆွေးနွေးမှုကိုဒီမှာပဲညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆွေးနွေးဖို့ချပေးပါတော့ဆရာဦးတန်ကျော်အားသူပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆရာကြီးပမာခတာအထောင်ထွန်းတဲ့နေဆရာဦးတန်ကျော်တို့မှဟောပြောဖို့ချခဲ့သော presentation များကို BFPM Seminar Facebook page မြန်မာ B2B Management Magazine Facebook page နဲ့ B2B TV Facebook page များမှာ download လုပ်ရပါပြီရှင်Better Future Better Myanmar 2018 episode 2ရဲ့ဒုတိယမြောက်ဟောပြောပွဲကိုတော့လာမယ့်နိုဝင်ဘာ24ရက်နေ့မှာပသိမ်မြို့တော်ခမ်းမမှာကျင်းပမှာဖြစ်တဲ့အကြောင်းကိုလည်းကြိုတင်သတင်းကောင်းပါရပါရှင်။အစီအစဉ်အရ Happy Myanmar Company Limited မှာ Lean Management ကောင်းစဉ်ဖြင့်ကျင်းပပြုလုပ်သော Better Future Better Myanmar 2018 episode 2ဟောပြောပွဲအောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါရှင်။အချိန်လေးတယောက်ကြတော့လူကြီးမင်းများစပွန်ဆာများပြပါဝင်ထားသောလုပ်ငန်းများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ပြရပါရှင်။